တဲ့တော့ပညာရှင်တဦးဖြစ်သည်ဥဝေလင်းထွန်းမှာဝေမျှဆွေးနွေးပေးရန်ဖြစ်ပါတယ်ဆရာဥဝေလင်းထွန်းရှင်ဝေမျှဆွေးနွေးပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်ဆိုအားလုံးပဲမင်္ဂလာပါနော်အဲ့တော့ဒီနေ့ဒီခန်းသားကိုစီစဉ်ပေးတဲ့ဒီမြန်မာ Microfinance Association ကတာဝန်ရှိတဲ့လူချင်းမင်းတွေတပါပေါ့နော်တက်ရောက်ပေးတဲ့ဒီ Microfinance Business Sector ထဲမှာရှိတဲ့local bank ရဲ့ဒီမနက်ပိုင်းမှာကျွန်တော်တို့ sharing လုပ်ပြီးသွားတဲ့ဆရာဆရာမကြီးအားလုံးကျွန်တော်တို့မင်္ဂလာပါလို့ကျွန်တော်ဥစားနှုတ်ဆက်တယ်ပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်ကိုကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်အဲ့တော့ကျွန်တော်နာမည်ကတော့ကျွန်တော်ဝင်းလင်းပါလက်ရှိbusiness analysis professional တယောက်အနေနဲ့ရော instructor တယောက်အနေနဲ့ရောကျွန်တော်လုပ်ကိုင်ပါတယ်လက်ရှိကျွန်တော်တို့ Matrix Institute of Professional မှာ data analysis နဲ့ပတ်သက်ပြီးတော့ business intelligence နဲ့ပတ်သက်ပြီးတော့အပိုင်းတွေကိုကျွန်တော်တို့ diploma course တွေလည်းကျွန်တော်တို့သင်တာရှိသလိုဆက်ပေါ့နော် data analysis နဲ့ဆက်နေတဲ့တခြားသော course တွေလည်းရှိပါတယ်အဲ့တော့ဒီမှာတက်ရောက်နေတဲ့သူတွေထဲမှာကျွန်တော်အတန်းမှာတက်နေတဲ့သူအများစုလည်းပါတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီတွေလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော်အနေနဲ့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီနေ့ session ရဲ့နောက်ဆုံးပိုင်းအနေနဲ့ပေါ့နော်ကျွန်တော်ခေါင်းစဉ်လေးကတော့ Power BI dashboard for your business နဲ့ဒီ data driven decision making ဘိုင်းကျွန်တော်တို့ခေါင်းစဉ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီခေါင်းစဉ်ကိုရွေးချယ်လာတဲ့သူတွေကိုလည်းကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ဒီခေါင်းစဉ်ကဒီ industry ရဲ့ဒီ sector နဲ့လည်းကျွန်တော်တို့အများကြီးကိုက်ညီတာကိုတွေ့ရတယ်ဒါအပြင်လက်ရှိဖြစ်နေတဲ့ trend အရာလည်းဒါတွေကိုမဖြစ်မနေသိသိနေဆိုတဲ့အကြောင်းရင်းတွေအများစုပါတာဖြစ်တဲ့အတွက်ကိုတော့ဒီခေါင်းစဉ်ကို sharing လုပ်ပေးရတာကျွန်တော်အနေနဲ့အများကြီးကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဒါလေးကိုကျွန်တော်အရင်ဆုံးကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့တော့ခေါင်းစဉ်ကိုကျွန်တော်တို့အပိုင်းကျွန်တော်တို့ခွဲကြည့်ရရဲဆိုရင်နှစ်ပိုင်းကျွန်တော်တို့ခွဲပြီးပြောလို့ရတယ်တစ်ပိုင်းက Power BI dashboard for your business ရဲ့နောက်ထပ်တစ်ပိုင်းကတော့ကျွန်တော်တို့ data driven decision making ဘိုင်းပေါ့နော်အဲ့တော့ organization တွေမြည်သည့်လုပ်ငန်းတွေမဆိုပေါ့နော်ဒီရဲ့ microfinance sector မှာမဟုတ်မြည်သည့် program မဆိုကျွန်တော်တို့ data ကိုအခြေပြုပြီးတော့သွားလာကြပြီနိုင်ငံတကာမှာဆိုရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကplan တွေဆွဲတာပဲဖြစ်ဖြစ် decision တစ်ခုချတာပဲဖြစ်ဖြစ်ဒါမှမဟုတ် strategy တစ်ခုစဉ်းစားတာပဲဖြစ်ဖြစ် realistic ဖြစ်တဲ့ data ကိုပဲကျွန်တော်အခြေပြုပြီးတော့ကျွန်တော်တို့လုပ်ကင်လာကြတာနှစ်ပေါင်းများစွာရှိလာပြီပေါ့နော်ဆိုတော့မြန်မာနိုင်ငံမှာတော့တွင်ကျလာကြပြီသို့တော့အပြည့်အဝတော့ဟုတ်တယ်လို့အပြည့်အဝဖြစ်တယ်လို့တော့ကျွန်တော်အနေနဲ့တော့မယူဆသေးဘူးပေါ့နော်ဆိုတော့ဒါတွေကို data driven decision making လုပ်ချင်အဖြစ် organization တွေအတွက် business တွေအတွက်အများကြီးအကျိုးသက်ရောက်မှုရှိစေရဆိုတဲ့အပိုင်းကိုဒီနေ့ကျွန်တော်တို့ဒီအစိပ်ပိုင်းနှစ်ခုလုံးကိုကျွန်တော်မျှပြီးတော့ကျွန်တော်တို့ရှင်းပြသွားမယ်ကျွန်တော်ရဲ့ background industry ကခေါင်းစဉ်ရတော့၎င်း data နဲ့ပတ်သက်ပြီးဆက်ဆက်နေရဖြစ်တဲ့အတွက်တော့ဒီ data analysis နဲ့ပတ်သက်တဲ့တချို့သိဖို့လိုတဲ့အခြေခံ foundation knowledge တွေကိုပါကျွန်တော်တို့ဖြည့်ဆွက်ပြီးတော့ကျွန်တော်ရှင်းပြပေးသွားမှာပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်ဒီမှာတက်ရောက်နေတဲ့သူတွေကိုမေးချင်ပါတယ်ကိုလက်ရှိလုပ်နေတဲ့ organization မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့တောင်းယူရတဲ့အပိုင်းမနော်ကိုယ့်ရဲ့လုပ်ငန်းလှုပ်ဆောင်တာမှာအရေးကြီးတဲ့ plan တွေဆွဲတာပဲဖြစ်ဖြစ် decision တွေချတာပဲဖြစ်ဖြစ် strategy တွေချတာပဲဖြစ်ဖြစ်တကယ်ကိုယ့်လုပ်ငန်းမှာရှိနေတဲ့ realistic ဖြစ်တဲ့ data ကိုအခြေပြုပြီးတော့ကျွန်တော်တို့လုပ်လေးရှိလားပေါ့နော်အကယ်၍ကိုလုပ်လေးရှိတယ်ရခိုင်တုံးအဖြစ်တယ်လုပ်တာများတယ်လို့ယူဆတယ်ဆိုရင်ကျွန်တော် 100 စစ်တစ်ချက်လုပ်ကြည့်ပြပါလားဟုတ်ဒီရဲ့ဥပဒေကိုတဝက်လောက်ပဲရှိသေးတယ်โอเคအဲ့တော့နောက်ပိုင်းပို့ပြီးတော့လှုပ်လာမယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဒီဘိုင်းကိုပဲကျွန်တော်အဓိက share လုပ်ပေးမှာเนาะဒါဆိုရင်ကျွန်တော်ထပ်ပြီးတော့မေးကြည့်မယ်ကိုယ့်ရဲ့ organization မှာကိုယ် data ကိုသုံးကျင်တယ်เนาะတခုခုအသုံးပြုဖို့လိုလာတဲ့ခါကျရင်ကိုယ့်ရဲ့အနည်းဆုံးနေရာမှာကိုယ်အလွယ်တကူ access လုပ်လို့ရတဲ့အခြေအနေမှာရောရှိလားကိုယ့်ရဲ့လုပ်ငန်းမှာဆိုရင်ရှိတယ်ဆိုရင်100စစ်တစ်ချက်လုပ်ပြကြပါအဲ့တော့အဲ့ဒီဘိုင်းကတော့တော်တော်လေးခုနကပထမမေးခွန်းထက်လက်ထောင်လာဆိုရင်တော့တော်တော်လေးကျွန်တော်တို့ပို့ပြီးတော့နေသွားတာပေါ့နော်ဒါဆိုရင်အကြမ်းမြင့်တော့ကျွန်တော်သဘောပေါက်သွားပြီဘာကြောင့်ဆိုတော့ maybe တချို့ data ရဖို့အခက်အခဲရှိလို့ data ကိုအလွယ်တကူ access လုပ်လို့မရလို့ဒါကြောင့်ကျွန်တော်တို့အသုံးမချနိုင်တဲ့အခြေအနေမှာလည်းကျွန်တော်ရှိနိုင်တယ်ပေါ့နော်အဲ့တော့ data နဲ့ပတ်သက်ပြီးတော့ data driven decision ကဘာကြောင့်အရေးကြီးလဲဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့နားလည်အောင်ကျွန်တော်ဥပမာလေးတစ်ခုနဲ့အရင်ပြောပြချင်ပါတယ်ဆိုတော့ဒီ industry ရဲ့ဥပမာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ဒီ Woman ဆိုတဲ့လုပ်ငန်းစုတကယ် retail business လို့ကျွန်တော်တို့ပြောလို့ရတယ် international မှာကျွန်တော်တို့ရှိတယ်တကမ္ဘာလုံးတိုင်းနဲ့ဆိုရင်နိုင်ငံပေါင်း20ကျော်မှာရှိတယ်
သူ့ရဲ့ဆိုင်ခွဲအဖြစ်ဆိုရင်ကျွန်တော်တို့ဒီ1000ကျော်ဝန်းကျင်ရှိတယ်ပေါ့နော်တကယ်လုပ်ငန်းစုတော်တော်များများလဲကျွန်တော်တို့သိကြမယ်ထင်တယ်အဲ့တော့တကယ်တမ်းဒီရဲ့ case ကလုံးဝ real case study တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ online မှာလည်းကျွန်တော်အလွယ်တကူကျွန်တော်တို့ရှာဖွေဖတ်ရှုလို့ရတယ်အဲ့တော့ American မှာရှိတဲ့ကမ်းရိုးတန်းဒေသတွေကအမြဲတမ်းကျွန်တော်တို့မှုန်တိုင်းဝင်လေးရှိတယ်ဝင်လေဆိုရင်လည်းဝင်တဲ့မှုန်တိုင်းကတော်တော်လေးအရန်ကြီးမားတဲ့မှုန်တိုင်းမျိုးတွေပဲကျွန်တော်ဝင်တာပေါ့နော်အဲ့တော့American ကန်တိုရန်ဒေသတစ်ခုကမြို့လေးတစ်ခုမှာပေါ့နော်ဆိုတော့မိုးလေဝသသူကဘာခက်မှန်းလဲဆိုတော့လာမဲ့2ပတ်3ပတ်လောက်မှာသူတို့ရဲ့ဒေသကိုမှုန်တိုင်းဝင်မှုရှိတယ်ဝင်တဲ့မှုန်တိုင်းကလည်းတကယ်ကြီးမားတဲ့မှုန်တိုင်း impact တွေကျွန်တော်အများကြီးရှိတယ်အဲ့တော့အဲ့ဒီရဲ့ information အဲ့ဒီရဲ့သတိပေးမှုချက်ကိုထွက်လာပြီးရဲ့နောက်ပိုင်းမှာဒီဝမဲရဲ့ CIO ဖြစ်မှာပေါ့နော် Chief Information Officer ကဘာလုပ်လဲဆိုတော့ဟုတ်ပြီငါတို့ရှိနေတယ်ငါတို့ဆိုင်ဖွင့်ထားတဲ့မြို့နယ်မှာမှုန်တိုင်းဝင်တော့မယ်နောက်2ပတ်လောက်ဆိုရင်ကျွန်တော်ဝင်ပြီး तू ကဘာလုပ်လဲဆိုတော့သူတို့ရဲ့ data မှာအများနဲ့မှုန်တိုင်းဝင်လေးရှိတာဖြစ်တဲ့အတွက်သူတို့ရဲ့လူတွေကို तू ကဘာလုပ်ခိုင်းလဲဆိုတော့လွန်ခဲ့တဲ့အရင်တုန်းကဖြစ်ခဲ့တဲ့မှုန်တိုင်းတွေကျွန်တော်ရှိတယ်အဲ့တော့အလားတူဒီလိုမှုန်တိုင်းဖြစ်တဲ့အချိန်မှာ2ပတ်လို့မှာသူတို့ရဲ့ customer တွေဘာလုပ်လေးရှိတယ်ဆိုတော့ customer တွေရဲ့ habit တွေသူတို့ရဲ့ behavior တွေကို तू ကသွားပြီးတော့ study လုပ်ခိုင်းတယ်ဆိုလိုချင်တာကမှုန်တိုင်းမလာခင်2ပတ်လို့မှာအဲ့ဒီမျိုးမှာရှိနေတဲ့သူတို့ရဲ့ target customer တွေကဘာဝယ်လေးရှိလဲဘာတွေကိုဦးစားပေးပြီးတော့သူတို့ဖြည့်တက်လဲဘယ်ပစ္စည်းမျိုးကိုသူတို့ဦးစားပေးပြီးတော့ဝယ်လေးရှိလဲဆိုတော့ customer တွေရဲ့ buying behavior ကိုသူကသွားပြီးတော့ study သွားလုပ်ခိုင်းတယ်အဲ့တော့ study လုပ်ပြီးတော့ရလာတဲ့ data ပေါ်မူတည်ပြီးတော့သူကဘာလုပ်လဲဆိုတော့လက်ရှိမှုန်တိုင်းမှုခင်2ပတ်လုံးမှာတကယ်တမ်းပြီးခဲ့တဲ့ကာလရဲ့ဝယ်ခဲ့တဲ့အလေးထားတဲ့ပစ္စည်းတွေကိုပဲသူကရှက်တန်းမှာကြံတဲ့မဆိုင်တဲ့ဟာတွေသူကအကုန်လုံးဖယ်ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့ပဲသူကအကုန်လုံးသူကရှက်တန်းကိုအပြည့်သူကခင်းလိုက်တာအဲ့တော့ခင်းလိုက်တဲ့ခါကျရင်တကယ်တမ်းမှုန်တိုင်းဝင်တယ်မှုန်တိုင်းဝင်ခဲ့ရက်လို့မှာတကယ်နဲ့အဲ့ဒီရဲ့နိုင်ငံမှာအဲ့ဒီရဲ့မြို့နယ်မှာနေထိုင်ခဲ့တဲ့သူ့ရဲ့ customer အားလုံးကသူတို့ခန့်မှန်းထားတဲ့အတိုင်းပဲသူတို့ပြင်ဆင်ထားတဲ့အတိုင်းပဲလာပြီးတော့ဝယ်ကြတယ်အဲ့တော့သူပြင်ဆင်ပြီးတော့ခင်းကျင်းထားတဲ့ product တွေကိုရှက်တန်းကုန်တဲ့အထိကျွန်တော်တို့ရောင်းချတဲ့ result တွေကိုကျွန်တော်ပြန်ပြီးတော့တွေ့ရတယ်အဲ့တော့အဲ့ဒီအချိန်မှာတခြားသောလုပ်ငန်းတွေရှိတယ်အဲ့တော့ဥမာဝမ်မိုင်းနဲ့ပတ်သက်တဲ့သူတို့ရဲ့ပြိုင်ဘက်တွေဖြစ်မယ်သူတို့ရဲ့ competitor တွေဖြစ်မယ်သူတို့ကြတော့ဒီလိုမျိုး data တွေကို analysis တေချာမလုပ်ဘဲနဲ့သူတို့ရဲ့ဖြတ်သန်းတဲ့အတွေ့အကြုံသူတို့ရဲ့ opinion သူတို့ရဲ့ထင်မြင်ယူဆချက်တွေပေါ်မူတည်ပြီးတော့သူတို့လည်းကျွန်တော်တို့အဲ့လိုမျိုးပဲဖြည့်ပြီးတော့ရောင်းကြတယ်ဒါပေမဲ့ result ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင် Roman နဲ့သူတို့ရဲ့ competitor တဲ့အခါကျရင် Roman ကတိတိတတ်ပို့ပြီးတော့ရောင်းရလေးရှိတယ်အဲ့တော့ဒီနေရာမှာထူးခြားချက်ကဘာတွေ့လဲဆိုတော့တကယ်တမ်းသူတို့ရောင်းချခဲ့ရတဲ့ product တွေကိုပြန်ကြည့်လိုက်တဲ့အခါကျရင်အများထင်သားသလိုပဲတခုခုဥမာမကောင်းတဲ့ကိစ္စရေးကြီးတာပဲဖြစ်ဖြစ်မှုန်တိုင်းတွေဖြစ်ဖြစ်ကျွန်တော်များသောအားဖြင့်ပုံမှန် January ဖြစ်ရတဲ့ product တွေရှိတယ်ဥမာအစားအသောက်တို့ရေတို့ဆေးဝါးတို့ပြီးရင်ကျွန်တော်တို့မီးအသုံးဆောင်တဲ့ပစ္စည်းတို့ဒါမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့အယောင်ကောင်းဆုံးသောပစ္စည်းတွေကဘာဖြစ်နေရမျိုးတွေ့ရလဲဆိုတော့ဘီယာတို့သူ့ရဲ့အာလူးကြော်တို့ဒါမျိုးတွေကပို့ပြီးတော့ရောင်းရလေးရှိတယ်ဆိုတဲ့အဖြစ်ကိုသူကသွားပြီးတော့တွေ့ရတယ်ဒါကသူတို့ကိုယ်တိုင်ပြီးခဲ့တဲ့ဖြစ်ခဲ့တဲ့သူတို့ရဲ့ historical data တွေကိုသူတို့ကပြန်ကြည့်တယ် data ပေါ်ကတွေ့တဲ့ result တွေကိုပဲသူတို့ကယူပြီးတော့သူတို့ရဲ့လုပ်ငန်းလုံးဆောင်တော့မှပြန်ပြီး apply လုပ်တဲ့ခါကျရင်တခြားသောသူတွေနဲ့တခြားသောပြိုင်ဘက်တွေနဲ့တကယ် result ချင်းရှင်တဲ့ညမှာတော်တော်လေးကျွန်တော်တို့ကွာသွားတာမျိုးကျွန်တော်တွေ့ရတယ်တကယ်တမ်းအောင်မြင်တဲ့တာတကပေါ့နော်အဲ့တော့ဒါကအများနားလေတဲ့အများနည်းနည်းလေးထိတွေ့ဘူးတဲ့ဥမာတစ်ခုနဲ့ကျွန်တော်အရင်ရှင်းပြတာပေါ့နော်တကယ်လို့ပြည်တွင်းမှာကျွန်တော်ပြန်ကြည့်တယ်ဆိုရင်လက်ရှိပြည်တွင်းရဲ့ retail center မှာလုပ်နေတဲ့လုပ်ငန်းတော်တော်များများနဲ့ကျွန်တော်နည်းနည်းနီးစပ်တာမျိုးရှိတယ်တကယ်နဲ့လက်ရှိအချိန်ထိလုပ်ငန်းတော်တော်များများက data driven decision making ကိုကျွန်တော်မသွားကြသေးဘူးအဲ့တော့ဒီလို case မျိုးမြန်မာနိုင်ငံမှာဖြစ်ခဲ့တယ်ဆိုရင်လက်ရှိ retail center မှာရှိနေတဲ့ကုမ္ပဏီလက်ချိုးရည်လို့ရတယ်ကုမ္ပဏီတစ်ခုနှစ်ခုလောက်ပဲဒီလို data driven decision making ကိုကျွန်တော်လုပ်နိုင်တာအများစုကတော့သူတို့ရဲ့ opinion မှာမူတည်ပြီးတော့ maybe Sunday ဝယ်မယ် CD ဝယ်မယ်ဒီလိုမျိုးလေးပဲသူကဖြည့်ကြတာများတာပေါ့နော်တကယ်တမ်း data ကိုပြန်ကြည့်ရဆိုရင်ကျွန်တော်တို့ထင်သားသလိုကျွန်တော်တို့ယုံကြည်ထားတဲ့ယုံကြည်ချက်သလိုကျွန်တော်တို့မတူတာမျိုးတွေလည်းကျွန်တော်တို့ဖြစ်တတ်တယ်အဲ့တော့ဒါကကျွန်တော်တို့ဘာကြောင့်ကျွန်တော်တို့ data ကအရေးကြီးတာလဲဒါလေးကိုကျွန်တော်တို့အရင်ဆုံးဥစွာရှင်းပြတာပေါ့နော်အဲ့တော့လုပ်ငန်းတိုင်းကတူညီတဲ့လှုပ်ဆောင်ချက်တွေမရှိကြဘူးတူညီတဲ့အသုံးပြုမှု data ကိုအသုံးပြုမှုတွေမရှိကြဘူးအဲ့တော့အလွယ်ကျွန်တော်တို့ဒီဥပမာနဲ့ကျွန်တော်တို့ထည့်ကြည့်ရရင်တစ်ဖက်မှာဒါကပုံမှန်ကျွန်တော်တို့ရက်ွက်တွေမှာ web market တွေမှာရောင်းတဲ့ငါးရောင်းဆိုင်တို့ကျွန်တော်တို့ပြောလို့ရတယ်
အဲ့တော့တစ်ဖက်မှာကျွန်တော်တို့ Netflix ပေါ့နော် Netflix ကတော့တော်တော်များများကျွန်တော်ရင်းနှီးကြမယ်ဒီလုပ်ငန်းတစ်ခုကသူတို့ရဲ့နေ့စဉ်လုပ်ငန်းလုံးဆောင်တာကိုဘယ်လို operate လုပ်နေလဲဆိုတဲ့အပိုင်းကိုစဉ်းစားကြည့်တယ်ဆိုရင်ဥပမာဒီဘက်ကငါးဈေးဆိုပါစို့ငါးရောင်းတဲ့သူတွေကနေ့စဉ်သူငါးဘာရောင်းမလဲဆိုတာကိုရွေးချယ်ပြီးတော့ဆုံးဖြတ်တဲ့ခါကျရင်တေချာတယ်သူ့ရဲ့အတွေ့အကြုံသူ apply လုပ်ရင်လုပ်လိုက်မယ်ဒါပေမဲ့သူ့ရဲ့ထင်မြင်ယူဆချက်ကိုသူ apply လုပ်ရင်လုပ်လိုက်မယ်ဒါမှမဟုတ်သူ့ရဲ့လက်တော်ရောင်းရတဲ့ trend တွေကိုသူကြည့်ကောင်းကြည့်လိုက်မယ်ဒါပေမဲ့ဘယ်နေ့မှာဘာတွေရောင်းရလဲဆိုတဲ့အမျိုးအစားတစ်ခုချင်းစီနဲ့ပတ်သက်တဲ့ data အသေးစိတ်ကြည့်ပြီးတော့သူလုပ်ချင်မှလုပ်လိုက်မယ်ကျွန်တော်ထင်တယ်မလုပ်ဖို့ရခိုင်တော့ပို့ပြီးတော့များတယ်အဲ့တော့တစ်ဖက်ကကျွန်တော် Netflix သုံးပေးလို့သိတယ်အဲ့တော့ Netflix ကသုံးမှုတဲ့သူဆိုရင်သိထားကြည့်လိုက်သူတို့ကျွန်တော်တို့ suggest လုပ်တဲ့ movie series တွေ TV series ကများသောအားဖြင့်ကျွန်တော်တို့ကြိုက်နှစ်သက်တဲ့ဟာတွေဖြစ်နေတတ်တယ်အော်စရာရမ်းကောင်းတယ်တစ်ခါတည်းကြတယ်ကိုရှာနေတဲ့ကိုကြည့်ချင်တဲ့ကိုစိတ်ဝင်စားစေတဲ့ movie series တွေကဘာကြောင့်ကိုလာပြနေတာမျိုးတွေလဲကိုတစ်ခါတည်းကျွန်တော်တွေးမိကောင်းတွေးလိုက်မယ်ဒါကတော်တော်များများသတိမထားမိလို့သတိထားကြည့်တယ်ဆိုရင်အဲ့ဒါတော်တော်လေးတွေးရအဲ့တော့ Netflix ကသူ့ကိုအသုံးပြုနေတဲ့ user တွေကိုဘာ recommend လုပ်ရမလဲဘယ် TV series ကိုပြရမလဲဘယ်ချိန်မှာဘာလုပ်ရမလဲဆိုတဲ့ဆုံးဖြတ်ချက်ချိုင်းလှုပ်ဆောင်ချက်တစ်ခုချင်းစီတိုင်းကို तू ကဘယ်ပေါ်အခြေခံလဲဆိုတော့သူ့ရဲ့ platform ပေါ်မှာလာပြီးတော့ interact လုပ်တဲ့ user တွေရဲ့ပတ်သက်တဲ့အချက်အလက်တွေကိုအသေးစိတ် तू က record လုပ်ပြီးတော့ဒီပေါ်ကနေပြန်ပြီးအသုံးချပြီးတော့ तू ကဒါတွေကိုပြန်သုံးနေတာဥပမာကျွန်တော်တို့ဒီ search query ကနေကျွန်တော်တို့ရှာတဲ့ keyword တွေကို तू study လုပ်တယ်ကျွန်တော်တို့ဘယ်ချိန်မှာဝင်ကြည့်တတ်တယ်တစ်ခါကြည့်တယ်ဆိုရင်ဘယ်လောက်ကြာကြာကြည့်တတ်တယ်ကျွန်တော်တို့ဘယ်လို device တွေသုံးပြီးတော့သူတို့ကိုကျွန်တော်တို့ကြည့်နေတာလဲပြီးဆိုရင် movie ကြည့်တယ်ဆိုရင်ဘယ်လောက်ကြာကြာကြည့်ပြီးဆိုရင်ကျွန်တော်တို့ဘယ်ချိန်မှာကျွန်တော်တို့ထွက်သွားတတ်တာလဲပြီးရင်ကျွန်တော်တို့ကြည့်တဲ့အလေးထားတွေ behavior တွေကဘယ်ချိန်နဲ့ဘယ်ချိန်ကြားမှာပို့ပြီးတော့ကြည့်တတ်လာလဲဆိုတော့ user တွေရဲ့ data တွေကို तू ကတစ်ခုချင်းစီကို record လုပ်ပြီး define လုပ်ပြီးအဲ့ဒီပေါ် multi ပြီးမှသူတို့ဘယ် user ကိုဘာ recommend လုပ်ရမှာလဲဘယ် user ကိုဘာ movie series ကျွန်တော်ပြပေးရမှာလဲဆိုတဲ့ဟာသူတို့က decision တွေကျွန်တော်တို့ချနေကြတာဒါဆိုရင်ဒီလုပ်ငန်းတစ်ခုကသူတို့ရဲ့လုပ်ငန်းလုံးဆောင်တာမှာ data ကိုအသုံးပြုတဲ့အပိုင်းမှာကျွန်တော်တော်တော်လေးကျွန်တော်တို့ကွာသွားပြီအဲ့တော့ကွာသွားတဲ့လျောက်တကယ်နဲ့ရလာတဲ့ result တွေရလာတဲ့ကျွန်တော်တို့အကျိုးမြတ်တွေကလည်းကျွန်တော်တို့တော်တော်လေးကွာတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ဒါကကျွန်တော်ဘာကြောင့်ကျွန်တော်ရှင်းပြရလဲဆိုတော့တကယ်နဲ့လုပ်ငန်းလေးမှာ data driven decision လောက်တာတော်တော်လေးအရေးကြီးတယ်ဆိုတာကိုကျွန်တော်အကြမ်းမြင့်ကျွန်တော်သိစေချင်တာပေါ့နော်အဲ့တော့ခုနကretail ဥပမာနဲ့ကျွန်တော်ပြန်ပြောရရင်တော်တော်များများကျွန်တော်ဒီထားမိဒီမှာဒီထားလေးမယ်ဥပမာ city mart လို့ဆိုင်မျိုးကျွန်တော်ဝင်သွားရဲဆိုရင်တချို့သော product တွေကသူတို့ရှိတဲ့နေရာမှာမရှိဘဲနဲ့တခြားသောနေရာတွေရှိနေရမျိုးရှိတယ်ဥပမာ Coca-Cola product တွေမျိုးများသောအားဖြင့် Coca-Cola product က soft drink category အောက်မှာပါတယ်အဲ့တော့သူ့မှာ soft drink category မှာထားတဲ့နေရာမှာပဲသူကအမှန်ဆိုရှိရမှာဒါပေမဲ့ तू ကမရှိဘဲနဲ့ तू ကဘယ်နေရာကိုရောက်နေလဲဆိုတော့တခါတည်းရင်ကျွန်တော်တို့ဒီအာလူးကျော်နေရာလေး तू ရောက်နေရမျိုး तू ဖြစ်တတ်တယ်အဲ့ဒါကတမင်သက်ကိုရောက်နေရမဟုတ်ဘူး तू ကိုယ်တိုင်ကဒီမှာလာထားပေးပါဆိုပြီးတော့ပြောပြီးတော့ကျွန်တော်ကဒီမှာရည်ရွယ်ချက်ရှိနေကျွန်တော်လာပြီးတော့ထားလာတာအဲ့တော့ तू ဘာကြောင့်လာထားတာလဲအဲ့တော့ तू ကအဲ့ဒါကိုလာထားရမယ်လေဆိုတဲ့ဟာကို तू ကဆုံးဖြတ်ချက်ချဖို့အတွက် तू ကဘာပြန်ယူလဲဆိုတော့ဒီရဲ့ဆိုင်မှာလာဝယ်တဲ့ customer တွေရဲ့ဝယ်ယူတဲ့အလေးထားကို तू ကပြန်ချိတယ်customer တွေကဘာ item နဲ့ဘာ item နဲ့ကျွန်တော်တွဲဝယ်လေးရှိလေအဲ့တော့တနည်းအားဖြင့်ကျွန်တော်တို့ခေါ်ဆောင်တော့ market basket analysis လုပ်တယ်လို့ခေါ်တာပေါ့နော် customer ရဲ့ဈေးချင်းမှာဘယ် item နဲ့ဘယ် item တွဲဝယ်လေးရှိတယ်အဲ့တော့ Coca-Cola နဲ့ထားပါဆို Pringle လိုမျိုးအာလူးချုံနဲ့တွဲဝယ်လေးရှိတယ်ဆိုတဲ့အလေးထားကချိန်ဖန်များစွာဖြစ်တယ်ဆိုတာကို तू ကသိထားတာဖြစ်တဲ့အတွက် Pringle ရှိတဲ့နေရာမှာ Coca-Cola ကို display အဖြစ် तू ကသွားထားတယ်အဲ့တော့တော့ထားတော့ကျွန်တော်ဘာ result တွေရလဲဆိုတော့ maybe ကျွန်တော်တို့ customer တယောက်က Pringle ဝယ်မယ်ဆိုပြီးတော့ယူရခြင်းနဲ့ကျွန်တော်တို့ဆိုင်ထဲကိုဝင်လာတယ် Pringle ရှိတဲ့နေရာကိုသွားတယ်အဲ့တော့ तू က Pringle ကိုဝယ်ရင်းနဲ့ Coca-Cola ပါတွေ့သွားတယ်တကယ်နဲ့ तू ဝယ်ဖို့ Coca-Cola ဝယ်ဖို့ယူရခြင်းမရှိဘူးဒါပေမဲ့သူ့ရဲ့စိတ်ပါငါ Coca-Cola ပါထပ်ပြီးတော့ဝယ်သွားလိုက်မှာပဲဆိုတဲ့အတွေးမျိုးတွေ तू ဝင်လာစေခြင်းတယ်ဝင်လာတာပေါ့နော်အဲ့တော့ Coca-Cola ကနေထိုင်နေသူ့ကိုယူရခြင်းဝယ်ဖို့ယူရခြင်းမရှိဘဲနဲ့လာခဲ့တဲ့ customer ရောမှာतू ကရောင်းချနိုင်အောင် तू လုပ်နိုင်တယ်အဲ့ဒီရဲ့နောက်ွယ်ကဘာနည်းနဲ့ပဲကျွန်တော် support လုပ်တယ်ဆိုတော့ data နည်းနဲ့ပဲကျွန်တော်က support လုပ်တာအဲ့တော့လုပ်ငန်းတိုင်းမှာ data driven decision making အရေးကြီးတယ် data ပေါ်အခြေပြုပြီးသွားနိုင်တယ်ဆိုရင်ကျွန်တော်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဆိုတော့အလားတူ ban တွေကျွန်တော်တို့လုံးတွေကျွန်တော်တို့ချီးတယ်ဟုတ်တယ်နော်လုံးတွေချီးတယ်အဲ့တော့ဒီရဲ့လုံးတွေနဲ့ပတ်သက်တဲ့သူ့ရဲ့ richness တွေကို access လုပ်တယ်သူတို့ဘယ်လိုလုပ်တယ်ဒါဆိုဒီကတက်ရောက်တဲ့သူတွေတူးချင်းစီကဒီဘိုင်းဆိုတော့ပို့ပြီးတော့ကျွန်တော်ထည့်ဆိုင်ပို့ပြီးတော့နားလည်လိမ့်မယ်အဲ့တော့သူတို့အရင်က
ကောင်းကသူတို့လုံးတွေပေးခဲ့တဲ့ result တွေ history data တွေပဲသူကပြန်ကြည့်မှာပဲအဲ့တော့နောက်တစ်ခုကျွန်တော်တို့ Amazon ရှိတယ် Amazon တို့လက်ရှိပြည်တွင်းမှာဆိုရင် short term လို့လုပ်ငန်းမျိုးပေါ့နော်ဒီ online e-commerce business လို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့သူတို့ကလည်းဘယ်စာအုပ်မျိုးဘယ်သူတွေကိုကျွန်တော် recommend ပေးတင်တာလဲဘယ်စာအုပ်မျိုးဘယ်သူတွေကိုကျွန်တော်ကရောင်းတင်တယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေကျွန်တော်တို့ဘယ်လိုလုပ်လဲသူတို့လည်းသူတို့ရဲ့နောက်ွယ်က data ကိုပဲကျွန်တော်တို့ကြည့်ပြီးလုပ်တာပဲနောက်တစ်ခုကျွန်တော် airline တွေလေလက်မဲ့ဝယ်ဘူးလဲဆိုရင်ကျွန်တော်သိလိုက်မယ်လေလက်မဲ့ကအမြဲတမ်းကျွန်တော်ဈေးရတက်တက်မဲ့ကျွန်တော်မရှိဘူးအဲ့တော့တစ်ခါဝယ်ဆိုရင်တို့ကတစ်ဈေးဖြစ်တယ်အဲ့တော့သူတို့ရဲ့နောက်ွယ် system မှာလည်းသူတို့ရဲ့ data system တွေကိုအသုံးပြုပြီးမှဘယ် customer ကိုဘယ်ဈေးနဲ့ရောင်းမှာလဲဆိုတဲ့သူတို့ရဲ့ဈေးနှုန်းသတ်မှတ်ချက်တွေကလည်းဘယ်ပေါ်အခြေခံလဲဆိုတော့သူတို့ရဲ့ data တွေကိုပဲကျွန်တော်ကအခြေခံတာအဲ့တော့လုပ်ငန်းတွေကပြောင်းသွားတယ် situation တွေကကျွန်တော်တို့သိပြီးတော့မပြောင်းဘူးအကုန်လုံးကကျွန်တော်တို့ဒီပေါ်ကိုပဲသွားလာကြတာပေါ့နော်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ data နဲ့ပတ်သက်ပြီးတော့ဘာကြောင့်ကျွန်တော်တို့အရေးကြီးလဲဆိုတော့ကျွန်တော်အကြံပြနားလည်မှာလို့ထင်တယ်အဲ့တော့ data နဲ့ပတ်သက်ပြီးတော့ပြောလဲစနဲ့ကျွန်တော်တို့အကြံပြလေးနည်းနည်းလေးကျွန်တော်ထပ်ရှင်းပြမယ်ပေါ့နော်အဲ့တော့ data ကတော့လုပ်ငန်းတိုင်းမှာရှိတယ်တော်တော်များများ data ကို numerical value လို့ပဲကျွန်တော်ယူဆကြတယ်ဒါပေမဲ့ numerical value တစ်ခုတည်းကျွန်တော် data မဟုတ်ပါဘူး text တွေလည်း data ပဲ image တွေ video တွေလည်းကျွန်တော် data တွေလို့ကျွန်တော်ပြောလို့ရတယ် data ကပုံစံမျိုးစုံရှိနိုင်တယ်ဒါတွေအားလုံးကကျွန်တော် data တွေပဲအဲ့တော့ကျွန်တော်တို့ data ကိုလုံးဝရှိတဲ့ data တွေကိုဘာလုပ်ရမှာလဲဆိုတော့ data ကိုကြည့်ရုံနဲ့ raw data ကိုကြည့်ရုံနဲ့ကျွန်တော်တို့ဘာ decision မှကျွန်တော်တို့ချလို့မရအောင်အဲ့တော့ကိုလုံးဝမှာရှိတဲ့ data တွေကို action တွေပဲဖြစ်တဲ့အသုံးဝင်တဲ့ insight တွေအဖြစ်ကျွန်တော်တို့ပြောင်းလဲပေးဖို့လိုတယ်အဲ့တော့ဒီမှာကျွန်တော်တို့ candy လေးပုံလေးကျွန်တော်ပြထားပေးတယ်အဲ့တော့ဒီရဲ့ candy လေးကိုကျွန်တော်တို့ကြည့်တဲ့ခါကျရင် candy တစ်ခုနဲ့တစ်ခုနဲ့ပုံစံချင်းလည်းမတူ shape တွေလည်းမတူ color pattern တွေလည်းမတူတနည်းအားဖြင့်ဒါတွေက raw data လို့ကျွန်တော်အကြမ်းမြင်ယူဆကြည့်လို့ရတယ်ကိုလုပ်ငန်းမှာရှိတဲ့ raw data ကလည်းမတူညီတဲ့ပုံစံမတူညီတဲ့နေရာမှာပုံစံမျိုးစုံကျွန်တော်ရှိနိုင်တယ်အဲ့တော့လက်ရှိဒီဘက်အစွန်ဆုံးကဒါဆို raw information ပေါ့နော်ဆိုတော့အဲ့ဒီ raw information ကကျွန်တော်ကရှင်းပြသလိုပဲသူစီမှာမတူညီတဲ့ပုံစံ shape တွေရှိတယ် size တွေရှိတယ် color ရှိတယ်အဲ့တော့ number တွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ် text တွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ် image တွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ် video တွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့အဲ့ဒီရဲ့ raw data ကိုကြည့်ပြီးတော့ကျွန်တော်တို့အနေနဲ့ဘာမှ decision ချလို့မရအောင်သူ့ကိုကြည့်တယ်ဆိုရင်ကျွန်တော်တို့ဘာမှနားမလဲဘူးဘာကြောင့်လဲဆိုတော့ဒီရဲ့ data ကလုံးဝကျွန်တော်တို့အကျန်းတဲ့အခြေအနေပဲကျွန်တော်တို့ရှိသေးတယ်အဲ့တော့ကျွန်တော်တို့တွေကဘာလုပ်ပေးရမလဲဆိုတော့အဲ့ဒီကိုလုံးဝမှာရှိနေတဲ့ raw data တွေကိုနောက်ဆုံးအဆင့်ဖြစ်တဲ့တကယ်တမ်းကိုတို့ကျွန်တော်တို့အတွက်အသုံးဝင်တဲ့ insight အဖြစ်ကျွန်တော်ပြန်ပြီးတော့ပြောင်းလဲပေးဖို့လိုတယ်အဲ့လိုပြောင်းလဲခါကြရင်သူ့စီမှာလိုအပ်တဲ့ process တွေရှိတာပေါ့နော်အရင်ဆုံးကျွန်တော်တို့ဘာလုပ်လဲဆိုတော့ကိုလိုချင်တဲ့ insight ကိုတစ်ခုရဖို့အတွက်ကိုလုံးဝမှာရှိနေတဲ့ raw data တွေကိုပြန်ပြီးကျွန်တော်တို့စုစည်းတာမျိုးတနေရာလေးကိုလာပြီးတော့ကျွန်တော်တို့ collect လုပ်တာမျိုးဒါဆိုရင်ပထမဆုံးအဆင့်ဖြစ်တဲ့ data collect လုပ်တဲ့ state တွေကျွန်တော်တို့စတယ်အဲ့တော့ data collect လုပ်ပြီးတဲ့ခါကျရင်ကျွန်တော်တို့တူရာလေးစုတယ်ဒါတွေကိုကျွန်တော်က processing လုပ်တယ်ပေါ့နော်ဒီရဲ့ candy ဥပမာပါဆိုရင်အကုန်လုံးရောနေတဲ့ candy တွေကိုကျွန်တော်တူရာအယောင်လေးကျွန်တော်ခွဲလိုက်တယ်ပြီးဆိုရင်ခွဲပြီးသားတဲ့အယောင်လေးကိုကျွန်တော် observation တွေလုပ်တယ် counting တွေလုပ်တယ်ဒါကျွန်တော်တို့ခေါ်ဆိုဒါ analysis လုပ်တဲ့ state ပေါ့နော်အဲ့တော့အဲ့လိုမျိုးတစ်စစ်ချင်းစီဖြတ်သန်းပြီးမှနောက်ဆုံးမှာကျွန်တော်တို့လိုချင်တဲ့ insight ဆိုတာကျွန်တော်ရောက်လာတာအဲ့ဒီ insight level ရောက်မှသာလျှင်ကိုလုပ်ငန်းအတွက်အကျိုးရှိတဲ့ decision တွေချဖို့အတွက်အထောက်ပံ့ဖြစ်စေတဲ့ data အဖြစ်ကျွန်တော်ကရောက်လာမှာပုံမှန်ကျွန်တော်တို့ raw data အဖြစ်ကျွန်တော်တို့ဘာမှကျွန်တော်လုပ်လို့မရအောင်အဲ့ဒါသိကြတယ်လုပ်ငန်းမှာအများဆုံးရှိတာကလည်း raw data ပဲနော်ဆိုတော့ရှေ့မှာဟို decision making data driven decision making မလုပ်နိုင်တဲ့သူတွေတချို့ရှိတယ် data တွေကိုအလွယ်တကူ access မလုပ်နိုင်တဲ့သူတွေတခုရှိတယ်အဲ့ဒီသူတွေအများစုကလည်း maybe ကျွန်တော်တို့သူစီမှာရှိတဲ့ raw data တွေကိုသူ apply လုပ်လို့မရတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်သူ့အတွက်အစင်းသေးဖြစ်ဖို့သုံးဖို့လိုတဲ့ insight တွေကိုသူ့ရဲ့အနည်းဆုံးနေရာမှာသူအလွယ်တကူ access လုပ်လို့မရတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမျိုးကြောင့်လည်းကျွန်တော်တို့ယူဆကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ analysis တွေကဘာလုပ်ပြရလဲဆိုတော့ကျွန်တော်တို့လုပ်ငန်းမှာရှိတဲ့ raw data တွေကိုတကယ်တမ်းနားလည်ပြီးတော့အသုံးပြုလို့ရတဲ့ insight အဖြစ်ကျွန်တော်တို့ပြန်ပြီးတော့ပြောင်းလဲပေးရတာအဲ့တော့ဒီဘက်ချမ်းမှာကျွန်တော်တို့ပုံလေးအပေါ်ပဲကြည့်လိုက်အောက်ပဲကြည့်လိုက်ကျွန်တော်တို့ဘာမှကျွန်တော်တို့ဆုံးဖြတ်ချက်ချလို့မရအောင်အရန်ရှုပ်ထွေးနေတယ်ဘာတွေဖြစ်နေလဲဆိုတော့ကျွန်တော်မသိရဘူးဒါပေမဲ့လိုအပ်တဲ့ processing တွေကျွန်တော် run လိုက်တဲ့ခါကျရင်big picture ကြီးကျွန်တော်တို့ပေါ်လာပြီဒါဆိုဘာဖြစ်နေလဲကိုလုပ်ငန်းဘာဖြစ်နေလဲအဲ့ဒီပုံမူတည်ပြီးကိုဘာလုပ်သင့်လဲဆိုရဲအဖြေတွေကိုကျွန်တော်ကထပ်ပြီးတော့ရှာလို့ရသွားပြီအဲ့တော့ကျွန်တော်က data ကနေ insight ဖြစ်ပြောင်းပါလို့ပြောတဲ့နေရာမှာအဓိကကျွန်တော် data မှာအဓိက main block ကြီးကျွန်တော်တို့၃ခုရှိပါတယ်အဲ့ဒါကအရေးကြီးရယ်ပေါ့နော်ဆိုတော့ပထမဆုံးတစ်ခုကကျွန်တော်က data
တေးကြတဲ့ data ကတော့ကျွန်တော်တို့ကကျွန်တော်အများကြီးလည်းကျွန်တော်ရှင်းပြခဲ့ပြီသူကတော့ raw data အခြေအနေပဲအဲ့တော့ data တွေကိုကျွန်တော်တို့ကလိုအပ်တဲ့ processing လုပ်ပြီးတဲ့အခါကျရင် information ဆိုတဲ့ state ကိုကျွန်တော်ကပြောင်းပေးရတယ် information ဆိုတဲ့ state ကိုရောက်တဲ့အခါကျရင် data က raw အခြေအနေမဟုတ်တော့ဘူး organize ဖြစ်ပြီးသား data အဖြစ်ကျွန်တော်တို့ဖြစ်လာပြီအဲ့လိုဖြစ်လာဖို့လိုအပ်တဲ့ processing တွေကိုကျွန်တော်လုပ်ပေးခဲ့ဖို့လိုတယ်အဲ့ခါကျရင်ကျွန်တော်တို့ information တွေကျွန်တော်ရလာပြီ information ဆိုတဲ့ state ကိုရောက်လာတဲ့အခါကျရင်ကျွန်တော်အသုံးချလို့ရတဲ့အနေအထားတစ်ခုထိကျွန်တော်ရောက်လာပြီဒါပေမဲ့ပြီးပြည့်စုံတဲ့အခြေအနေလားဆိုတော့မဟုတ်ဘူးကျွန်တော်တို့ information တွေကိုနောက်ထပ်တစ်ဆင့်ဖြစ်တဲ့ knowledge ဖြစ်ကျွန်တော်ထပ်ပြီးတော့ပြောင်းဖို့လိုတယ်အဲ့တော့ knowledge ဖြစ်ကရလာတဲ့ data တွေကိုကိုယ့်ရဲ့အတွေ့အကြုံတွေကိုယ့်ရဲ့ experience တွေကိုနားလည်ရတဲ့ကိုယ့်ရဲ့အသိပညာတွေနဲ့ပေါင်းစပ်ပြီးတော့ decision ချဖို့အတွက်ကိုအဆင်သင့်ဖြစ်တဲ့ ready ဖြစ်တဲ့အခြေအနေကဒါကို knowledge ဖြစ်လို့ကျွန်တော်တို့ခေါ်တယ်အဲ့ဒီရဲ့ state ကိုကျွန်တော်ထပ်ပြီးတော့ပြောင်းပေးဖို့လိုတယ်အဲ့တော့လက်တလောကျွန်တော်တို့ data information knowledge ကိုနည်းနည်းလေးကျွန်တော်ရှုပ်အောင်ရှုပ်လိုက်မယ်ကျွန်တော်ဒါလေးဥပမာတစ်ခုနဲ့ကျွန်တော်ပြောရရင်ဒီရဲ့ microfinance business sector မှာဆိုရင် raw data တွေကဥပမာလုံးနဲ့ပတ်သက်တဲ့ amount တွေဖြစ်မှာပေါ့နော်သူရဲ့ပမာဏတွေဖြစ်မယ်ပြီးရင်လုံးနဲ့ပတ်သက်တဲ့သူရဲ့ status တွေ approval ဖြစ်လား pending ဖြစ်တာ reject ဖြစ်လားစဖြစ်ပေါ့နော်နောက်တစ်ခုကျွန်တော်တို့ဒီချင်းကားချင်းနဲ့ပတ်သက်တဲ့သူရဲ့သက်တမ်းတွေကျွန်တော်ဒီလိုရှိမယ် repayment နဲ့ပတ်သက်တဲ့ rate တွေရှိမယ်ဒါတွေအားလုံးကကျွန်တော်က raw data တွေပဲအဲ့တော့ဒီ raw data တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ဘာဆုံးဖြတ်ချက်ချလို့ရတယ်ဆိုတော့ဘာမှချလို့မရဘူးဒါက data ပဲကျွန်တော်ကရှိသေးတာအဲ့တော့အဲ့ဒီရဲ့ raw data အခြေအနေကိုလိုအပ်တဲ့ processing လုပ်လိုက်တဲ့အခါကျရင်ဘာဖြစ်လာလဲဆိုတော့ information ဆိုတဲ့ state ကိုကျွန်တော်ရောက်လာပြီ maybe ကျွန်တော်တို့ဒီသတ်မှတ်ကာလတစ်ခုတည်းမှာ total လုံး approval ကဘယ်လောက်ရှိလဲပြီးရင် average လုံးပေးတဲ့ amount ကကျွန်တော်တို့ဘယ်လောက်ရှိလဲအဲ့တော့ဒီငွေချေလိုက်တဲ့အပေါ်မှာဒါ female နဲ့ male နဲ့ ratio တွေကဘယ်လောက်ရှိလဲဘယ်သူတွေကပိုများလဲရာခိုင်နှုန်းတွေကဘယ်သူကဘယ်လိုရှိလဲဒါအပြင်လုံးရဲ့ default rate တွေကဘယ် region မှာဘယ်လောက်ရာခိုင်နှုန်းတွေရှိလဲဒါဆိုရင်ကျွန်တော်တို့က information ဆိုတဲ့ state ကိုကျွန်တော်ရောက်လာပြီအဲ့တော့ဒီရဲ့ data ကနေ information ဆိုတဲ့ state ကိုရောက်ဖို့အတွက်ကိုလိုအပ်တဲ့ processing လုပ်မှရတယ်နော် processing မလုပ်ဘဲနဲ့ကျွန်တော်တို့သူ့ဘာသာသူကျွန်တော်ရောက်သွားတာမျိုးတော့မဟုတ်အဲ့တော့ကျွန်တော်တို့ information ဆိုတဲ့ state ကိုရောက်ရင်ပြီးပြီလားဆိုတော့တကယ်တမ်းဆိုရင်ကျွန်တော်တို့မပြီးသေးဘူးနောက်တစ်ခုကကျွန်တော် knowledge ဆိုတာရှိတယ်အဲ့တော့ရလာတဲ့ insight တွေတနည်းအားဖြင့် information ပေါ်အခြေပြုပြီးတော့ကျွန်တော်တို့ကကို decision ချဖို့အတွက်အဆင်သင့်ဖြစ်တဲ့အနေအထားဖြစ်တော့ထပ်ပြီးတော့ပြောင်းဖို့လိုတယ်အဲ့တော့ထားပါဆိုကျွန်တော်တို့ဒီမှာဒီငွေချေးတဲ့သူတွေထဲမှာဒီ main ကလေးအမျိုးသမီးငွေချေးတဲ့ထဲမှာ repayment rate ကဒေါ်လာ1000နဲ့အောက်မှာချေးတဲ့သူတွေက repayment rate အကောင်းဆုံးပဲဒါဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးknowledge မျိုးရပြီဆိုရင်တေချာပေါ့ကျွန်တော်တို့လုပ်ငန်းမှာပြန်သုံးချလို့ရပြီကိုသာဘယ်လိုလူမျိုးဘယ်လောက်ပမာဏငွေချေးမယ်ဆိုရင်ကိုယ့်အတွက်လုပ်ငန်းအတွက်အကောင်းဆုံးဖြစ်မလဲဆိုတဲ့ decision တွေကျွန်တော်တို့ချလို့ရတယ်အဲ့ဒါကသူကအခြေခံ main block ကြီး3ခုပဲအဲ့တော့အဲ့ရနဲ့ကျွန်တော်တစ်ဆက်တည်းကျွန်တော်ပြန်ပြီးတော့ပြောရရင်အဲ့ဒီအဓိက main block ကြီး3ခုကိုလှုပ်ဆောင်ဖို့တစ်ခုကနေတစ်ခုပြောင်းဖို့အတွက်ကို data ကိုကြည့်တဲ့ perspective 2မျိုးရှိတယ်တစ်ခုကကျွန်တော် business perspective လို့ခေါ်တယ်နောက်တစ်ခုကကျွန်တော် technical perspective လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုနဲ့ကျွန်တော်တို့ငုံအောင်3 main block နဲ့ကိုကျွန်တော်တွဲပြီးကျွန်တော်စဉ်းစားကြည့်အောင် data ကနေ information ဖြစ်ကျွန်တော်ပြောင်းမယ်နော်အဲ့တော့ data ကနေ information ဖြစ်ပြောင်းနေဆိုရင် business perspective ရော technical perspective ရောနှစ်ခုစလုံးကိုအသုံးပြုနိုင်မှ data ကနေ information ဖြစ်ကျွန်တော်ပြောင်းလို့ရမှာအဲ့တော့အလွယ်ပြောရရင်ဥပမာ data ကနေကိုယ့်ရဲ့ raw data ကနေဘာတွေထုတ်ကြည့်ရမှာလဲဆိုတော့ကိုယ့်ရဲ့ industry ရဲ့ domain knowledge တွေဒါရှိဖို့လိုတယ်အဲ့ဒါကကျွန်တော် business perspective လို့ကျွန်တော်ပြောရဲပေါ့နော်အဲ့တော့အနည်းဆုံးတော့ data ကနေ information ပြပြောင်းနေဆိုရင် raw data ကနေကျွန်တော်တို့တွေဘာတွေထုတ်ကြည့်လို့ရလဲဘာတွေထုတ်ကြည့်သင့်လဲဆိုတော့အတွေးတွေ idea တွေရကျွန်တော်အရင်စတယ်အဲ့ဒီ idea မှမရှိဘူးဆိုရင်ကျွန်တော်တို့ data ကနေ information ပြပြောင်းဖို့ဆိုတာဘယ်လို့မှကျွန်တော်မဖြစ်နိုင်ဘူး data ကသူ့အတူတက်တက်ရှိနေမှာ तू က automate test အရာ तू က automate သူကပြောင်းပေးမှာမဟုတ်သူ့ကိုကျွန်တော်တို့ကိုယ်တိုင်ယူပြီးတော့ကျွန်တော်ကပြောင်းအောင်ပါနောက်တစ်ခုကကျွန်တော်တို့ technical perspective ထားပါဆိုကျွန်တော်က business perspective ရှိတယ်ဒီလုပ်ငန်းမှာကျွန်တော်လုပ်ခဲ့ရကြာပြီ industry မှာလည်းကျွန်တော်ကြာပြီဆိုရင်ဒီလုပ်ငန်းနဲ့ domain knowledge ကျွန်တော်ကောင်းကျွန်တော်သိတယ်တနည်းအားဖြင့်ကိုယ်လုပ်ငန်းမှာရှိနေတဲ့ဘယ်လို data မျိုးကနေဘယ်အချက်လက်တွေကျွန်တော်ထုတ်ကြည့်ရမယ်ဆိုတဲ့ idea ကျွန်တော်မှာရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုဘယ်လိုထုတ်ကြည့်လို့ရလဲဆိုတဲ့ technical perspective မရှိဘူးဆိုရင်လည်း data ကနေ information တခုပြောင်းလာမှာမဟုတ်နှစ်ခုတည်းမှာတစ်ခုလိုတာနဲ့အဲ့ဒီရဲ့ process ကရပ်သွားပါအဲ့တော့တနည်းအားဖြင့်ဘယ်လိုလုပ်ရမလဲဆိုတာကိုသိတယ်ဘာလုပ်ရမလဲဆိုတာကိုမသိဘူးဒါတစ်ခုကဘာလုပ်ရမလဲဆိုတာကိုသိတယ်ဘယ်လိုလုပ်ရမလဲဆိုတာကိုမသိဘူး
business perspective ရှိရဲ့လူကဘာလုံးရမယ်ဆိုတော့ तू သိတယ်ဒါပေမဲ့ technical perspective သူ့မှာမရှိဘူးတနည်းအားဖြင့် data ကနေ information ဖြစ်ပြောင်းဖို့အတွက်လိုအပ်တဲ့နည်းပညာတွေ tool တွေ technique တွေ तू apply မလုပ်နိုင်ဘူးဒါဆိုရင် तू ဘယ်လိုကနေဘယ်ကနေ तू စလုပ်ရမယ်ဆိုတော့ तू မသိဘူးဒါပေမဲ့ तू ဘာဆွဲထုတ်ရမယ်ဆိုတော့ तू သိတယ်အဲ့တော့နည်းပညာပိုင်းအားကောင်းတဲ့သူတွေဥပမာ तू ဘယ်လိုလုပ်ရမယ်ဆိုတော့ तू သိတယ် raw data ကနေဘယ်လို processing လုပ်လိုက်ဘယ်လို software တွေသုံးလိုက်ဆိုရင် insight ဖြစ် तू ကဘယ်လိုထွက်လာမယ်ဆိုတော့ तू ကျွမ်းတယ်တနည်းအားဖြင့် तू technical knowledge သူ့မှာရှိတယ် technical background သူ့မှာရှိတယ်ဒါပေမဲ့သက်ဆိုင်ရာ business knowledge သူ့မှာမရှိဘူးအဲ့တော့မရှိတော့ဘာဆွဲထုတ်ရမယ်ဆိုတော့ तू မသိဘူးဒါပေမဲ့ဘယ်လိုလုပ်ရမယ်ဆိုတော့ तू သိတယ်အဲ့တော့တနည်းအားဖြင့်ပြောရရင် data ကနေ information ပြောင်းဖို့ကဒီနှစ်ချက်လုံးကိုပြီးစုံနေမှဖြစ်မှာဖြစ်တယ်အဲ့တော့တစ်ခုလိုတာနဲ့ကျွန်တော်တို့အဲ့ဒီရဲ့ process ကကျွန်တော်ရက်သွားတယ်အဲ့တော့ဒါပါဆိုကျွန်တော်တို့နှစ်ခုစလုံးကျွန်တော်တို့မှာရှိလာပြီရှိလာတဲ့ခါကျရင် apply လုပ်လိုက်တဲ့ခါကျရင် data ကနေကျွန်တော် information ဖြစ်ကျွန်တော်ပြောင်းလိုက်တယ်ပြောင်းလိုက်တဲ့ခါကျရင်နောက်တစ်စစ်ဖြစ်တဲ့ information ကနေ knowledge ဖြစ်ကျွန်တော်ထပ်ပြောင်းဖို့လိုတယ်ဒါပေမဲ့ information ကနေ knowledge ဖြစ်ပြောင်းတဲ့ခါကျရင် technical perspective ကအဲ့လောက်မလိုတော့ဘူးအဓိက business perspective အဓိကဖြစ်သွားပြီသူဖြတ်သန်းခဲ့တဲ့အတွေ့အကြုံသူစီမှာကိုရခဲ့တဲ့ insight နဲ့သူတခြားသော success knowledge တွေသူ apply လုပ်လိုက်မယ်ဆိုရင်သူနောက်ဆုံး decision ချဖို့တော့သူအဆင်ပြေသွားလိမ့်မယ်တနည်းအားဖြင့် now information နဲ့ knowledge ဖြစ်ပြောင်းတဲ့အဆင့်မှာ technical perspective အဲ့လောက်မလိုတော့မလိုတော့ကျွန်တော်တို့ရှားတယ်အဲ့တော့ကျွန်တော်မေးကြည့်မယ် data ကနေ information ဖြစ်ပြောင်းတဲ့ခါကျရင် technical perspective နဲ့ business perspective ကဘယ်ဟာပိုခက်တယ်လို့ထင်လဲ business perspective ကပိုခက်ပါတယ်တကယ်ပိုခက်တယ် technical perspective ကတကယ်တမ်းဆိုရင်ကျွန်တော်တို့သင်ယူလိုက်လို့ရတယ်ဟုတ်တယ်နော်အေးစေးတို့ကျွမ်းအောင်လုပ်လို့ရတယ်လေဟိုတစ်လလောက်သင်တန်းကောင်းကောင်း intensive တက်လိုက်ပြီဆိုရင်အပန်းအေးစေးတွေလောက်ထိကျွန်တော်တို့သင်လို့ရတယ် maybe တခြားသော software သင်လို့ရတယ်ဒါပေမဲ့ business perspective ကသင်လို့ရလားဆိုတော့လေရတယ်ဒါပေမဲ့လူတိုင်းတော့ဟုတ်မနေပြန်ဘူးအဲ့တော့ तू ဘယ်လောက်ထိဒီ industry မှာအတွေ့အကြုံတွေအများကြီးဖြတ်သန်းခဲ့တယ် तू ဘယ်လောက်ထိကျွမ်းကျင်လဲ तू ဘယ်လောက်ထိစိတ်ဝင်စားတယ်ဒါအပြင်ဒီရဲ့ knowledge ကို apply လုပ်ဖို့တခြားဆက်ပညာရဲ့ဘိုင်းဆိုင်ရာတွေသူ့စီမှာဘယ်လောက် knowledge ရှိတယ်အဲ့ဒီပေါ်မူတည်ပြီးတော့လူတစ်ယောက်က data ကိုကြည့်တဲ့အကြည့်တွေ तू စဉ်းစားတဲ့သူ့ရဲ့အတွေးတွေအမြင်တွေသူ့ရဲ့ perspective တွေကတယောက်နဲ့တယောက်နဲ့မတူတော့ quality ဘိုင်းလည်းကျွန်တော်တို့တအားကွာသွားတယ်အဲ့တော့ကျွန်တော်အတွေ့အကြုံရကျွန်တော်မေးတဲ့ question ဖြေဘူးတဲ့ပွဲတွေရဆိုရင်များသောအားဖြင့်ကလည်း business perspective ပဲကျွန်တော်အဓိကအားနေကြတာအဲ့တော့နောက်တစ်ခုကိုယ့်ရဲ့လုပ်ငန်းမှာ data ကနေ information အထိပဲပြောင်းကြလားဒါမှမဟုတ် knowledge အထိရောထပ်ပြောင်းလေးရှိလားကျွန်တော်ထင်တယ် top management တာဝန်ရှိတဲ့သူတွေကတော့ knowledge အထိကတော့ကျွန်တော်ဆက်ပြီးတော့သွားကြတယ် junior level တွေ middle management level တွေအောက်ကနည်းနည်းလေး level introduction level တွေမှာတော့များသောအားဖြင့် data ကနေ information လောက်မှာရက်သွားကြလေးရှိတယ်အဲ့ဒါကလည်း organization ရဲ့ culture နဲ့လည်းဆိုင်မယ်ထင်တယ်များသောအားဖြင့်ပြည်တွင်းကလုပ်ငန်းတွေကသက်ဆိုင်ရာအထက်လူကြီးတွေကသူတို့မှာဘာရှိတယ်ဆိုတော့ business perspective သူတို့မှာရှိပြီးသားပဲဒါပေမဲ့သူတို့မှာ technical perspective အားနည်းကြတယ်အဲ့တော့အားနည်းတော့ technical perspective ကျွမ်းကျင်တဲ့သူတွေကိုသူတို့လိုချင်တဲ့ထုတ်ကြည့်ခြင်းတဲ့ report တွေ insight တွေကိုသူတို့ကထုတ်ခိုင်းလေးရှိတယ်။ဟောဘာလေးထုတ်ပေးပါညာလေးထုတ်ပေးပါစသဖြင့်ဒီလိုလေးကျွန်တော်တို့လုပ်လေးရှိတယ်ပေါ့နော်။တနည်းအားဖြင့် data ကနေ information အဖြစ်ပြောင်းဖို့ကဒီလူနှစ်ယောက်ရဲ့ပါဝင်ပတ်သက်မှုကိုအချိုးစားပေါင်းဆက်ပြီးတော့သွားတဲ့အလေးထားကပြည်တွင်းမှာကျွန်တော်တို့ရှိတယ်။အဲ့တော့အခါကျရင်ကျွန်တော်ကသူ့ဟာနဲ့သူတော့လည်းအဆင်ပြေနေကြတယ်ပေါ့နော်။ဒါအောင်မကောင်းလို့ပြောချင်တာမဟုတ်အဆင်ပြေနေကြတယ်။အဲ့တော့ analysis လုပ်ပြီးတဲ့သူတွေကလည်းအထက်က management ကသူ request လုပ်တဲ့ data အတိုင်းပဲ data ကနေ information ဖြစ်သူကပြောင်းပေးလိုက်တယ်အဲ့လိုနေရာမှာသူ့မှာ business perspective မရှိလဲသူ okay နေသေးတယ်ဘာကြောင့်လဲဆိုတော့ management လုပ်တဲ့သူတွေကသူဘာလိုချင်လဲဆိုတာကိုအတိအကျသူကခိုင်းတာတစ်ဖက်က business perspective နဲ့တစ်ဖက်က technical perspective နဲ့ပေါင်းလိုက်တာပေါ့နော်အဲ့တော့ management လုပ်တဲ့လူတွေတက်ကို information တွေကျွန်တော်ရောက်လာတယ်အဲ့တော့ information management တာဝန်ရှိတဲ့သူတွေက information ရပြီဆိုရင်သူကသူ့ရဲ့အတွေ့အကြုံတွေကိုပြန်ပေါင်းပြီးတော့ knowledge ဖြစ်ကသူကပြန်ပြီးတော့ပြောင်းတယ်လက်ရှိကသူ့ရဲ့ကာချာဒီလိုပုံစံမျိုးကျွန်တော်သွားနေကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့ဒီရဲ့အခမ်းအနားမှာတချို့ junior ဝန်ထမ်းတွေကျွန်တော်ပါကောင်းပါလိုက်မယ်ဒါကိုကျွန်တော်ဘာကြောက်တာကိုထည့်သွင်းပြောလဲဆိုတော့ကိုက junior မို့လို့ဒီရဲ့ role ကိုမယူရဘူးလို့သတ်မှတ်ချက်ကျွန်တော်မှမရှိဘူးအဲ့တော့ကိုကဒီဟာကိုကောက်ကောက်ဟန်နဲ့လုံးနိုင်တယ်ဆိုရင်ကိုယ့်ရဲ့ management ကတောင်းတဲ့ဟာကိုလည်းပေးတဲ့ခါကျရင်ကိုပေးတဲ့ information လောက်မှရက်မနေပဲတဲ့ knowledge level လောက်ထိကျွန်တော်ပေးတယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်
ကိုပေးတဲ့ဟာကိုယ့်ရဲ့ management ကသုံးတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်မသုံးမချတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကိုယ့်ရဲ့တောင်းကိုယ့်ရဲ့ responsibility ကကိုက knowledge အထိကျွန်တော်ပြောင်းပေးဖို့လိုတယ်အဲ့တော့ report တွေပေးတဲ့ဆိုရင်ကျွန်တော်ရဲ့အမြင်ကရောဒီလို recommendation လုပ်တယ်ကျွန်တော်ရဲ့အမြင်ကတော့ကျွန်တော်ဒီလို suggestion လုပ်တယ်အနည်းဆုံးတော့ကိုယ့်ရဲ့ management က request မလုပ်ရင်တော့မှအဲ့ဒီရဲ့ information တွေကိုအဲ့ဒီရဲ့ knowledge တွေကိုကျွန်တော်ထည့်ပေးဖို့လိုတယ်အဲ့ဒါမှသာလည်းကျွန်တော်က professional တယောက်အနေနဲ့ကျွန်တော်တို့ဖြစ်လာမှာပေါ့နော်အဲ့ဒါမှလည်းကျွန်တော်တို့ practice တွေကျွန်တော်ပို့ပြီးတော့ဖြစ်လာမှာအဲ့တော့နောက်ဆုံးကျွန်တော်တို့ knowledge ဆိုတဲ့ level ကိုရောက်လာပြီဆိုရင်တော့တေးကြတယ်ဒါ decision ချလို့ရတဲ့ process ဖြစ်သွားပြီနော်အဲ့တော့ဒါလေးကိုကျွန်တော်တို့မြင်မယ်ထင်တယ်ဒါလေးကအရေးကြီးတော့ဒါလေးကိုကျွန်တော်ဦးစားပေးပေးတယ်အဲ့တော့နောက်ပိုင်းခေတ်တွေမှာ analysis လုပ်တဲ့သူတွေကနှစ်ခုစလုံးကျွန်တော်တို့လိုလာတယ် business ဘိုင်းလည်းသိဖို့လိုတယ် technology ဘိုင်းလည်းကျွန်တော်တို့သိဖို့လိုတယ်အဲ့တော့တချို့လည်းပြောကြတယ်analysis လုပ်တယ်ဆိုရင် technology သိရင်ရပြီပေါ့နော်ဒါကလွဲမှားတဲ့ကိစ္စဖြစ်ပါတယ် technology သိုံနဲ့ကျွန်တော်မရပါဘူးအဲ့တော့ technology ပဲသိတယ်ဆိုရင်ခုနကကျွန်တော်ရှင်းပြတဲ့အတိုင်းပဲဘယ်လိုလုပ်ရမလဲဆိုတာကိုဘာလုပ်ရမလဲဆိုတာသူတို့မသိတော့အဲ့တော့လုပ်ငန်းခွင်တွေဝင်သွားတဲ့ခါကျရင်နောက်ပိုင်းပေါ့နော်ကျွန်တော်တို့ကုမ္ပဏီတော်တော်များများလည်း develop ဖြစ်လာကြပြီဟိုလွန်ခဲ့တဲ့နှစ်နဲ့ဆိုရင်နိုင်ငံကုမ္ပဏီတွေဘိုင်းဝင်လာတဲ့အချိန်မှာကာချာကကျွန်တော်တို့အရင်တုန်းကကြုံခဲ့တဲ့ကာချာနဲ့တော်တော်လေးကျွန်တော်ကွာသွားတယ်အဲ့တော့ analysis အနေနဲ့လုပ်ငန်းတွေဝင်ကြတယ်အရင်တုန်းကတယောက်ယောက်က instruction ပေးမှ management ကတောင်း request လုပ်မှကျွန်တော်က report လုပ်တဲ့ state ကနေဘာမှ request မလုပ်တော့ဘဲနဲ့ကိုယ့်ဘာကကို business problem တွေကိုရှာပြီးတော့ report တွေတိစောက်တဲ့နေရာမှာအခက်အခဲတွေကျွန်တော်အများကြီးကျွန်တော်တွေ့ရလိမ့်ရှိတယ်အဲ့ဒါကဘာကြောင့်လဲဆိုတော့နီးပညာတစ်ခုတည်းကိုအရင်ကြီး depend ကိုကျွန်တော်လုပ်လို့ဖြစ်တာပေါ့နော်အဲ့တော့ဒီနှစ်ခုစလုံးကိုကျွန်တော်လိုတယ်အဲ့တော့ဒီနေရာမှာ data analysis လုပ်တဲ့ process တွေတချို့လေးကျွန်တော်နည်းနည်းလေးရှင်းပြခြင်းတယ်ပေါ့နော်ဒီခေါင်းစဉ်နဲ့ဆက်ဆက်နေရဆိုတော့လေအဲ့တော့ data analysis လုပ်တဲ့ process ကဘယ်ကနေစလဲဆိုတော့ကို analysis လုပ်မဲ့ project အတွက်လိုအပ်တဲ့ data တွေကိုစပြီး collect လုပ်က state ကနေကျွန်တော်စတယ်အဲ့တော့ collect လုပ်ပြီးဆိုရင်ကိုထုံးမဲ့ project အတွက်ကိုထုံးမဲ့ report အတွက်လိုအပ်တဲ့ data တွေကကိုယ့်လက်ထဲကိုကျွန်တော်ရောက်လာပြီဒါဆိုကျွန်တော်ကတန်းပြီးတော့ကျွန်တော် analysis လုပ်လို့မရဘူးကိုယ့်လက်ထဲကိုရောက်လာတဲ့ data က raw data အခြေအနေပဲကျွန်တော်ဖြစ်ပါသေးတယ်အဲ့တော့ raw data အခြေအနေက analysis report ထုတ်ဖို့အတွက်အဆင့်သစ်ဖြစ်တဲ့အနေအထားတစ်ခုမှာရှိမနေဘူးဆိုရင်ကျွန်တော်ကဘာလုပ်ပေးဖို့လိုလဲဆိုတော့ကိုယ့်လက်ထဲကိုရောက်လာတဲ့ raw data တွေကိုကျွန်တော်ပုံစံပြန်ပြောင်းပေးဖို့လိုတယ်တနည်းအားဖြင့်မလိုအပ်တဲ့ data တွေပါရဆိုကျွန်တော်ဖယ်ပေးဖို့လိုတယ် data တွေကကိုလိုချင်တဲ့ပုံစံမျိုးမဟုတ်ဆိုပုံစံပြောင်းသွားတာမျိုးကျွန်တော်ရှိကောင်းရှိနိုင်တယ်တနည်းအားဖြင့် data တွေ preparation လုပ်တဲ့အပိုင်းတွေ data တွေ transformation လုပ်တဲ့အပိုင်းတွေကဒုတိယ stage မှာကျွန်တော်လုပ်ရတာပေါ့နော်ဒါအပြင်ကျွန်တော်ပြီးပြီလားဆိုတော့မပြီးသေးဘူးအဲ့တော့ data တွေကလိုအပ်တဲ့ပြုပြင်ပြောင်းမှုတွေလုပ်ပြီးသွားပြီကျွန်တော်ကတတိယတစ်ဆင့်နေနဲ့ဘာလုပ်တယ်ဆိုတော့ကိုထုတ်ကြည့်ခြင်းတဲ့ insight ရကိုမှရှိတဲ့ idea ကိုမှရှိတဲ့အတွေးပေါ်မူတည်ပြီးတော့ကိုကလိုအပ်တဲ့ analysis တွေကျွန်တော်ထပ်ပြီးတော့လုပ်ပေးဖို့လိုတယ်အဲ့တော့တစ်ခုနဲ့တစ်ခုနဲ့ measure လုပ်တဲ့အပိုင်းလေးတွေပါမယ် calculation လုပ်တဲ့အပိုင်းလေးတွေပါမယ်အဲ့တော့ဒါတော့ကျွန်တော်တတိယစစ်အနေနဲ့ကျွန်တော်ရှိတာပေါ့နော်အဲ့တော့ပြီးသွားပြီဆိုရင်ကျွန်တော်ဘယ်စစ်ကိုရောက်သွားလဲဆိုတော့ insight ဖြစ်ကျွန်တော်ထွက်လာပြီထွက်လာတဲ့ insight တွေကိုကို report လုပ်တဲ့အခါကျရင်ကိုယ့်ရဲ့ report ကိုအသုံးပြုမဲ့ user တွေကအလွယ်တကူကြည့်လိုက်တာနဲ့နားလည်အောင် data visualization ဆိုတဲ့ step လေးကျွန်တော်ပေါ်လာတယ်နံပါတ်၄စစ်နေတဲ့တနည်းအားဖြင့်ကျွန်တော် chat တွေ graph တွေ diagram တွေ table တွေနဲ့ကျွန်တော် report တွေတိစောက်တယ် dashboard တွေကျွန်တော်တိစောက်တယ်ပေါ့နော်ဒါတော့ကျွန်တော်သရုပ်ထားအစစ်အဲ့တော့ report တွေတိစောက်ပြီးသွားတဲ့ခါကျရင်ကိုတင်ပြရမယ့် user တွေကိုကျွန်တော်တို့ report တွေကိုကျွန်တော် sharing လုပ်တယ်ဒါကအခြေခံ data analysis လုပ်တဲ့ process တွေပေါ့နော်အဲ့တော့အဆိုပါ data analysis လုပ်တဲ့ process တွေမှာ process အားလုံးကို scale တစ်ခုတည်းနဲ့ကျွန်တော်တို့လုပ်လို့မရဘူးသူ့မှာ process တစ်ချောင်းလုံးရှိတဲ့ကဏ္ဍတစ်ခုချင်းစီကလည်းကျွန်တော်တို့မတူကြဘူးအဲ့တော့ကဏ္ဍတစ်ခုချင်းစီမှာသက်ဆိုင်ရာလိုအပ်တဲ့ scale တွေကလည်းတစ်ခုချင်းစီကျွန်တော်တို့ရှိတယ်အဲ့တော့ဥပမာ data collection နဲ့ data store တွေပိုင်းဆိုရင်ကျွန်တော်တို့ data transformation တို့ data automation တို့ဒါနဲ့ပတ်သက်တဲ့ကျွန်တော်တို့ scale တွေလိုလာတယ်အဲ့တော့ data analysis လုပ်တဲ့အပိုင်းလေးတွေ data modeling လုပ်တဲ့အပိုင်းဆိုရင် data modeling နဲ့ statistic scale တွေကျွန်တော်တို့လိုတယ် data visualization ဆိုလည်း data visualization ဆိုတဲ့သူ့ရဲ့တီးတန့်လိုအပ်တဲ့ကျွန်တော်တို့ scale တွေကျွန်တော်တို့ရှိတယ်ဒါအပြင်ကျွန်တော်တို့တချို့သောအပိုင်းတွေမှာ coding scale တွေလိုတယ် business နဲ့ domain knowledge ကတော့ process အစအဆုံးဒီဘက်မှာကျွန်တော်တို့လိုတယ်အဲ့တော့ဒီရဲ့အပေါ်ပိုင်းကသူ့ရဲ့ process တစ်ခုချင်းစီမှာလိုအပ်တဲ့ scale တွေအဲ့တော့ scale တစ်ခုတည်းနဲ့ဒီ process end to end ကိုကျွန်တော်တို့ run လို့မရအောင်သူ့စီမှာသက်ဆိုင်ရာကဏ္ဍအလိုက်ကျွန်တော်တို့ရှိတယ်ပေါ့နော်ဆိုတော့ပြီးသွားရင်လည်းကျွန်တော်ဒါအသေးစိတ်တော့ထပ်ပြောမယ်အဲ့တော့ဒီ scale တွေကိုအသုံးပြုပြီးတော့ဒီ process တွေကို run မယ်ဆိုရင်လိုအပ်တဲ့ tool တွေကလည်းတကယ်တမ်းဆိုရင်ဒီ process အစအဆုံးတစ်ခုတည်းကိုသုံးလို့မရပြန်ဘူးသူသက်ဆိုင်ရာကဏ္ဍလိုက်
အရေးကြီးပြီးသုံးရတဲ့သက်ဆိုင်ရာ professional tool တွေကျွန်တော်တို့ရှိတယ်။တော့ဥပမာထားပါတော့ data collection နဲ့ data storage ပိုင်း data transformation ပိုင်းဒါဆိုရင်ကျွန်တော် query လုပ်ရတဲ့ state တွေပါလာတယ်။ဒါဆိုကျွန်တော် SQL တို့ပါလို့ကျွန်တော်ဒါတွေကျွန်တော်သိဖို့လိုလာပြီ။သက်ဆိုင်ရာ Excel ဆိုရင် Excel ကျွန်တော်ဘာလို့လဲစသဖြင့်ပေါ့နော်။သက်ဆိုင်ရာကဏ္ဍတစ်ခုချင်းစီလိုက်လိုအပ်တဲ့ scale တွေလည်းမတူအသုံးပြုရတဲ့ tool တွေလည်းမတူဒါကြောင့်ကျွန်တော်တို့ analysis community analysis industry မှာဆိုရင် continuous learning ကအမြဲတမ်းကျွန်တော်တို့လုပ်နေရတာပေါ့နော်ဟိုဘယ်တော့မှကျွန်တော်တို့ရက်လိုက်လို့မရအောင်အသစ်တွေလည်းကျွန်တော်တို့အများကြီးပေါ်လာတယ်ရှေ့မှာလည်းဒီ IT နဲ့ပတ်သက်တဲ့အကူတွေဆွေးနွေးသွားတာရှိတယ်ပေါ့နော်ဒါတွေကအမြဲတမ်း update တွေဖြစ်နေတာအဲ့တော့ကိုကလက်ရှိသုံးနေတဲ့ tool တွေရဲ့ထွက်တဲ့ update ကိုတော့လေ့လာလို့မပြီးသေးဘူးကျန်တဲ့အသစ်တွေထွက်နေတာမျိုးတွေလည်းကျွန်တော်အမြဲတမ်းရှိနေတာပေါ့နော်ဆိုတော့ဒါလေးကျွန်တော်ဖြည့်ဆွတ်ပြီးတော့ကျွန်တော်ရှင်းပြတာပေါ့နော်အဲ့တော့ analysis နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ evaluation ကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာဟိုးကျွန်တော်ငငယ်တွေကအခုကာလာအထိ Excel ကအဓိကအနေနဲ့အသုံးပြုရတဲ့ tool တစ်ခုအနေနဲ့ကျွန်တော်ရှိတယ် Excel က data analysis မှာအရန် powerful ဖြစ်တဲ့ tool လို့ကျွန်တော်ပြောလို့ရတယ်ဒါတော့ငင်းစရာမရှိဘူးလက်ရှိထိသူကအသုံးပြုဖို့လိုနေသေးတယ်အဲ့တော့သူ့အသုံးတဲ့အခါကျရင်အရန် simple ဖြစ်တယ်နောက်တစ်ခုကျွန်တော် calculation တွေလုပ်တယ် measure တွေလုပ်တယ် aggregate function ပြီးသုံးပြီးတော့ပေါင်းနှုန်းမြှောက်စာတွေလုပ်တယ်အရန် simple ဖြစ်တယ်အရန်လွယ်တယ်ပြီးတော့လင်းလင်းမြန်မြန်နဲ့ကျွန်တော်တို့တွက်လို့ရတဲ့အားသာချက်တွေရှိတယ်ပြီးရင်ကျွန်တော်တို့ report တွေကျွန်တော်တိဆောက်လို့ရတယ်လက်ရှိထိ organization တော်တော်များများက analysis လုပ်တယ် report တစ်ခုတိဆောက်တယ်တစ်ခုတွက်ချင်တယ်ဆိုရင် Excel ကိုပဲအရင်စသုံးနေရှိတယ်ဒါပေမဲ့နောက်ပိုင်းမှာ business တွေကကြီးလာတာပေါ့နော် business တွေကြီးလာတဲ့အမျှ data တွေများလာတယ် data တွေကဘယ်တော့မှကျွန်တော်ရက်မနေဘူး data တွေအများကြီးများလာအဲ့တော့ data တွေများလာတယ် business တွေ grow ဖြစ်လာတဲ့နောက်ပိုင်းမှာ Excel က data size အရန်ကြီးတဲ့ big data လိုမျိုးကိုသူက handle မလုပ်နိုင်တာမျိုးတွေသူ့မှာရှိတယ်အဲ့တော့သူ့စီမှာလည်းကျွန်တော်တို့တချို့ automate test တွေသူ့မှာသိမရှိဘူးသူ့ရဲ့ report ကိုတယောက်နဲ့ cooperate လုပ်ပြီးတော့သုံးရတဲ့အပိုင်းလေးမှာအားနည်းတဲ့အပိုင်းလေးတွေရှိလာတယ်အဲ့တော့ data တွေများတဲ့ပေါ်သူ့ကို handle လုပ်ရတယ် error တွေကိုရှင်းရတဲ့ကိစ္စတွေ Excel ကမနိုင်တာမျိုးတွေကျွန်တော်တို့ရှိတယ်တနည်းအားဖြင့်လုပ်ငန်းအတွက်လိုအပ်တဲ့အချိန်မှာအမြန်ဆုံးအနေထားနဲ့သူ့စီကရနိုင်ဖို့ limitation တွေတဖြည်းဖြည်းကျွန်တော်တို့များလာတာမျိုးတွေကျွန်တော်ရှိတယ်ဒီလိုပြောလို့ Excel ကမကောင်းလို့ပြောချင်တာမဟုတ်နော် Excel ကကောင်းတယ်ဒါပေမဲ့လုပ်ငန်းရဲ့ပြောင်းလဲသွားတဲ့ nature တွေပေါ်မူတည်ပြီးတော့သူ့မှာအားနည်းချက်လေးကျွန်တော်ရှိလာတယ်အဲ့တော့နောက်ပိုင်းမှာကျွန်တော်တို့ဘာတွေပေါ်လာလဲဆိုတော့ data ကနေ insight ဖြစ်ပြောင်းဖို့ transform လုပ်ဖို့တနည်းအားဖြင့်အသုံးဝင်တဲ့ actionable insight အဖြစ်ပြောင်းဖို့က business intelligence tool တွေပေါ်လာတယ်အဲ့တော့အဓိကဒီနေ့ပြောတဲ့ခေါင်းစဉ်ဟာကိုဒီအခုမှကျွန်တော်ရောက်တာပေါ့နော်အဲ့တော့ business intelligence tool တွေအများကြီးရှိတယ်အများကြီးရှိတဲ့တဲကမှဒီ Power BI ကိုကျွန်တော်တို့ဒီနေ့ကျွန်တော်နည်းနည်း sharing လုပ်ပေးမှာပေါ့နော်အဲ့တော့ business intelligence tool တွေက Excel နဲ့ကျွန်တော်ကဘာကွာလဲဆိုတော့ data ကမြည်သည့်နေရာတွင်ရှိသည်မဆိုဘယ်လိုပုံစံမျိုးတွေပဲရှိဘယ်လိုနေရာမျိုးပဲရှိအလွယ်တကူသူ access လုပ်လို့ရတယ်အလွယ်တကူချိတ်ဆက်လို့ရတယ်ဒါအပြင် business ရဲ့ performance တွေကို review လုပ်တဲ့နေရာမှာ monitor လုပ်တဲ့နေရာမှာပက်လေ360လောက်ထိသူကြည့်လို့ရတယ် breakdown မျိုးစုံခွဲပြီးကြည့်လို့ရတယ် perspective မျိုးစုံသူကခွဲပြီးတော့ကြည့်လို့ရတယ်ကြည့်တဲ့အခါကျရင်လည်းအချိန်အရင်ပေးစရာမလိုဘဲနဲ့အလွယ်တကူ access လုပ်နိုင်တဲ့ capability သူ့စီမှာအများကြီးရှိတယ်ဒါအပြင်ပုံမှန်တာမန် data တွေကမမြင်ရတဲ့ pattern တွေ cover ဖြစ်နေတဲ့အချက်အလက်တွေကျွန်တော်တို့ export လုပ်လို့ရတယ်ပြီးရင် Excel လိုမျိုးပဲကျွန်တော်တို့ကွန်ပျူတာမှာပဲအလွယ်တကူ access လုပ်တာမဟုတ်ဘဲနဲ့တခြားသော device တွေtablet တွေပဲဖြစ်ဖြစ် mobile phone တွေပဲဖြစ်ဖြစ်အလွယ်တကူ access သူကလုပ်လို့ရတယ်ဒါအပြင်တချို့သော project တွေမှာသူကိုတယောက်တည်း individual သုံးတာမဟုတ်ဘဲနဲ့အဖွဲ့အစည်းလိုက်သုံးတဲ့နေရာမှာလည်းသူကတော်တော်လေးအားကောင်းတယ်တနည်းအားဖြင့် cooperate လုပ်ပြီးတော့သုံးလို့လေရတဲ့ feature တွေတချို့တော်တော်များများကျွန်တော်ပေါ်လာတယ်အဲ့တော့အဲ့ဒါအားလုံးချုပ်ပြောရရင် data ကို access လုပ်ရတာ data ရဲ့ experience တွေကိုကျွန်တော်တို့အလွယ်တကူရရှိနိုင်အောင်သူကတော်တော်လေးသူ supporting သူပေးနိုင်တယ် data ကမြည်သည့်နေရာတွင်ရှိသည်မဆိုမြည်သည့်ပုံစံရှိသည်မဆိုကျွန်တော်တို့အတွက်အသုံးဝင်တဲ့ insight တွေကိုသူထုတ်ပေးနိုင်တယ်အဲ့တော့တကယ်နဲ့ကျွန်တော်တို့ business intelligence tool တွေကဈေးကွက်ထဲမှာဆိုတော့အများကြီးရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ Power BI နဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်အနေချင်းရှင်းပြသွားမှာပဲနော်အဲ့တော့အဓိကဒီနေ့ခေါင်းစဉ် Power BI dashboard for business ဆိုတဲ့ခေါင်းစဉ်အရကျွန်တော်တို့ Power BI အပိုင်းအဲ့တော့ Power BI ကမြန်မာနိုင်ငံမှာ trend ဖြစ်တာမှတော်တော်လေးဖြစ်တာတကဘာလုံးအတိုင်းတာရဆိုရင်တော့ तू ကအကောင်းဆုံးတော့ဟုတ်မနေဘူးပေါ့နော်တချို့သောနိုင်ငံတွေမှာတခြားသော business intelligence tool ကပို့ပြီးတော့ popular ဖြစ်လာမျိုးရှိတယ်ဒါပေမဲ့နိုင်ငံတော်များများမှာသူ့ကိုလက်ခံတယ်ပြည်တွင်းမှာဆိုရင် तू ကနံပါတ်1လို့ပြောလို့ရတယ်တကယ်တမ်း result တွေအရ
နီးပညာရှုထောင့်အပဲကြည့်ကြည့် user တွေအားဖြစ်ပဲကြည့်ကြည့် Power BI ကဈေးကွက် leader တစ်ခုအနေနဲ့ကျွန်တော်တို့ရှိနေတယ်။ဘာကြောင့်ပြည်တွင်းမှာ trend ဖြစ်ရလဲဆိုတော့တကယ်တမ်းဆိုရင် Power BI ကပေါ်တာ10စုနှစ်တစုစာလောက်ပဲရှိသေးတာအရန်အကြာကြီးမဟုတ်သေးဘူး။အဲ့တော့သူ့ရဲ့ product owner က Microsoft ကထုတ်တာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကငယ်စဉ်ခါလေးကကွန်ပျူတာတွေကိုစပြီးထိတွေ့တဲ့ကသူ့ရဲ့ Microsoft ရဲ့ operating system နဲ့ကျွန်တော်ကရင်းနှီးပြီးသား။နော် organization မှာလူတိုင်းကဒါအောင်မသုံးဘူးတဲ့လူကမရှိသလောက်ပဲ Word တွေသုံးတယ် Excel တွေသုံးတယ် PowerPoint တွေသုံးတယ်အဲ့တော့ Power BI က Microsoft ကထုတ်တဲ့ product တစ်ခုဖြစ်တာဖြစ်တဲ့အတွက်သူ့စီမှာဖွဲ့စည်းထားတဲ့ user interface တွေ Miduba မှာပါတဲ့tool တွေအားလုံးကကျွန်တော်ရင်းနှီးမှုခဲ့တဲ့ပုံစံနဲ့တူတယ်တော်တော်တူတယ်အဲ့တော့တော်တော်တူတော့ဘာအသက်ရှိလဲဆိုတော့ Excel တွေကိုကြုံရင်သုံးဘူးတဲ့သူတွေထိတွေ့ဘူးတဲ့သူတွေက Power BI ကိုသင်ရတာတအားလွယ်သူ့အတွက်အရန်စိမ့်မနေတော့ဒါတွေက familiar ဖြစ်တဲ့UI တွေဖြစ်တာဖြစ်တဲ့အတွက်သူသုံးရတာအရန်လွယ်အဓိကပြည်တွင်းမှာအားသာချက်တစ်ခုဖြစ်နေတာအဲ့ဒါကြောင့်လို့လည်းကျွန်တော်အနေနဲ့ကျွန်တော်သုံးသပ်တယ်ပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးအသေးစိတ်ကြီးကျွန်တော်စဉ်းစားကြည့်အောင်အဲ့တော့ဘာကြောင့်ကျွန်တော် Power BI ကအရန်အဲ့လောက် trend ဖြစ်နေရတာလဲဒါကျွန်တော်မေးစရာရှိတယ်အဲ့တော့ raw data ကနေ information ဖြစ်ပြောင်းဖို့ process တွေအများကြီးရှိတယ်လို့ကျွန်တော်ရှေ့မှာသိခဲ့တယ်အဲ့ဒီ process တွေအကုန်လုံး A ကနေ Z အထိ end to end process တွေကို Power BI platform တစ်ခုတည်းမှာကျွန်တော်လုပ်လို့ရတယ် data တွေကိုစပြီးတော့ connect လုပ်တဲ့ state ကနေစပြီးတော့နောက်ဆုံးကျွန်တော်တို့အတွက်အသုံးဝင်တဲ့ report တွေထွက်တဲ့အထိဒီ platform တစ်ခုတည်းမှာကျွန်တော်တို့သုံးလို့ရတယ်ဒါကကျွန်တော်နံပါတ်1တစ်ချက်ပေါ့နော်နောက်တစ်ခုကျွန်တော် Power BI ကိုဘယ်သူတွေသုံးကြတာလဲလူတိုင်းကျွန်တော်တို့သုံးလို့ရတယ်အဲ့တော့ဒီကိုတွေကကိုယ့်ရဲ့လိုအပ်ချက်အတွက် individual သုံးကြတဲ့သူအများကြီးရှိတယ်ဒါအပြင်အဖွဲ့အစည်းရဲ့လိုအပ်ချက်မျိုးအတွက်တချို့သော project တွေကတင်းလိုက်သုံးရတာမျိုးတွေလည်းရှိတယ်အဲ့တော့ interview ကတော့ဆင်းတယ်ကိုတည်ကျင်တဲ့အကြောင်းအရာတွေကို information တွေကိုဆွဲထုတ်ဖို့အတွက်ကိုယ့်ရဲ့ computer ထဲမှာသူ့ရဲ့ software နဲ့ကိုယ့်ရဲ့ data တွေကိုချိန်ပြီးတော့ကိုယ့်ကို report ထုတ်တယ်ဒါက individual user တွေလုပ်ငန်းတိုင်းမှာကျွန်တော်ရှိတယ်ဒါပေမဲ့တချို့သော organization တွေမှာ data analysis လုပ်တဲ့ process က individual မသွားဘဲနဲ့တင်းလိုက်လုပ်ရတဲ့လုပ်ငန်းတွေရှိတယ် data ကအရန်ကြီးလာတာမျိုး project ကအရန်ကြီးလာတာမျိုးဆိုရင်ကျွန်တော်တင်းလိုက်လုပ်ရတယ် data analysis ရဲ့ project က end to end ကိုကျွန်တော်တယောက်တည်းမလုပ်ရအောင်အဲ့တော့ခုကကျွန်တော်တို့ရှင်းပြခဲ့တဲ့ DS step တွေဆိုရင်ထားပါစို့ပထမဆုံးဖြစ်တဲ့ data connecting တို့ data collect လုပ်တဲ့အပိုင်းလေးဆိုရင်ဘယ်သူလုပ်ပြီးပြီဆိုရင်ချိတ်ဆက်လိုက်တဲ့ data ကိုလိုအပ်တဲ့ transformation တွေလုပ်တယ်ပြုပြင်မှုတွေလုပ်တယ်ဒါဆိုရင်ဘယ်သူကလုပ်နောက်ဆုံးကျွန်တော် report ထုတ်တယ်ဘယ်သူတွေက visualization လုပ်ဒါဆို storytelling technique တွေနဲ့ data visualization technique တွေ apply လုပ်ပြီးတော့သူကထွက်လာတဲ့ insight တွေကို report မှာ dashboard တွေဆောက်တဲ့အလုပ်ပဲသူကလုပ်ရတာတနည်းအားဖြင့် end to end process ကိုကျွန်တော်ကတယောက်တည်းမ run အဲ့တော့ platform တစ်ခုတည်းမှာပဲ process ကတစ်ခုတည်း project ကတစ်ခုတည်းဒါပေမဲ့သက်ဆိုင်ရာလုပ်ငန်းစဉ်တွေကိုခွဲပြီးတော့သွားတဲ့နေရာမှာလဲ Power BI ကသူ့စီမှာ project တစ်ခုတည်းကို collaborate လုပ်ပြီးတော့သုံးနိုင်တဲ့ feature တွေလည်းသူ support လုပ်ပေးတာ project ကတစ်ခုတည်းနော် working file ကလည်းတစ်ခုတည်းအဲ့ဒါမှကျွန်တော်တို့အကုန်လုံးကျွန်တော်ဝင်လုပ်လို့ရတယ်ဒါဆိုရင် individual မဟုတ်သူကတင်းလိုက်သူကလုပ်တာနောက်တစ်ခုကကျွန်တော်တို့ Power BI ကိုဘယ်လိုဖွဲ့စည်းထားလဲတကယ်နဲ့ကျွန်တော်တို့ဒီလိုပြောလိုက်ရင်ဆိုပို့ပြောမှန်လိမ့်မယ်သူ့ရဲ့ Power BI ecosystem မှာအဓိကအပိုင်း၃ပိုင်းရှိတယ်တစ်ပိုင်းကကျွန်တော်တို့ Power BI desktop နောက်တစ်ခုကကျွန်တော်တို့ Power BI service နောက်တစ်ခုက Power BI mobile ဆိုပြီးတော့ကျွန်တော်၃ခုရှိတယ်အဲ့တော့ data ကနေ information တွေပြောင်းတဲ့ project တွေမှာအဓိကရာခိုင်နှုန်း90လောက်အသုံးပြုရမှာက Power BI desktop ကိုကျွန်တော်အသုံးပြုရမှာတနည်းအားဖြင့် report တွေကိုစပြီး data connect လုပ်တဲ့ stick တွေစပြီးတော့နောက်ဆုံးကျွန်တော်တို့ report ထုတ်တဲ့အထိမှာ Power BI desktop တစ်ခုတည်းမှာပဲကျွန်တော်တို့အသုံးပြုဖို့လိုတယ်ပေါ့နော်အဲ့တော့အဓိကသူ့ရဲ့ primary သိဖို့လိုတာကလည်း Power BI desktop တစ်ခုကိုကျွန်တော်အဓိကထားပြီးသိဖို့လိုတယ်ကျွန်တော်သင်ကြားရေးလုပ်တဲ့ခါကျရင်လည်းရာခိုင်နှုန်း90လောက်ရဲ့သင်ကြားမှုက Power BI desktop ကိုပဲကျွန်တော်သင်ရတာ Okay ကျွန်တော် Power BI service က sorry ကျွန်တော် Power BI desktop ပဲအရင်ပြောတယ် Power BI desktop ကသူက application base ဖြစ်ပါတယ်သူ့ကိုသုံးချင်တယ်ဆိုရင် download ဆွဲပြီးတော့ကျွန်တော်တို့သုံးရတာအဲ့တော့ဘာကြောင့်လဲတော့မသိဘူးသူ Mac user တွေသူ support မလုပ်ဘူး Windows ပဲသုံးလို့ရတယ်အဲ့တော့အဲ့ဒါကနည်းနည်း limitation ဖြစ်နေတဲ့ကိစ္စပေါ့နော်အဲ့တော့ Mac user တွေသုံးလို့မရဘူး Windows ပဲသုံးလို့ရတယ်သူ့ကိုသုံးမဲ့ဆိုရင်တော့အခြေခံလိုအပ်ချက်ဘလာတော့ရှိဖို့လိုတာပေါ့နော်ဒါကတော့အများကြီးမဟုတ်ပုံမှန် operate လုပ်ငန်းတွေမှာသုံးတဲ့ computer system အရာဆိုရင်တော့ကောင်းတူ handle လုပ်လို့ရတယ်သုံးလို့ရတယ်နည်းနည်းရှိတယ်ပေါ့နော်နောက်တစ်ပိုင်းကကျွန်တော် Power BI service ကသူက online မှာသုံးရတာ web page ပေါ်မှာကျွန်တော်တို့သုံးရတာ application base မဟုတ်တော့အဲ့တော့ web page ပေါ်ရောက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့မြည်သည့် operating system မဆိုကျွန်တော်တို့ apply လုပ်လို့ရတယ် Mac မှာလည်းသုံးလို့ရတယ်
browser တစ်ခုရှိရဆိုရင်သူ့ကိုကျွန်တော်တို့သူ့ရဲ့ website တွေဝင်ပြီးတော့ login လုပ်ပြီးတော့ကျွန်တော်တို့သုံးရုံပဲအဲ့တော့ Power BI service ကဘယ်အတွက်သူကတိဆောက်ထားလဲဆိုတော့ကျွန်တော်တို့ Power BI desktop မှာတိဆောက်ထားတဲ့ကိုယ့်ရဲ့ report ကိုတခြားသောသူရဲ့ user တွေကိုကျွန်တော် share လုပ်မယ်ဆိုပါစို့ report ပေးမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကအဲ့လိုမျိုး report တယောက်နဲ့တယောက်နဲ့ share လုပ်မယ်ဆိုရင် Power BI service အပေါ်မှာတက်ပြီးတော့မှကျွန်တော်က share လုပ်လို့ရတယ် Power BI desktop မှာသုံးတဲ့ဟာကိုကျွန်တော်ကတခြားသောသူတွေကိုကျွန်တော်တို့ဒီတိုင်းကျွန်တော် share လုပ်လို့မရအောင်ဒါပါဆိုကျွန်တော်က Power BI service account ရှိတယ်အဲ့တော့ဒီရဲ့ရှိမှရှိနေတဲ့အကိုကလည်း Power BI service account ရှိတယ်ဆိုပါစို့ကျွန်တော်က Power BI desktop မှာ report တစ်ခုအစားဆုံးတည်ဆောက်လိုက်တယ်ကျွန်တော် report တစ်ခုကျွန်တော် complete ဖြစ်သွားပြီဒီ report ကိုကျွန်တော်ရဲ့ Power BI service ဆိုတဲ့ account ကိုကျွန်တော်တင်ထားတယ်အဲ့တော့ဒီမှာဖန်တီးထားတဲ့ report ကကျွန်တော်ရဲ့ Power BI service ဆိုတဲ့ account ပေါ်ကျွန်တော်ရောက်လာပြီရောက်လာတဲ့ခါကျရင်ကျွန်တော်မှာလည်း account ရှိတယ်ဒီကအကိုမှာလည်း account ရှိတယ်ကျွန်တော်ဒီကအကိုဖွင့်ထားတဲ့သူ့ရဲ့ email ကိုပဲကျွန်တော်ကသူ့ရဲ့ send လုပ်လိုက်တာနဲ့ကျွန်တော်ဖန်တီးထားတဲ့ report ကတခြားသောသူတွေကိုကျွန်တော်အလွယ်တကူကျွန်တော်ရောက်သွားတယ်ဒါဆိုရင်အဲ့ဒီရဲ့တခြားသောသူတွေကလည်းကျွန်တော်ပို့လိုက်တဲ့ report ကိုသူရောက်နေတဲ့နေရာမှာအလွယ်တကူကွန်ပျူတာလေးဖွင့်ပြီးတော့ internet လေးချိန်ပြီးတော့သူအဲ့ဒီရဲ့ report ကိုအလွယ်တကူ access လုပ်လို့ရတယ်တနည်းအားဖြင့် Power BI service ကကိုယ့်ရဲ့ report ကိုတယောက်နဲ့တယောက်နဲ့ sharing လုပ်တဲ့နေရာမှာအဓိကသုံးဖို့အတွက်ကိုတည်ဆောက်ထားတဲ့ platform တစ်ခုလို့ကျွန်တော်ပြောလို့ရတယ်နောက်တစ်ခုကကျွန်တော် Power BI mobile အဲ့တော့ Power BI mobile တည်ဆောက်ရတဲ့ရည်ရွယ်ချက်ကတော့ဒါတော့ရှင်းပါတယ်ကိုယ့်ရဲ့နားမှာကွန်ပျူတာရှိစရာမလိုဖုန်းလေးတစ်လုံးရှိအောင်နဲ့ကိုယ့်ရဲ့ report တွေကိုကိုအလွယ်တကူဘယ်နေရာကိုပဲရောက် access လုပ်လို့ရတယ်တနည်းအားဖြင့် Power BI service ပေါ်တင်ထားတဲ့ report တွေအားလုံးကကိုယ့်ရဲ့ Power BI mobile မှာလည်းကျွန်တော်ကတစ်ချိန်နဲ့တစ်ပြေးညီကျွန်တော်ကြည့်လို့ရတယ်အဲ့တော့ mobile ကလည်းကျွန်တော်တို့အလွယ်တကူ access လုပ်လို့ရတယ်ကျွန်တော်တို့iOS မှာလည်းကျွန်တော်တို့သုံးလို့ရတယ် Android မှာလည်းသုံးလို့ရတယ်အလွယ်တကူကျွန်တော်တို့ download လုပ်လို့ရတယ်ဒါတော့ပြဿနာမရှိဘူးပြီးတော့ mobile ကိုဝင်တဲ့ login ကလည်း Power BI service ကို register လုပ်ထားတဲ့ email နဲ့ပဲကျွန်တော်ဝင်ရတာအတူတူပဲတနည်းအားဖြင့်သူ့ရဲ့ ecosystem ကသူ့ကိုအသုံးပြုမဲ့ user တွေအလွယ်တကူ access လုပ်လို့ရအောင်ဘက်ပေါင်းစုံကနေဖြည့်ရရဲဆိုတဲ့သဘောမှတော့ရှိတယ်သို့တော့သူ့မှာလည်းတချို့ချွင်းချက်လေးရှိတယ်အဲ့တော့ Power BI desktop ကတော့လူတိုင်း free version နဲ့သုံးလို့ရတယ် Power BI service ကသူကစပြီးတော့ check လုပ်တယ်တယောက်နဲ့ share တော့မယ်ဆိုရင် free version သူ allow မလုပ်ဘူးသူတချို့fee တွေသူကောက်တာမျိုးရှိတယ်အဲ့တော့ဒါကလည်း organization အနေနဲ့ကြည့်တယ်ဆိုရင်အဲ့လောက်အရင်မများဘူး user တယောက်မှတစ်လောက်ကို$9 ကျပ်10လောက်ပဲကျွန်တော်ရှိတာဒါလက်ရှိ currency ရတာတွေအရင်များတယ်လို့ထင်ရတာလွန်ခဲ့တဲ့နှစ်ကဆိုရင်ဒါကတော်တော်များများပေါ်လောလောသုံးလို့ရတဲ့အထဲမှာပါတယ်လို့ပြောလို့ရတယ်အဲ့တော့ဒါကသူ့ရဲ့ဖွဲ့စည်းပုံเนาะကျွန်တော်တို့မြင်မှထင်တယ်အဲ့တော့အိမ်စဲနဲ့ဘာကွာလဲနောက်ထပ်မေးစရာခေါင်းစဉ်တွေတစ်ခုရှိတယ်တော်တော်များများမေးကြတယ်ဟုတ်ပြီအိမ်စဲသုံးနေတဲ့တဲကဘာကြောင့် Power BI ကိုပြောင်းသုံးတင်လဲရှေ့မှာလည်းကျွန်တော်ရှင်းပြခဲ့တယ် Power BI ကတော့ Business Intelligence 2ကအိမ်စဲနဲ့ဆိုင်ရင်တော့ပို့ပြီးတော့ powerful ပို့ဖြစ်တယ်ဒါပေမဲ့ဒီလိုပြောလို့အိမ်စဲနဲ့ Power BI နဲ့ကိုကျွန်တော်နှိုင်းယှဉ်ပြီးကြည့်ဖို့မသင့်ဘူးလို့တော့ကျွန်တော်အဲ့လိုတော့မြင်တယ်သူ့စီမှာကိုစီအားသာချက်အားနည်းချက်တွေရှိတယ်တခုခုကျွန်တော်တို့ချက်ချင်းအလွယ်တကူ calculation လုပ်တဲ့ case လေးတွေရှိလာတယ်ဒါဆိုရင် Power BI မှာဆိုရင် Power BI ကိုဖွင့်ရအောင်ပဲ data တွေစပြီး connect လုပ်အောင်ပဲသူ့ရဲ့သက်ဆိုင်ရာ process တွေ software ကို run ရအောင်ပဲအိမ်စဲမှာဆိုရင်အိမ်စဲလေး worksheet လေးဖွင့်လိုက်ပြီးတော့စဲနှစ်ခုလေးကိုကျွန်တော်မြှောက်လိုက်လို့ရတယ်စားလိုက်လို့ရတယ်အလွယ်တကူ quick calculation တွေကျွန်တော်လုပ်လို့ရတယ်အဲ့လိုမျိုးကိုယ့်ရဲ့လိုအပ်ချက်ကပေါ့ပေါ့ပါးလေးနဲ့ simple ဖြစ်တဲ့ measure လုပ်ချင်တဲ့ calculation လုပ်ချင်တဲ့ project တွေဆိုရင်တော့ကျွန်တော်အိမ်စဲကပိုအဆင်ပြေတာပေါ့ဒါပေမဲ့အိမ်စဲမှာ Power BI တချို့သော big data တွေဆိုရင်အိမ်စဲမှာမနိုင်တဲ့ဟာတွေ Power BI မှာအသုံးပြုလို့ရတာမျိုးတွေရှိတယ်ဒီလိုပြောလို့ big data လို့ကျွန်တော်ကသုံးနေလိုက်လို့ big data တိုင်းက Power BI access လုပ်လို့ရနိုင်တယ်လို့ကျွန်တော်မယူဆစေချင်ဘူးတချို့သော big data တွေလည်း Power BI မနိုင်တာမျိုးတွေရှိတယ်သို့တော့အိမ်စဲနဲ့ရှင်နေဆိုရင်တော့ Power BI ကပို့ပြီးတော့ site ချီးတာကိုသူ access လုပ်လို့ရတယ်အဲ့တော့အချုပ်ပြောရရင်ဒီနှစ်ခုမှာဆိုရင်တော့သိကြတယ်Power BI ကအိမ်စဲကိုပို့ပြီးတော့ modify လုပ်ထားတဲ့အိမ်စဲမှာမပါတဲ့တချို့ကောင်းမွန်တဲ့ feature တွေကိုထပ်ပြီး value add လုပ်ထားတဲ့ product တစ်ခုလို့ပြောလို့ရတယ်ဒီနှစ်ခုရှင်နေဆိုရင်တော့သိကြတယ် Power BI ကတော့ပိုကောင်းတာပေါ့နော်တို့တော့ဒါပေမဲ့အမြဲတမ်းရှင်နေမှာတော့ကျွန်တော်မဟုတ်နေဘူးဒါပေမဲ့ Power BI ရဲ့သူ့ရဲ့တိဆောက်ပုံကိုကြည့်တဲ့အခါကျရင်လည်းအိမ်စဲမှာရှိတဲ့ analysis engine ၃ခုဖြစ်တဲ့ Power Query ရဲ့ data model ရဲ့ depth ရဲ့ကိုပဲအခြေပြုပြီးတော့သူကပြန်ပြီးတော့တိဆောက်တာအဲ့ဒါကြောင့်အိမ်စဲကိုကျွမ်းကျွမ်းကျင်သုံးတဲ့သူတွေက Power BI ကိုသင်ရတာမခက်ဘူးဆိုတာအဓိကအဲ့ဒါတော်တော်များများကရာခိုင်နှုန်းတော်တော်များများကတူတူပဲ
အဲ့တော့ exam မှာရှိပြီးသားဖြစ်တဲ့ power query ရဲ့ data model ရဲ့ depth ရဲ့ဆိုရဲအဓိက analysis engine သုံးခုကိုမူတည်ပြီးမှ exam မှာမရှိတဲ့ report view တွေပြီး custom page တွေတိစောက်လို့ရတဲ့အပိုင်းလေးတွေ interactive dashboard တွေကိုပို့ပြီးတော့ကောင်းအောင်လုပ်လို့ရတဲ့အပိုင်းလေးတွေကိုယ့်ရဲ့ report ကိုတခြားသောသူတွေကို share လုပ်လို့ရတဲ့အပိုင်းလေးတွေအဲ့လိုမျိုးကျွန်တော်တို့အရင်တော့ exam မှာမရှိခဲ့တဲ့ feature တွေကိုထပ်ပြီးတော့ app လုပ်ပြီးတော့Power BI တစ်ခုအနေနဲ့သူကပြောင်းလိုက်တာပဲရှိတာတကယ်တမ်းဆိုရင်နော်အဲ့တော့ Power BI ကိုပြောရင်လည်း Power BI ကိုလေးလာတဲ့သူလေးလာနေတဲ့သူတွေရောဒါမှမဟုတ် Power BI ကိုစိတ်ဝင်စားလို့သိချင်တဲ့သူတွေရောအခြေခံသိဖို့လိုတယ်သူရဲ့ Power BI မှာလည်းသူရဲ့ workflow process တွေရှိတယ်သူဘယ်လို step by step တိဆောက်ထားတာလဲဒါလေးကိုကျွန်တော်နားလည်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီရဲ့တစ်ဖက်ချမ်းမှာရှိတဲ့အဝါရောင်ဘောင်တွေထဲမှာရှိတဲ့ဟာဒါက Power BI software အထဲမှာရှိနေတဲ့ main pack တွေလို့ကျွန်တော်ယူဆကြည့်လို့ရတယ်။ဘာရှိလဲဆိုတော့ power query ရှိတယ် data model ရှိတယ် visualization ဆိုတဲ့ဟာရှိတယ်။ဒါက Power BI ထဲမှာရှိတဲ့အစိတ်ပိုင်း။အဲ့တော့မတူညီတဲ့အစိတ်ပိုင်းတွေကဏ္ဍတွေအများကြီးရှိတယ်။ကဏ္ဍလိုက်လောက်ရတဲ့လောက်ဆောင်ချက်တွေလည်းကွဲတယ်။အသုံးပြုရတဲ့ရွေချက်တွေလည်းကွဲတယ်။ဘာလုပ်ချင်လဲဆိုရင်ဘယ်ကိုသွားလို့အောင်မလဲဆိုတော့သတ်မှတ်ချက်တွေလည်းကျွန်တော်အတိအကျကျွန်တော်ရှိတယ်။အဲ့တော့ကျွန်တော်တို့ analysis project တစ်ခုလုပ်တော့မယ် raw data ကနေ information ဖြစ်ပြောင်းတော့မယ်ဆိုရင်ဘယ်ကနေစလဲဆိုတော့ကိုထုတ်မဲ့ report အတွက်လိုအပ်တဲ့ကိုယ့်ရဲ့လုပ်ငန်းမှာရှိနေတဲ့ data တွေကို Power BI နဲ့စပြီးတော့လာချိတ်ရတယ်။ data က Power BI နဲ့မှရှိတာမဟုတ်ဘူးเนาะဒီ data ကကိုယ့်ရဲ့လုပ်ငန်းမှာရှိတဲ့ data အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းမှာရှိတဲ့ data ကနေရာပေါင်းမျိုးစုံမှာကျွန်တော်ရှိကောင်းရှိနိုင်တယ်။အဲ့တော့အဲ့ဒီရှိတဲ့ data တွေကိုကျွန်တော်က Power BI နဲ့ကိုလာချိတ်တဲ့ခါကျရင်အဲ့ဒီရဲ့ data ကအရင်ဆုံးဘယ်ကိုရောက်လဲဆိုတော့ Power BI ထဲမှာရှိတဲ့ Power Query ဆိုတဲ့နေရာကိုအရင်ရောက်တယ်အဲ့တော့ Power Query ရဲ့နေရာမှာရောက်တော့မေးစရာရှိတယ်ဟုတ်ပြီ Power Query မှာဘာလုပ်ရတာလဲအဲ့တော့ Power Query ရဲ့လုပ်ပေးတဲ့လုပ်ဆောင်ချက်ကကိုချိတ်ဆက်လိုက်တဲ့ data နဲ့ပတ်သက်တဲ့ preparation အပိုင်းကိုအဲ့ဒီရဲ့နေရာမှာအဲ့ဒီရဲ့အခန်းကဏ္ဍမှာကျွန်တော်တို့လုပ်ပေးဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ raw data တွေကျွန်တော်ချိတ်လိုက်တယ်ဒါတွေက raw data တွေဒီ raw data ဆိုတဲ့အတိုင်းပဲ data ကအကျန်းအဲ့တော့ raw data အကျန်းကိုဘာမှမပြုပြင်မဲနဲ့ကျွန်တော်တို့ report တန်းထုတ်လို့မရအောင်လုံးဝမရလာမဟုတ်ရတယ်ဒါပေမဲ့ထွက်လာတဲ့ insight တွေ information တွေကကျွန်တော်တို့အတိအကျမှတ်မယ်လို့ကျွန်တော်ပြောလို့မရအောင်ဘယ်လိုဟာမျိုးလဲဥပမာပြောရရင်ထားပါဆိုကျွန်တော်တို့ data entry လုပ်တဲ့သူတွေရဲ့ပေါ်ဆာမှုကြောင့်တစ်ခုခုမှားယွင်းမှုကြောင့် data က double entry တွေကျွန်တော်တို့သွင်းထားတယ်အဲ့တော့ value တစ်ခုမှာ2နေရာ3နေရာတွေပါနေတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကမဖြတ်ဘဲနဲ့ claim မလုပ်ဘဲနဲ့ report ကိုသွားထုတ်မယ်ဆိုရင်ထွက်လာတဲ့ result တွေ value တွေကလည်းကျွန်တော်နှစ်ပြန်သုံးပြန်စာဖြစ်နေလိမ့်မယ်ဒါဆိုရင်လွဲမားတဲ့ value တွေ result တွေကိုကြည့်ပြီးတော့ဒါကိုအမှန်လို့ယူဆပြီးတော့ကျွန်တော်တို့ decision ချရတဲ့နေရာမှာသွားသုံးမယ်ဆိုရင်ကိုချတဲ့ decision ကလွဲမားတာမျိုးကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါဆိုရင်အဲ့ဒီအတွက် Power BI ကဘာလုပ်ပြီးလဲဆိုတော့ Power Query ဆိုတဲ့ state မှာကိုချိတ်ဆက်လိုက်တဲ့ table မှာပါနေတဲ့ data ရဲ့လိုအပ်တဲ့ပြုပြင်မှုတွေအပိုင်းကို Power Query မှာပေးထားတဲ့ tool တွေ technique တွေအသုံးပြုပြီးတော့ကျွန်တော်ကပြင်ဆင်မှုတွေကျွန်တော်လုပ်ပေးဖို့လိုတယ်ဒါတွေကျွန်တော်က data preparation လုပ်တယ်လို့ခေါ်တာပါနော် data preparation အောက်မှာ data cleaning လုပ်တာပါတယ် data transformation လုပ်တာပါတယ်ဆိုတော့ data cleaning ဆိုတာဘာဟာမျိုးကိုကျွန်တော်ပြောချင်တယ်ဆိုတော့မလိုတဲ့ data တွေပြန်ဖြတ်မယ်မလိုတဲ့ column ဖြတ်မယ်မလိုတဲ့ row တွေဖြတ်မယ် data ထဲမှာ error တွေပါတယ်ဆိုရင် error တွေကိုကျွန်တော်တန့်စင်တဲ့ကိစ္စလေးတွေကျွန်တော်တို့လုပ်မယ်ဒါတွေက data cleaning အောက်မှာကျွန်တော်ပါတဲ့လုပ်ငန်းစဉ်တွေတကယ်နဲ့အကျုပ်လေးပြောရဲဆိုရင်တော့အများကြီးကျွန်တော်ရှိတာပေါ့နော်နောက်တစ်ခုကကျွန်တော် data transformation လက်ရှိရှိနေတဲ့ပုံစံကနေတခြားသောပုံစံတစ်ခုကိုကျွန်တော်ပြောင်းတာဆိုလိုချင်တာက data မှာကိုယ့်ရဲ့ record လုပ်လာတဲ့တိစောက်တဲ့ပုံစံတစ်မျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကိုယ့်ရဲ့ analysis ကြည့်တဲ့ point of view ကိုကတခြားသောပုံစံနဲ့ပြောင်းကြည့်ချင်တယ်ဆိုရင်ရှိနေတဲ့ data ကိုတခြားသောပုံစံဖြစ်ပြောင်းရတာမျိုးရှိကောင်းရှိနိုင်တယ်အဲ့တော့အဲ့ဒီရဲ့လုပ်ငန်းစဉ်ကလည်းကျွန်တော်ဘာမှလုပ်တယ်ဆိုတော့ Power Query Editor မှာလုပ်တာအဲ့တော့ Power Query Editor မှာလိုအပ်တဲ့ process တွေကိုဖြတ်တန်းလိုက်တဲ့အခါကျရင်ကျွန်တော်ချိတ်ဆက်လိုက်တဲ့ data တွေကတနည်းအားဖြင့် report ထုတ်ဖို့အတွက်အဆင်သင့်ဖြစ်တဲ့ data အဖြစ်ကျွန်တော်တို့ရောက်လာလိမ့်မယ်အခါကျရင်အဲ့ဒါဆိုရင်ပြီးပြီလားဆိုတော့ကျွန်တော်မပြီးသေးဘူးနောက်တစ်ဆင့်ဖြစ်လိုက်ဘာလဲဆိုတော့ကျွန်တော် data model အဲ့တော့ data model ရဲ့အဓိကခဏကျွန်တော်ကဘာလုပ်ပေးရလဲဆိုတော့ကိုချိတ်ဆက်လိုက်တဲ့ table တခါတည်းကျရင်ကျွန်တော် project report တစ်ခုထုတ်ဖို့ analysis report တစ်ခုထုတ်ဖို့အတွက်လိုအပ်တဲ့ data တွေက table တစ်ခုတည်းမဟုတ်ဘဲနဲ့ multiple table တွေဖြစ်နေတတ်တယ်ဒါဆိုရင် information တွေကတချို့ကတခြားသော table မှာရှိတယ်တချို့သော information ကတခြားသော table မှာရှိတယ်ဒီ table နှစ်ခုလုံးကိုပေါင်းပြီးတော့ report တစ်ခုထုတ်တော့မယ်ဆိုရင်ဒီ table တစ်ခုနဲ့တစ်ခုနဲ့ကြားမှာ connection တွေရှိဖို့လိုလာပြီ relationship တွေရှိလို့လိုလာပြီ
အကယ်၍ဒီ table တွေကဘာ relationship မှမရှိဘဲနဲ့ independent တိကျရက်တည်နေတဲ့ table တွေဖြစ်နေမယ်ဆိုရင်မှန်ကန်တဲ့ result ကျွန်တော်တို့ထွက်လာမှာမဟုတ်အဲ့တော့ table တစ်ခုနဲ့တစ်ခုနဲ့ relationship ချိတ်တဲ့လုပ်ငန်းစဉ်ကိုကျွန်တော်ကဘာမှလုပ်ရလဲဆိုတော့ data model မှာကျွန်တော်ကလုပ်ပေးရတာလိုရင်လုပ်မယ်မလိုရင်မလုပ်ဘူးပေါ့နော်အမြဲတမ်းလုပ်ရမှာတော့မဟုတ်ဘူးဒါပေမဲ့ဥပမာကျွန်တော်တို့ single table နဲ့လုပ်တဲ့ project တွေဆိုရင်တော့ကျွန်တော်တို့မလိုဘူးပေါ့နော် data model ကကျွန်တော် skip လုပ်လိုက်လို့ရတယ်။ဘာလို့ချိတ်ဆက်စရာမလိုဘူးလေ table ကတစ်ခုတည်းရှိတာ哦။အဲ့တော့ data model မှာမဲ့နောက်ထပ်ဘာလုပ်လဲဆိုတော့ကိုကြည့်ကျင်တဲ့ point of view ရထပ်ပြီးတော့ deeply analysis တွေလုပ်ချင်တယ် calculation တွေလုပ်ချင်တယ်တွက်ချင်တယ်ချက်ချင်တယ်ဆိုရင်ကျွန်တော်က data model တွေကမှပဲကျွန်တော်က data analysis နဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေကျွန်တော်လုပ်ပေးရတာအဲ့ဒါတွေကိုကျွန်တော်တို့ depth function တို့ကြားဖို့ကြမှာတင်တယ် depth function သုံးပြီးတော့လုပ်တယ်ဆိုတာ data model ထဲမှာပဲကျွန်တော် data analysis ဆိုတဲ့ function လေးတစ်ခုသူက Excel လိုမျိုးပေါ့ဆဲတစ်ခုနဲ့တစ်ခုနဲ့အလွယ်တကူကျွန်တော်ပေါင်းလို့မျိုးစားလုပ်လို့ရတာမျိုးတော့မဟုတ်ဘူးသူက formula language ရေးပြီးတော့ကျွန်တော်တို့လိုချင်တဲ့ဟာကိုတွက်ရချက်ရတဲ့လုပ်ငန်းစဉ်ပေါ့နော်အဲ့ဒါတွေကကျွန်တော်က data model မှာလုပ်တာအဲ့တော့ data model မှာလိုအပ်တဲ့ analysis တွေလုပ်ပြီးသွားတဲ့အခါကျရင်တနည်းအားဖြင့် insight တွေထွက်လာပြီအလွယ်ပြောရရင်ရှေ့က main 3 block နဲ့ပြောရရင် data ကနေ information ဖြစ်ကျွန်တော်ကပြောင်းလာပြီအဲ့တော့ data ကနေ information ဖြစ်ပြောင်းလာတယ်တနည်းအားဖြင့် insight တွေထွက်လာပြီဆိုရင်အဲ့ဒီ insight တွေကို report ကိုအသုံးပြုတဲ့ user တွေအလွယ်တကူနားလည်နိုင်အောင်အချိန်အများကြီးပေးစရာမလိုဘဲနဲ့ကြည့်လိုက်တာနဲ့သူတို့လိုအပ်တဲ့အချက်လက်တွေကိုအလွယ်တကူထုတ်ယူလို့ရအောင်ဘာထက်လုပ်ပေးဖို့လိုလဲဆိုတော့ visualization ဆိုတဲ့ကဏ္ဍလေးတစ်ခုကျွန်တော်ပါလာတယ်ထွက်လာတဲ့ insight တွေကို chat တွေ graph တွေ diagram တွေ table တိဆောက်ပြီးတော့ကျွန်တော်က report တစ်ခုကျွန်တော်ဖန်တီးတာအဲ့တော့ထွက်လာတဲ့ insight တွေဆိုတာကိန်းဂဏန်းတွေပဲရှိရနော်ဒါ numerical value တွေအဲ့တော့ numerical value ကိုကြည့်တာတဲ့ဆိုင်ရင်တကယ်တမ်းကျွန်တော်တို့ report ကို chat တွေ graph တွေနဲ့ visualization report ကိုကြည့်ရတဲ့ဟာကျွန်တော်ပို့ပြီးတော့ရှင်းတယ်ကျွန်တော်တို့ switch လောက်တာမပြောင်းဘူးဖြစ်တယ်တူတူပဲလားခဏလေးဟောရပြီအဲ့တော့ဒါက chat တွေ graph တွေနဲ့တိဆောက်ထားတဲ့ visualization report တစ်ခုပုံမှန် Excel မှာ table ထဲမှာပါတဲ့ numerical value တွေကြည့်ရတဲ့ဆိုင်ရင်ကျွန်တော်တို့ဒီဟာကြည့်တာပို့ပြီးတော့လွယ်တယ်ပို့ပြီးတော့လည်းအလွယ်တကူနားလိုက်စေနိုင်တယ်အဓိက visualization ရဲ့အားသာချက်က report ကိုကြည့်လိုက်တာနဲ့ရှင်းရှင်းလင်းလင်းနဲ့ကိုလိုချင်တဲ့ information တွေကိုအလွယ်တကူနဲ့ယူလို့ရအောင်သူ့မှာအားသာချက်တွေကျွန်တော်အများကြီးရှိတယ်အဲ့တော့ဒါက chat တွေ graph တွေနဲ့ visualization တွေ tool တွေကိုသုံးပြီးတော့ create လုပ်လာတဲ့ dashboard တစ်ခုအဲ့တော့ကျွန်တော်တို့လိုချင်ကြတဲ့เนาะအများလိုချင်ကြတဲ့အများသိချင်ကြတဲ့ dashboard ဆိုတာကတကယ်တမ်း Power BI ရဲ့ workflow processor ဆိုရင်နောက်ဆုံးအဆင့်မှာအဲ့ဒီဟာကိုရတာသူ့ကိုရဖို့အတွက်ဆိုရင်ရှေ့မှာ process တွေအများကြီးကျွန်တော်ဖြတ်တန်းပြီးမှလုပ်ပြီးမှနောက်ဆုံး report ထွက်တာအဲ့တော့အဲ့ဒီရဲ့ Power BI လို့ပြောလိုက်ပြီဆိုရင်တွဲမြင်လေးရှိတဲ့ visualization dashboard တွေက Power BI အစိတ်ပိုင်းတစ်ခုလုံးနဲ့ဆိုရင်ရာခိုင်နှုန်းအနည်းချင်းပဲရှိတယ်အဲ့ဒါရဖို့အတွက်ကိုကျွန်တော်တို့ရှေ့မှာအများကြီးကျွန်တော်တို့လုပ်ပေးရတာပါနော်အဲ့တော့ဒါကသူ့ရဲ့ workflow process ပဲsorry နော်အဲ့တော့တစ်ခုချင်းပြောရရင်ပထမဆုံးဆက်ကကျွန်တော်တို့ data ကိုစပြီး connect လုပ်တယ်ကိုယ့်ရဲ့ project အတွက်လိုအပ်တဲ့ data ကမြည်သည့်နေရာတွင်ရှိသည်မျိုးဆို Power BI က connect လုပ်နိုင်တဲ့အားသာချက်သူစီမှာရှိတယ် Power BI software ကသူသွားပြီးချိတ်ဆက်လို့ရတဲ့ data source ကရာနဲ့ချီရှိတယ်တနည်းအားဖြင့်တကယ်တမ်းတစိမ့်ရှိပြီးတော့ international မှာ run နေတဲ့ data source ဘောင်းစုံနဲ့ကျွန်တော်တို့ချိန်လို့ရတယ် local ကထုတ်တဲ့ ERP ကတော့နည်းနည်းလေးတော့အခက်အခဲရှိကောင်းရှိနိုင်တယ်ဒါပေမဲ့တော်တော်များများကျွန်တော်ရအောင်သူကလုပ်ပေးတာအဲ့တော့ဒါဆိုရင်ကျွန်တော်တို့အလွယ်တကူကျွန်တော်တို့ချိန်လို့ရတယ်ဥပမာ get data ကနေသွားပြီးတော့ကိုချိတ်ဆက်ခြင်းတဲ့ data source ကိုရွေးပြီးတော့ကျွန်တော်ချိန်လိုက်ရုံပဲအဲ့တော့ရှေ့မှာကိုတယောက်ရှင်းပြသွားတယ်တချို့ cloud မှာထားတဲ့ဟာလေးတွေကျွန်တော်ချိန်လို့ရတယ် on limit data ရော off limit data ရောမျိုးစုံချိန်လို့ရတယ် server မှာထားတဲ့ data လည်းကျွန်တော်ချိန်လို့ရတယ်ပို့လို့တော့ကောင်းသေးတယ်ပေါ့နော်ဒါမှမဟုတ်ကိုယ့်ရဲ့ computer ထဲမှာရှိနေတဲ့ကို manual record လုပ်ထားတဲ့ table တွေချိန်လို့ရတယ်ကိုယ့်ရဲ့ ERP က export လုပ်ပြီးတော့ထွက်လာတဲ့ data တွေလည်းကျွန်တော်ချိန်လို့ရတယ်ဒါပြင်ကိုယ်မှာတခြားသော CRM software တွေသုံးတယ်ချိန်လို့ရတယ်တော်တော်များများကျွန်တော်ချိန်လို့ရတယ်ဂျာနဲ့ချိန်ကျွန်တော်ရှိတယ်အဲ့ဒါလည်းသူ့ရဲ့အားသာချက်လို့ကျွန်တော်ဖြစ်နေတာပေါ့နော်အဲ့တော့ तू ကတော့ဗာပြောလဲဆိုတော့ data ကမြည်သည့်နေရာတွင်ရှိသည်မျိုးဆို तू ချိန်လို့ရအောင် तू လုပ်ပေးထားတယ် website က data ချိန်လို့ရတယ်အရင်ကဆိုရင်ထားပါဆိုကျွန်တော် project တွေလုပ်တယ် reference လုပ်စရာ data ဆိုရင်မှ website က data တွေ reference လုပ်ရတာမျိုးရှိတယ်ဒါဆိုရင်
အရင်ရဲ့ process ဆို website ရဲ့ data တွေကို maybe တခြား Excel တွေကိုကျွန်တော် data entry တွေပြန်လုပ်ပြန်ထည့် copy paste တွေလုပ်ပြီးမှကျွန်တော် Power BI နဲ့လာပြန်ချိတ်အဲ့လိုမျိုး process တွေလုပ်ခဲ့တာပေါ့နော်အခုကမလို့တော့အဲ့တော့သက်ဆိုင်ရာ website တွေကိုတွားပြီးတော့ link ကိုတွားပြီးထည့်လိုက်တာနဲ့အဲ့ဒီ website က data တွေအကုန်ဆွဲလို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ web နဲ့ချိတ်တဲ့အပိုင်းလေးတွေပေါ့နော်ကျန်တဲ့ database မျိုးစုံနဲ့ကျွန်တော်တို့ချိတ်လို့ရတယ်ဒါက Power BI workflow process ရဲ့ပထမဆုံးအဆင့်ပဲအဲ့လိုချိတ်တဲ့ခါကျရင်တိဖို့လိုတဲ့တချို့ function တချို့ရှိတယ်အဲ့ဒါကသူ့ရဲ့ connection move ပေါ့နော်ချိတ်တဲ့ခါကျရင်သူ့မှာ connection move တွေရှိတယ်တကယ်တမ်းဆို connection move တွေကအများကြီးရှိတယ်ဒါပေမဲ့အရေးကြီးတိဖို့လိုတဲ့ဟာနှစ်ပိုင်းပေါ့နော်တစ်ခုက import ဆိုတဲ့ move ရဲ့နောက်တစ်ခုဆိုတာ direct query ဆိုတဲ့ဟာ import ဆိုတာကထားပါဆိုကျွန်တော်တို့မျက်လုံးနဲ့မြင်ကြည့်လိုက်ကိုယ့်ရဲ့လုပ်ငန်းမှာရှိတဲ့ကိုယ့်ရဲ့ computer ထဲမှာရှိတဲ့ data table တစ်ခုကိုအသုံးပြုပြီးတော့ analysis report တစ်ခုတည်ဆောက်မယ်ဆိုပါစို့အဲ့တော့ Power BI ကကိုယ့်ရဲ့ computer ထဲမှာရှိတဲ့ maybe CSV file တော့လည်းကောင်း Excel file တော့လည်းကောင်းအဲ့ဒါနဲ့ကျွန်တော်တွားပြီးတော့ချိတ်တယ်အဲ့ခါကျရင်ကျွန်တော်ကဘာ method လို့ခေါ်လဲဆိုတော့ import method လို့ခေါ်တယ် import method ရဲ့အဓိပ္ပာယ်က Power BI ကကိုယ့်ရဲ့ computer ထဲမှာရှိတဲ့ table နဲ့တွားချိတ်တာတော့မှန်တယ်ဒါပေမဲ့ချိတ်ပြီးတဲ့အခါကျရင်အဲ့ဒီရဲ့ table ကို Power BI ကသူ့ရဲ့ကိုယ်ပိုင် server တွေကိုသူကယူလိုက်တာယူလိုက်ပြီးတော့သူ့ရဲ့အဲ့ဒီရဲ့ table ကိုသူ့ရဲ့ server တွေကိုသူထည့်ထားတယ်နောက်ပိုင်းလုပ်တဲ့လုံဆောင်ချက်မှန်သမျှ report ပဲထုတ် analysis တွေပဲထပ်လုပ်သူ့ရဲ့ကိုယ်ပိုင် server တွေကိုထည့်ထားတဲ့ table ပေါ်မှာပဲသူကဆက်ပြီးတော့အလုပ်လုပ်တာအဲ့ဒါကိုကျွန်တော် import method လို့ခေါ်တယ်တင်ကြကိုယ့်ရဲ့ computer နဲ့ယူပြီးတော့သူ့ရဲ့ server တွေကိုသူကထည့်လိုက်တာအဲ့တော့ तू က import method တွေမှာဘာ limitation ရှိတယ်ဆိုတော့ချိတ်ဆက်တဲ့ table က तू က 1 gig တဲ့ကြော်လို့မရအောင်ဆိုတော့ तू က limit လုပ်တာအဲ့တော့ဘာကြောင့် limit လုပ်တယ်ဆိုတော့ तू လည်းအများကြီးမသိမနိုင်ဘူးလေနော်တစ်ကမ္ဘာလုံးမှာ Power BI ကိုအသုံးပြုနေတဲ့ user ကတန်းတဲ့ချီရှိတာဖြစ်တဲ့အတွက်အကုန်လုံးက 1 gig နဲ့ဆိုရင်သူ့ရဲ့ server တွေကိုထည့်ရတဲ့ size ကလည်း तू က limit လုပ်ရှင်တာဟုတ်အဲ့ဒီအတွက် तू က import method ကိုသုံးမဲ့ဆိုရင် table ရဲ့ size ကို 1 gig limit လုပ်တာ1 gig ဆိုတာက table ကတော်တော်လေးကြီးနေပြီနော်1 gig ပဲလားပေါ့နော်တို့ဒီလိုထင်လိုက်1 gig က site ကတော်တော်လေးကြီးတယ်ပုံမှန်ကျွန်တော်တို့ပုံမှန်သုံးနေတဲ့ table site က map လေးနည်းနည်းလေးပဲရှိတာဒါ1 gig ဆိုတာတော်တော်လေး big data တော်တော်လောက်ထိကျွန်တော်တို့ရတယ်လို့ကျွန်တော်ပြောလို့ရတယ်တနည်းအားဖြင့် row တွေဆိုရင်သိန်းနဲ့ချီကျွန်တော်တို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ direct query ကြတော့ तू က import method လို့သူ့ရဲ့ကိုယ်ပိုင် server တွေကို तू မယူတော့ data ရှိတဲ့နေရာမှာ तू ကသွားလုပ်တာထားပါဆိုဒီကလုပ်ငန်းတွေမှာ database တွေသုံးတယ် cloud မှာထားတဲ့ data warehouse ဆို data server တို့သုံးတယ်ဆိုပါစို့အဲ့တော့အဲ့ဒီ data ထားတဲ့ server တွေကို तू ကဝင်ပြီးတော့သွားယူတယ်သွားချိတ်တယ်ဒါပေမဲ့ तू ကအဲ့ဒီရဲ့ data ကိုသူ့တွေကို तू မယူလိုက်ဘူး data ရှိနေတဲ့နေရာပေါ်မှာပဲ तू ကအလုပ်သွားလုပ်တာအဲ့တော့ direct query က तू ကသူ့ရဲ့ server တွေကို तू ထည့်ထားရတာမဟုတ်တဲ့အတွက်သူ့မှာ limit လုပ်မထားဘူးသူ့ရဲ့ data ရဲ့ size ကိုဘာကြောင့်လဲ तू သိမ်းသားပေးစရာမလိုအဲ့တော့ဒီနှစ်ခုကဘာအားသာချက်ဘာအားနည်းချက်ရှိတယ်ဆိုတော့ direct query method နဲ့ချိတ်ဆက်ထားတဲ့ report တွေကကိုယ့်ရဲ့ server ထဲမှာ data update ဖြစ်သွားတိုင်းကိုဖန်တီးထားတဲ့ report မှာ update ပြောင်းတယ်ဘာမှကျွန်တော်တီးခြားအသစ်ထပ်လုပ်စရာမလိုတော့အဲ့တော့လုပ်ငန်းမှာရှိနေတဲ့ database နဲ့ cloud မှာထားတဲ့ data နဲ့ကျွန်တော်တွားချိတ်ပြီးတော့ကိုက report တွေတိစောက်ထားတယ်ဆိုပါစို့အဲ့တော့အဲ့ဒီ report ကကိုယ့်ရဲ့ database ထဲမှာ data update ဝင်သွားတိုင်းဒီရဲ့ Power BI report မှာ update ကျွန်တော်ကြည့်လို့ရတယ်အလွယ်ပြောရရင်ဟိုစစချင်းဥမာ retail city map လို့လုပ်ငန်းပဲဆိုပါစို့နော်သူ့ရဲ့နောက်ွယ်မှာသူ့ရဲ့ database တွေသူရှိမှာပဲလေအဲ့တော့ကျွန်တော်တို့တွေကသူ့ရဲ့ database နဲ့ချိတ်ဆက်ပြီးတော့ report တစ်ခုတိစောက်ထားတယ်ဆိုပါစို့အဲ့တော့ထားပါစို့လူတစ်ယောက်က report တိစောက်ရဲ့နောက်ပိုင်းမှာလူတစ်ယောက်ကဈေးလာဝယ်တယ်သူ့ရဲ့ cash မှာသူ့ရဲ့ process မှာငွေရှင်းလိုက်တယ်အဲ့ဒီ data တွေကသက်ဆိုင်ရာသူ့ရဲ့ ERP ရဲ့တစ်စစ်ဝင်ပြီးသူ့ရဲ့ database ကိုရောက်သွားတယ်ဆိုပါစို့ database ကို data စီးသွားတာနဲ့ကိုယ့်ရဲ့ report မှာ update ပြောင်းတယ်အဲ့တော့အဲ့လိုမျိုးလုပ်ငန်းမျိုးဆိုရင်အရန်အဆင်ပြေတယ် real time နီးပါး monitoring လုပ်လို့ရတယ်။ဘာကြောင့်ကျွန်တော်ကနီးပါးလို့ပြောရတယ်ဆိုတော့သူ့စီမှာ update လုပ်တဲ့ schedule တွေရှိတာပေါ့နော် real time ပေးတိုင်းဆိုရင် real time ပေးမှာပေါ့နော်။ကြည့်တနင်္လာနေ့တစ်ခါ schedule ပေးတိုင်းဆိုရင်တနင်္လာနေ့တစ်ခါ update လုပ်မှာပေါ့နော်။အဲ့ဒီလောက်ပဲကွာသွားတယ်အကြာကြီးစောက်စရာမလိုဘူး။အဲ့တော့ real time access လုပ်လို့ရတဲ့အခြေအနေမှာရှိတဲ့လုပ်ငန်းတွေကသူ့ရဲ့လုပ်ငန်းလုံးဆောင်တာအစီအစဉ်မှာသူကောင်းကောင်း monitoring လုပ်လို့ရတယ် business performance တွေကိုတကယ်တမ်းဆိုရင်အရန်အဆင်ပြေတယ်အရန်ဆင်ပြေတယ်ပေါ့နော်အဲ့တော့ import method ကတော့အကယ်၍ကိုယ့်ရဲ့ computer ထဲမှာရှိတဲ့ table မှာ data update ဖြစ်သွားတယ်ဆိုရင် Power BI နဲ့ဖန်တီးထားတဲ့ report မှာ update မပြောင်းပါဘူး။ဘာကြောင့်လဲဆိုတော့ Power BI ကအဲ့ဒီမှာဟိုမှာ update ဖြစ်သွားတာ तू မသိဘူး။ဘာကြောင့်လဲဆိုတော့ तू သိတာကသူ့ရဲ့ server တွေကိုထည့်ထားတဲ့ table ပေါ်မှာပဲ तू ကအလုပ်လုပ်နေတာဖြစ်တဲ့အတွက်မူလ table မှာ data ပြောင်းသွားတယ် change တွေဖြစ်သွားတယ် update တွေဖြစ်သွားတယ်ဆိုတာ तू မသိဘူး။အဲ့တော့
report မှာ update မဖြစ်ဘူး update ဖြစ်ချင်တယ်ဆိုရင်ဂျားထဲမှာတခြားသောတီးခြား software တွေခံပြီးတော့ update လုပ်လို့ရတဲ့နည်းလမ်းတွေတော့ရှိတယ်သို့တော့ direct query method လောက်တော့အရင်အဆင်ပြေတာမျိုးတွေတော့မဟုတ်သို့တော့ပေါ့နော်ကောင်းတယ်လို့တော့ပြောရတာလုပ်ငန်းမှာ database ကိုအလွယ်တကူ access လုပ်ဖို့ကခက်ခဲနေတုန်းပဲလေနော်ဒါပေမဲ့ကောင်းတယ်လုံနိုင်တယ်ဆိုရင်တော့ကောင်းတယ်ပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်ဖြည့်ဆွတ်ပြီးတော့ကျွန်တော်ပြောပြတာပါအဲ့တော့ဒုတိယတစ်စစ်ဖြစ်တဲ့ဒါဆိုရင်ကျွန်တော်ဒုတိယတစ်စစ်ကိုရောက်လာပြီကျွန်တော်တို့ဒီမှာမြင်နေရတဲ့အပိုင်းကဒါဆိုရင်ကျွန်တော်တို့ query editor ထဲမှာမြင်ရတဲ့ပုံစံတချို့အချိန်နဲ့ limitation ရှိတော့သူ့ရဲ့ဟာကိုတော့အသေးစိတ်ကျွန်တော်မပြပေးတော့ဘူးပေါ့နော်အဲ့တော့အပေါ်မှာရှိနေတဲ့မီဒီယာမှာရှိနေတဲ့ feature တွေကိုသုံးပြီးတော့ဒါက table ထဲမှာပါတဲ့ row တွေ column တွေအဲ့တော့အဲ့ဒီရဲ့ data တွေကိုလိုသလိုပြုပြင်ပြောင်းလဲမှုတွေကျွန်တော်ကလုပ်ရမှာ preparation တွေကျွန်တော်လုပ်ရမှာအဲ့တော့နောက်တစ်စစ်ပြ data model အဲ့တော့ဒီမှာမြင်ရတဲ့ဒီအဖြူအောင်အကွက်တွေဆိုတာဒါက table တွေအဲ့တော့ table တစ်ခုနဲ့တစ်ခုနဲ့ကြားမှာဒီလိုမျိုးကျွန်တော် connection လေးကျွန်တော်ချိတ်ဖို့လိုတယ် connection မရှိဘဲနဲ့ table တစ်ခုနဲ့တစ်ခုနဲ့က independent ရပ်တည်နေမယ်ဆိုရင်ဒီ table တွေပေါင်းပြီးတော့ကျွန်တော် report ထုတ်လို့မရဘူးဒီမှာမြင်နေရတဲ့ဂျားတွေကဒီ straight line အနဲ့ရောင်တဲ့ line တွေကဒါက table တစ်ခုနဲ့တစ်ခုနဲ့ကြားမှာ relationship တွေကျွန်တော်ချိတ်ထားတာအဲ့ဒီဟာကိုကျွန်တော်ဘာမှလုပ်ရလဲဆိုတော့ data model မှာလုပ်ရတာအဲ့တော့ခုနကမြင်ရတဲ့ user interface ပုံစံနဲ့Power Query ထဲမှာမြင်ရတဲ့ UI ပုံစံနဲ့ database data model မှာမြင်ရတဲ့ပုံစံကလည်းမတူတော့ပြန်ဘူးနေရာချင်းလည်းမတူအဲ့တော့ကိုကဘာမှလုပ်မယ်ဆိုရင်ဘယ်ကိုသွားပြီးတော့လုပ်ရမယ်ဆိုတဲ့ဟာတွေကျွန်တော်သိဖို့လိုလာတာပေါ့နော်ဒါက data model အဲ့တော့ဒီဘက်မှာမြင်ရတဲ့ဟာကဒါက data model မဟုတ်ဘူး table တစ်ခုနဲ့တစ်ခုနဲ့က तू က relationship တွေမရှိဘူး connection လည်းမရှိဘူးတီးခြားရက်တည်နေတဲ့ independent table တွေလို့ပြောလို့ရတယ်အဲ့တော့တစ်ဖက်မှာကျွန်တော်တို့ table တစ်ခုနဲ့တစ်ခုနဲ့ connection တွေချိတ်လိုက်နော်အဲ့တော့အဲ့လိုမျိုးကျွန်တော်တို့ data model မှာ table တွေ relationship ချိတ်တော့မယ်ဆိုရင်ဒါဆို data model နဲ့ပတ်သက်တဲ့ knowledge တွေကျွန်တော်တို့သိဖို့လိုလာပြီနော်အဲ့တော့နောက်တစ်စစ်က data model ထဲမှာပဲကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ကိုထုတ်ကြည့်ခြင်းတဲ့ report အရာကိုထုတ်ကြည့်ခြင်းတဲ့အကြောင်းအရာတွေကိုထုတ်ဖို့အတွက် calculation တွေလုပ်ဖို့လိုလာတယ်တွက်တယ်ချက်တယ် measure လုပ်တယ်ဒါတွေအားလုံးကကျွန်တော်တို့ data model တွေက table view မှာလုပ်ရတယ် report view မှာကျွန်တော်တို့လုပ်ရတယ်အဲ့တော့ဒါကနောက်ထပ်ကျွန်တော်တို့ step တစ်ခုကျွန်တော်တို့ဖြစ်လာပြီအဲ့တော့နောက်ဆုံးမှကျွန်တော်တို့ဒီရဲ့စစ်ကိုကျွန်တော်ရောက်လာတာကျွန်တော်တို့လိုချင်တဲ့ interactive dashboard က Power BI workflow process ဆိုရင်နောက်ဆုံးအဆင့်မှကျွန်တော်တို့ရတာအဲ့ဒါရဖို့အတွက်ကိုရှေ့မှာအချိန်အများကြီးကျွန်တော်တို့လုပ်ခဲ့ရတာပေါ့နော် project တစ်ခုလုံးရဲ့အတိုင်းအတာအားဖြင့်ဆိုရင် report ထုတ်တဲ့ process ကအဲ့လောက်ထိမကြာဘူးရှေ့မှာလောက်ရတဲ့ process ကပိုကြာတယ် Power Query မှာကြာတယ်ဘယ်လိုနေရာမျိုးကပိုကြာလဲဆိုတော့ကိုယ့်လုပ်ငန်းမှာရှိတဲ့ table ကဘယ်လောက်ထိ raw ဆန်လဲပေါ့နော် raw ဆန်နေလေကြာလေပဲပြီးရင် calculation မှာကြာတယ် calculation မှာကြာတာဆိုတာ calculation အများကြီးမလုပ်ဘဲနဲ့ report ထုတ်လို့ရတာဆိုတော့လုပ်လို့ရတာပေါ့ဒါပေမဲ့ဒါကတာမန် report တစ်ခုပဲဖြစ်မှာလေ table ထဲမှာပါတဲ့ data လောက်ပဲကျွန်တော်ကြည့်လို့ရမှာမဟုတ်သူများလည်းမတူတဲ့ innovative ဖြစ်တဲ့ point of view တွေကျွန်တော်တို့ကြည့်မယ် deeply analysis တွေလုပ်မယ်ဆိုရင် calculation ကလုပ်ကိုလုပ်ပေးဖို့လိုတယ်အဲ့ဒီအတွက်ကျွန်တော်တို့ depth function တွေကျွန်တော်သိဖို့လိုလာပြီ formula language တွေကျွန်တော်သိဖို့လိုလာပြီအဲ့တော့နောက်ဆုံး chat တွေ grade တွေနဲ့ကျွန်တော်တို့ report ထုတ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ခုနကကျွန်တော် sharing လုပ်တဲ့ဒီရဲ့ dashboard ကနောက်ဆုံးအဆင့်မှာကျွန်တော်တို့ရောက်လာတဲ့ report အဲ့တော့ဒီလိုမျိုးကျွန်တော်တို့ဒီ84K တွေရလာဖို့ 24.9 million တွေရလာဖို့ကနောက်မှကျွန်တော်ကအများကြီးတွက်တာကြည့်လိုက်တော့ report တစ်ခုပဲ data တွေရှိတယ်ဆိုပါစို့ဒါပေမဲ့ဒါက Power BI မှာလည်း front end နဲ့ back end ဆိုတာရှိရင်เนาะ back end မှာတော့အရန်ရှုပ်ထွေးနေလိမ့်မယ်လုံးဆောင်ချက်တွေအများကြီးရှိလိမ့်မယ်ဒါပေမဲ့ front end ဘက်မှာတော့အရန်ကြည့်ရတာအဆင်ပြေတယ်ဒါကတော့ front end back end ပေါ့เนาะဒါကြီးရလာဖို့ကနောက်ကွယ်မှာလောက်ရတဲ့ process တွေကအများကြီးရှိတယ်အဲ့တော့ interactive ဖြစ်တဲ့ dashboard ဆိုတဲ့အတိုင်းပဲသူကမျိုးစုံကျွန်တော်တို့ပြောင်းပြီးတော့ကြည့်လို့ရတယ်အဲ့တော့ထားပါဆိုကျွန်တော်တို့ဥမာကိုကြည့်ချင်တဲ့ခုနှစ်လိုက်ပြောင်းကြည့်မယ်ဆိုရင်ကျွန်တော်အကုန်လုံးကျွန်တော်ပြောင်းကြည့်လို့ရတယ်ထားပါဆို2020ကြည့်မယ်ဆိုရင်2020ကိုဆက်လက်လုပ်ပြီးကျွန်တော်ပြောင်းကြည့်ရုံအဲ့တော့2022ကိုကြည့်ချင်တယ်ဆိုရင်2021ကိုပြောင်းပြီးတော့ကြည့်ရုံပေါ့နော်သူရဲ့ interactive dashboard ဆိုတဲ့အတိုင်းပဲဒီမှာဖော်ပြနေတဲ့အကြောင်းအရာတွေ data တွေအားလုံးကကိုကြည့်ချင်တဲ့ layer အလိုက်ကိုကြည့်ချင်တဲ့ breakdown ခွဲပြီးကြည့်ချင်တဲ့အကြောင်းအရာအလိုက်မျိုးစုံကျွန်တော်ပြောင်းကြည့်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီ category တစ်ခုချင်းစီရဲ့ order တွေကိုကြည့်ချင်တယ်ဆိုရင်လည်းကိုကဒီ graph တစ်ခုတည်းမှာပဲအသေးစိတ် information တွေအများကြီးကျွန်တော်ထည့်ကြည့်လို့ရတယ်
အများကြီး report တွေအများကြီး create လုပ်ကြမလို့ပေါ့နော်ဒီရဲ့ grade တစ်ခုတည်းမှာမတူညီတဲ့ information တွေအများကြီးကျွန်တော်ထည့်ပြီးပြလို့ရတယ်ဒါတွေကအဓိကသူ့ရဲ့အားသာချက်တွေကဲပြီးခုမှကျွန်တော်တို့ direct query method နဲ့ချိတ်ဆက်ပြီးထုတ်လာတဲ့ report ဆိုရင်ဒါဒီရဲ့ report မှာ data တွေအများကြီးသူက update တွေပြောင်းပြီးတော့အဲ့ဒီမခက်ပါဘူးဘာမှမခက်ပါဘူးသို့တော့ကျွန်တော်တို့ရဲ့ကြုံတွေ့ခဲ့တဲ့လေးလာရဲ့ system ရအလွတ်ကျက်တယ်အလွတ်မှတ်တယ်ဆိုရင်တော့မရမေ့သွားပြီးတော့သူက software လည်းဖြစ်တယ်ထိတွေ့တာနည်းသွားပြီဆိုရင်လည်းမေ့သွားတယ်ဒီမှာသူလည်းပါတယ်နောက်တစ်ခု concept ကိုနားလည်ဖို့လိုတယ်software ကိုဘယ်လိုဖွင့်ဘယ်လိုသုံးလို့သင်ခဲ့တဲ့လေးလာမှုတွေကနေဖောက်ထွက်ပြီးပြောင်းလဲဖို့လိုတယ် concept ကိုနားမလည်ဘူးဆိုရင်Power BI ကတကယ်တော့ automate test တစ်ခုမဟုတ်ဘူးဗျသူ့မှာအရန် powerful ဖြစ်တဲ့ tool တွေရှိတာတော့မှန်တယ်ဒါပေမဲ့လူကသူ့ကိုခိုင်းရတာဖြစ်နေပြဿနာလေအဲ့တော့ကျွန်တော်တို့ဖြစ်ချင်တဲ့အတွေးတွေကျွန်တော်တို့ idea တွေကိုသူလုပ်ပေးနိုင်တယ်သို့တော့အဲ့ဒါကိုသူ့ကိုခိုင်းသူ့ကို apply လုပ်အဲ့ဒါမှသူကထွက်ပေးတာသူ automatic ထွက်လာတဲ့ကိစ္စတော့မဟုတ်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလုပ်ချင်လဲဆိုရင်သူ့ရဲ့ process ကဘယ်နားကိုသွားပြီးတော့ဘာ tool ကိုသွားသုံးရမလဲဆိုတဲ့ဟာကိုကျွန်တော်သိဖို့လိုလာပြီကိုဘာလိုချင်တဲ့ပုံမူတည်ပြီးတော့သုံးရတဲ့ tool တွေလည်းမတူဘူးသုံးပြရတဲ့ function တွေလည်းကျွန်တော်မတူတကယ်တမ်းဆိုအများကြီးလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဥပမာဆိုထားပါဆိုဒါဆိုရင်ကျွန်တော်တို့ total order ပေါ့နော်ဒါကတော့အယောင် data နဲ့ပတ်သက်တဲ့လောက်လာတဲ့ report ဆိုရင်ကျွန်တော်တို့မှာစုစုပေါင်း order 2000ခွဲကျော်ရှိတယ်အဲ့ဒီမှာသူ့ရဲ့ category ရှိ accessory ကဘယ်လောက် bike ကဘယ်လောက် clothing ကဘယ်လောက်ကျွန်တော်ဒီလို breakdown တွေကျွန်တော်အများကြီးခွဲကြည့်လို့ရတယ်အဲ့တော့အဲ့ဒီရဲ့ accessory အောက်မှာ set category ဘယ်လောက်ကြီးကြီးရှိလဲ product နေကျွန်တော်ဘယ်လောက်ကြီးကြီးရှိလဲဒီလိုလေးတွေကျွန်တော်အလွယ်တကူပြောင်းကြည့်လို့ရတယ်ဒါအပြင်ကိုက accessory ကိုမသိချင်ဘူး bike နဲ့သိချင်တယ်ဆိုရင်ကျွန်တော်တို့ bike ကိုကျွန်တော်ပြောင်းလိုက်ရုံပဲပြီးရင်တစ်ခုချင်းစီကျွန်တော်အကုန်လုံးကျွန်တော်လိုက်ပြီးတော့ပြောင်းပြီးတော့ကြည့်လို့ရတယ်တနည်းအားဖြင့်အချိန်သက်သာတယ်လွယ်တယ် data ကိုအလွယ်တကူ access လုပ်လို့ရတယ်360ပတ်လည်းကြည့်လို့ရတယ်ဘယ် point of view ကကြည့်လာအကုန်ကြည့်လို့ရတယ်အဲ့တော့ကိုဖန်တီးရင်ဖန်တီးရတဲ့ပုံမူတည်ပြီး report တွေကတော့အများကြီးတော့ကျွန်တော်လုပ်လို့ရတာပါနော်အဲ့တော့ဒီလက်ရှိကျွန်တော်ပြနေတာ Power BI service အပေါ်မှာရှိနေတဲ့ report တစ်ခုပြ Power BI desktop တော့မဟုတ်ဘူးပေါ့နော်ဒါဆိုရင်ဥမာအရောင်တစ်ခုတက်တော့မယ်ဆိုရင်သူ့စီမှာ improvement လုပ်နိုင်တဲ့ factor တွေကဘာလဲတချို့ AI နည်းပညာတွေတချို့တွေနောက်ပိုင်းကျွန်တော်ပါလာတယ်ဒါတွေကတော်တော်လေးအဆင်ပြေလာတဲ့ကိစ္စတွေရမယ်နော် okay နောက်တစ်ခုကကျွန်တော်တို့ Power BI service အဲ့တော့လက်ရှိကျွန်တော်ပြတဲ့ဟာဒါ Power BI service ပေါ်မှာတင်ထားတဲ့ report တစ်ခုဒီရဲ့ report ကို Power BI desktop မှာကျွန်တော်တိဆောက်ထားတဲ့ဟာပေါ့နော်အဲ့တော့ Power BI desktop မှာတိဆောက်ပြီးတော့ဒီရဲ့ report ကိုကျွန်တော် Power BI service ပေါ်ကျွန်တော်တင်လာတယ်အဲ့တော့တခြားသောသူတွေကိုကျွန်တော် share လုပ်ရတယ်ဆိုတာဘာကိုပြောတာလဲဆိုတော့အဲ့တော့ဒီမှာကျွန်တော်တို့ share ဆိုတဲ့ဟာနဲ့ pattern လေးတစ်ခုရှိတယ်ဒါဆိုရင်ကိုပို့ချင်တဲ့လူရဲ့ email ကိုကျွန်တော်ဒီမှာထည့်ပြီးတော့စလိုက်တာနဲ့ကိုရဲ့ report ကအဲ့ဒီစီကိုကျွန်တော်ရောက်သွားပြီဒါပေမဲ့အဲ့ဒီလက်ခံမဲ့ receiver user ကလည်း Power BI service account ရှိနေဖို့တော့လိုမှာပေါ့နော်အဲ့လို share လုပ်တဲ့အခါကျရင်ဒါပေမဲ့အလွတ်ကြီးတော့သူပေးတာမဟုတ်ဘူးသူ့မှာ permission တွေသူကျွန်တော်တို့ setting တွေပေးလို့ရတယ်ထားပါဆိုကျွန်တော်ကတခြားသော BDA ကိုကျွန်တော် share တယ်သူ့ကိုကျွန်တော်တို့ read only ဆိုရင် read only send လုပ်တဲ့အချိန်မှာသူ့ရဲ့ permission တွေကိုကျွန်တော်တစ်ခါလေးပိုင်းပြီးတော့ပေးလိုက်လို့ရတယ်ဒါဆိုရင် send read only ပဲပေးတယ်ဆိုရင်တစ်ဖက်က user ဖတ်လို့ပဲရတယ်ဒါကို update လုပ်လို့မရဘူးတခြားသောသူတွေကိုပြန် share လို့မရဘူးအဲ့တော့ကိုပေးတဲ့အချိန်မှာကိုက fully permission ပေးရတယ်ဆိုရင်သူတို့ကပြန်ပြီးတော့ update လုပ်လို့လည်းရတယ်တခြားသောသူတွေကိုလည်းပြန် share လို့ရတယ်အဲ့လိုမျိုးကျွန်တော် permission လေးတွေသူကထိန်းထားတာရှိတာပေါ့နော်ဆိုတော့အလွယ်တကူ set လုပ်ရတယ်သူကMicrosoft ရဲ့သူ့ရဲ့ system ရတခြားသောသူ့ရဲ့ related software တွေနဲ့သူအကုန်လုံး list ချိန်ထားပြီးသား Microsoft တင်းနေရတဲ့
လုပ်လို့ရတယ် email ကလည်းပို့လို့ရတယ် link တွေကို create လုပ်ပြီးတော့လည်းပို့လို့ရတယ်ဒါပြင် QR scan တွေပါ create လုပ်ပြီးတော့ကိုယ့်ရဲ့ report ကိုပို့လို့ရတယ်မျိုးစုံသူကအလွယ်တကူ access လုပ်လို့ရအောင်သူက support ပေးထားတယ်ဒါပြင်ဒီရဲ့ report တစ်ခုကို collaborate လုပ်ပြီးတော့သုံးလို့ရတယ်ထားပါဆိုဟို folder လေးတစ်ခုကျွန်တော်တို့တိစောက်လိုက်တာပေါ့နော် Power BI service ပေါ်မှာတနည်းအားဖြင့်တင်ဒီရဲ့ folder ထဲမှာဟိုတကယ်လည်းဆို folder တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်အားလုံးမျက်လုံးနဲ့မြင်အောင်မလို့ folder လေးတစ်ခုတိစောက်လိုက်ရတယ်အဲ့ဒီမှာ project လုပ်မဲ့ file လေးကျွန်တော်ထည့်ထားတယ်အဲ့ဒီရဲ့ folder ကို access လုပ်မဲ့ကိုယ့်ရဲ့ team member တွေကိုကျွန်တော်ထည့်တယ်ဒါဆို team member တွေကဒီထဲမှာအကုန်လုံးအတူတူလာပြီးတော့ကိုယ့်ရဲ့ project တစ်ခုတည်းကိုဝင်လုပ်လို့ရတယ်အဲ့ဒါ collaborate လုပ်ပြီးတော့ကျွန်တော်သုံးတာအဲ့တော့ Power BI service ရဲ့အဓိကအားသာချက်ကအဲ့ဒါပဲ तू က cloud base ဖြစ်ပါတယ် web ပေါ်မှာကျွန်တော်သုံးရတာပါ free version ရတယ်ဒါပေမဲ့တယောက်နဲ့တယောက်နဲ့ share လုပ်တယ်ဆိုရင် free version မရတော့ Power BI service account ကို create လုပ်ကြတော့ပေးထားတယ်ပေါ့နော် create လုပ်ကြပေးထားတယ်သုံးလို့ရတယ်ဒါပေမဲ့တခြားသောသူတွေကိုပေးတယ်ဆိုရင်တော့ကျွန်တော် share လုပ်လို့မရဘူးအဲ့တော့ဒီနေရာမှာတချို့တွေမေးကြတယ်မဖြစ်မနေတစ်လောက်ဒေါ်လာ10လောက်သုံးမှတခြားသောသူတွေကိုကျွန်တော်ပေးလို့ရလားပေါ့နော်တခြားနည်းလမ်းတွေလည်းရှိပါတယ်ဥပမာကိုယ့်ရဲ့ Power BI working file ကိုတခြားသောသူကိုပို့လိုက်ရဆိုရင်လည်းရတာပေါ့နော် तू ကတော့ဖွင့်ကြည့်ရမှာပေါ့နော်ဒါမှမဟုတ်ကိုဖန်တီးထားတဲ့ Power BI dashboard ကို Power BI dashboard ကြီးကို Microsoft PowerPoint ပေါ်တင်လိုက်ဒါ PowerPoint ကိုပေးလိုက်လည်းရတယ်အဲ့လိုလည်းရတာပဲဒါမှမဟုတ်ကိုယ့်ရဲ့ report ကို PDF စေ့ပြီးတော့ပေးလိုက်လည်းရတယ်နည်းလမ်းတွေတော့အများကြီးရှိတာပေါ့နော်ဒါပေမဲ့ဟိုသုံးလို့ရတဲ့ feature အပြည့်အဝတော့ကိုကတော့သုံးလို့ရမှာမဟုတ်ဘူးပေါ့နော်ထားပါဆိုကျွန်တော်က direct query သုံးတယ် report တိဆောက်ထားတယ်အဲ့တော့ဒီရဲ့ report ကို analysis လုပ်တဲ့လူကများသောအားဖြင့် analysis လုပ်တဲ့သူတွေကလုပ်ငန်းတွေမှာဆိုရင်ပုံမှန် database နဲ့ချိတ်ဆက်ပြီးတော့ report တွေထုတ်တယ်ပြီးတော့ analysis report တွေဆိုတာလည်းအမြဲတမ်းတစ်ခုတည်းမဟုတ် top management ကြည့်မယ် CEO ကြည့်မယ် report ကတက်သူကြည့်မဲ့ point of view နဲ့အောက်က operation မှာလုပ်နေတဲ့လူရဲ့ point of view နဲ့တူမှာမဟုတ်လေအဲ့တော့CEO ကြည့်မဲ့ report ကိုတက်တစ်ခု create လုပ်တယ်သက်ဆိုင်ရာ functional manager ကြီးကြည့်မဲ့ report ကိုတက်တစ်ခုလုပ်တယ် brand manager ကြီးကြည့်မဲ့ report ကိုတက်တစ်ခု create လုပ်တယ်အဲ့တော့ operation မှာကြည့်ဖို့လိုတဲ့ data တွေကိုတက် create လုပ်တယ်သူကဘသူကဘာ data ကြီးကြည့်ရမလဲဆိုတဲ့ဟာကိုသူကအကုန်လုံး define လုပ်ပြီးတော့ report တွေကိုသူကတိဆောက်လိုက်တယ်တိဆောက်ပြီးတော့သက်ဆိုင်ရာ user အသီးသီးကိုကျွန်တော်တို့အကုန်လုံးသူက Power BI service ကနေ share လုပ်တာအဲ့တော့ဟို main database မှာ data update ဖြစ်သွားတဲ့အခါကျသက်ဆိုင်ရာ user အသီးသီးမှာအကုန်လုံးကျွန်တော် real time ကြည့်နေလို့ရတယ်အဲ့ဒီရဲ့အားသာချက်တွေရောရှိဆိုတော့ထုံးစံတိုင်းလေးကွန်ပျူတာလေးဖွင့်လိုက်တာနဲ့လုပ်ငန်းရဲ့ business performance တွေကို measure လုပ်လို့ရတယ်ကို monitoring လုပ်လို့ရတယ်ဟိုလို data တွေကျွန်တော်လိုက်တောင်းစရာမလိုတော့တချို့သောလုပ်ငန်းတွေရဲ့ data analysis ဆိုရင်အလုပ်တွေအလောက်ထိအမြဲတမ်းမရှိဘူးပေါ့နော်မရှိဘူးဆိုတာအသီးသီး report တွေ create လုပ်လိုက်ပြီဆိုရင်သူ့ရဲ့ single project တချို့လောက်ပဲသူပုံမှန်လုပ်နေရတာပုံမှန်ဆိုရင် data ကိုmaintain လုပ်တဲ့ state နဲ့ monitoring လုပ်တဲ့ state လောက်ပဲသူကလုပ်တာအဲ့ဒါ software တွေရဲ့အားသာချက်ကြောင့်တချို့ process လုပ်ငန်းစဉ်တွေမှာအချိန်အများကြီးကျွန်တော်တက်တာပါအဲ့ဒီတော့ဟိုလူတယောက်တောင်းတယ်ကိုအထက်လူကြီးတယောက်တောင်းတယ်ဆိုတော့တစ်ခါ report လုပ်စရာမလိုတော့အကုန်လုံးကဒီမှာကျွန်တော်ကထည့်ထားပြီးသားဆိုတော့နောက်တစ်ခုကကျွန်တော်တို့ Power BI mobile ပေါ့နော်အဲ့တော့ mobile နဲ့ service နဲ့ကတိတ်မကွာအောင် mobile က application base ပါအဲ့တော့ Android မှာလည်းကျွန်တော်တို့ download ဆွဲလို့ရတယ် Play Store မှာ download ဆွဲလို့ရတယ် Apple Store မှာလည်း download ဆွဲလို့ရတယ် Windows မှာလည်းကျွန်တော်တို့ download ဆွဲလို့ရတယ် Power BI service မှာ register လုပ်ထားတဲ့ email username နဲ့ပဲ Power BI mobile မှာအလွယ်တကူကျွန်တော်တို့ဝင်ကြည့်လို့ရတယ်ကို့မှာ computer ရှိစရာမလိုဘူးကိုယ့်ရဲ့ report ကိုယ့်ရဲ့ဖုန်းကနေတစ်စစ်ကိုတောက်လျှောက် monitoring လုပ်နေလို့ရတယ်တနည်းအားဖြင့် Power BI mobile နဲ့ထုတ်ရတဲ့အဓိကရည်ရွယ်ချက်ကလည်းသူက real time monitoring လုပ်ဖို့အတွက်ပဲသူကထုတ်တာနောက်တစ်ခုသူ့မှာ additional feature ပါလာတယ်ဆိုတော့ကျွန်တော်တို့ setting တွေပေးထားရဲဆိုရင်အဓိက key metric တွေ data changes ဖြစ်သွားတယ်เนาะ data changes ဖြစ်သွားတယ်ဒါမှမဟုတ်ကို setting ပေးထားတဲ့ထက်နည်းနည်းကျော်သွားတယ်အရင်ညော့သွားတယ်ဆိုရင် Power BI mobile မှာ reminder feature လေးတွေပါလာတယ် alarm လေးတွေလုပ်ပေးတယ်เนาะ data လေးပြောင်းသွားတယ်အရင်ကျသွားတယ်အရင်တက်သွားတယ်အဲ့လိုမျိုးကျွန်တော် remind လေးသူလုပ်ပေးနိုင်တယ်တကယ်တမ်းဆိုရင်ဆိုတော့ဒီ mobile layout ဆိုရင်ဒီလိုပုံစံမျိုးနဲ့သူကပေါ်လိုက်မယ်အဲ့တော့ Power BI service ကနေတစ်စစ် Power BI mobile မှာဖုန်းပေါ်မှာဘယ်လိုကြည့်ကျင်လဲဆိုတဲ့ဟာကိုကိုပါကကိုလည်း customize လုပ်လို့ရတယ်အပေါ်ဆုံးမှာတော့ဘယ် key metric လေးကိုထားပေးပါ
ဘာလေးကိုထားပေးပါဆိုတော့ကိုယ့်ရဲ့ဖုန်းပေါ်မှာပေါ်တဲ့ပုံစံကိုလည်းကိုယ့်ဘာကကိုစက်တင်ပေးလို့ရတယ်ကိုယ့်ဘာကကိုရွေးချယ်လို့ရတယ်ကိုလိုလိုက်ရှာစရာမလိုကိုကြည့်ချင်တဲ့အဓိက primary ဖြစ်တဲ့ key metric တွေဆိုရင်ဟိုအပေါ်ဆုံးမှာကျွန်တော်ထားလာလို့ရတယ် Power BI service မှာစက်တင်ချလာတဲ့သူ့ရဲ့layoutအတိုင်းပဲကိုယ့်ရဲ့ Power BI mobile မှာလာပေါ်မှာဒါဆိုရင်ကျွန်တော်တို့ mobile မှာဒီမှာထည့်ထားတဲ့ကိုယ့်ရဲ့ feature တွေကိုဒီတဲကိုကျွန်တော်လာထည့်တာပေါ့နော်ကိုကြည့်ချင်တဲ့အကြောင်းအရာတွေကျွန်တော်ဒီထဲမှာကျွန်တော်လာထည့်အောင်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ Power BI desktop လည်းကျွန်တော်တို့နားလည်ပြီ Power BI service နဲ့ Power BI mobile ဘယ်လိုလုပ်လို့လဲဆိုတာတော့ကျွန်တော်တို့ကောင်းမြင်သွားမယ်လို့ထင်တယ်အရန်ကောင်းပါတယ်ဟိုအဲ့တော့ microfinance business တွေအတွက် Power BI ကဘာလုပ်ပေးနိုင်လဲဆိုတော့ဒီ portfolio နဲ့ပတ်သက်တဲ့ management report တွေထုတ်ပေးနိုင်တယ်လုံးနဲ့ပတ်သက်တဲ့ data တွေ performance တွေကို tracking လုပ်တာပဲဖြစ်ဖြစ်ပြီးရင်သူ့ရဲ့ client နဲ့ပတ်သက်တဲ့ behavior တွေသူ့ရဲ့ဟာကို segmentation အလိုက်လည်းကျွန်တော်တို့ကြည့်ပေးနိုင်တယ်မျိုးစုံကျွန်တော်တို့ခွဲကြည့်လို့ရတယ်ပေါ့နော်ဒါအပြင်ဒီ financial နဲ့ပတ်သက်တဲ့ reporting တွေ analysis တွေထုတ်ကြည့်လို့ရတယ် customer နဲ့ပတ်သက်တဲ့ insight တွေကျွန်တော်တို့ထုတ်ကြည့်လို့ရတယ်အကယ်၍ကိုယ့်ရဲ့လုပ်ငန်းမှာ marketing campaign တွေလုပ်ခဲ့စီရှိတော့ marketing နဲ့ပတ်သက်တဲ့ campaign effectiveness report တွေထုတ်ကြည့်လို့ရတယ် brand alike ဆိုရင် brand alike ကျွန်တော်တို့ကြည့်လို့ရတယ် geographic alike လည်းကျွန်တော်တို့ကြည့်လို့ရတယ်geographic နဲ့ပတ်သက်ပြီးတော့တခုဟိုနည်းနည်းလေးဖြည့်ဆွတ်ပြောချင်တာကဒီရဲ့ business တော့ကျွန်တော်သိချာမသိဘူးတချို့ကျွန်တော်တို့ဒီအယောင်နဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်ဆိုရင်သူတို့ retail ရှိတဲ့ outlet တစ်ခုချင်းစီသူတို့ရဲ့တည်နေရာအတိုင်း Power BI နဲ့မှာကျွန်တော်တို့ထည့်လို့ရတယ်ထားပါစို့ကျွန်တော်တို့ customer တယောက်ကတာမွေတဲကထားပါစို့ရက်ကွက်တစ်ခုတည်းကဘယ်နေရာပေါ့ဒါဆိုရင်သူ့ရဲ့ map ပေါ်မှာသူ့ရဲ့တည်ရှိတဲ့နေရာအစအတိအကျကျွန်တော်တို့ထည့်ပေးလို့ရတယ်သူ့ကို click လုပ်လိုက်တာနဲ့သူ့ကိုထောက်လိုက်တာနဲ့အဲ့ location ကိုထောက်လိုက်တာနဲ့သူနဲ့ပတ်သက်တဲ့ information တွေကျွန်တော်အကုန်ကြည့်လို့ရတယ်ကုန်ကြည့်လို့ရတယ်အဲ့တော့ဒီရဲ့ business မှာဆိုရင် maybe ကျွန်တော်တို့ branch square တွေရှိကောင်းရှိနိုင်တယ်ကိုယ့်ရဲ့ client ရဲ့တရှိရ location အလိုက် performance တွေကို visual နဲ့ map ပေါ်မှာတော့ကောင်းကျွန်တော်တို့အလွယ်တကူကြည့်လို့ရတယ်အဲ့လို map ကိုကြည့်တယ်ဆိုရင်လည်းကျွန်တော် internet ရှိမှကြည့်လို့ရတာမဟုတ် offline နဲ့သူကကြည့်လို့ရအောင် support လုပ်ပေးတာအဲ့တော့ဒါတွေကသူတို့အားသာချက်ပေါ့နော်အဲ့လိုကြည့်မယ်ဆိုရင်တော့လောက်ရတဲ့ process တွေရောရှိတာပေါ့နော်သူရဲ့တီရှိရ longitude latitude တွေကို information တွေကို data collect လုပ်ရတဲ့အပိုင်းလေးတွေရှိတယ်သူရဲ့ software တွေကိုထည့်ပေးရတဲ့အပိုင်းလေးတွေရှိတယ်ဒါပေမဲ့ဒီခေတ်ကြီးမှာ longitude latitude ကယူရတာအရန်လွယ်တယ်နော် Fiverr တွေက location ဆက်အောင်မှဒီရဲ့ information တွေကကျွန်တော် collect လုပ်လို့ရတဲ့အခြေအနေဖြစ်နေပြီဆိုတော့အဲ့လောက်ထိသူက powerful ပိုဖြစ်တယ်အဲ့တော့ဒါအပြင်ကိုလုပ်ငန်းတစ်ခုလုံးရဲ့ overview dashboard အနေနဲ့လည်းကျွန်တော် create လုပ်လို့ရတယ်လုံးနဲ့ပတ်သက်တဲ့ dashboard တွေ create လုပ်လို့ရတယ် brand တစ်ခုချင်းစီရဲ့ operation ကို monitoring လုပ်တဲ့ dashboard တွေ create လုပ်လို့ရတယ် risk တွေကို management လုပ်တဲ့အပိုင်း dashboard တွေကျွန်တော် create လုပ်လို့ရတယ်အဲ့ဒီကနေတစ်စစ်ကိုယ့်ရဲ့ organization ရဲ့လှုပ်ဆောင်ချက်တစ်ခုခု decision ချတာပဲဖြစ်ဖြစ်strategy တွေချတာပဲဖြစ်ဖြစ်တစ်ခုခု plan ဆွဲတာပဲဖြစ်ဖြစ် data တွေကိုကိုယ့်ရဲ့အနည်းဆုံးနေရာမှာအလွယ်တကူ access လုပ်လို့ရတယ်အဲ့ဒါကကျွန်တော်တို့အဓိကအချက်ပဲကျွန်တော်တို့ခေါင်းစဉ်ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့ data driven organization data driven decision making လုပ်ဖို့အတွက်ကအနည်းဆုံးမှာ data ရှိမှရမယ် data မရှိဘူးဆိုရင်ဘာမှမထူးအဲ့တော့တချို့လည်းမကြရ Power BI desktop ကကောင်းလားကောင်းတယ်ဒါပေမဲ့ကိုယ့်လုပ်ငန်းမှာရှိတဲ့ data ပေါ်လောက်ပဲသူကထုတ်ပေးနိုင်မှာနော်ကိုယ့်လုပ်ငန်းရဲ့ data ရဲ့ပြင်ပအပိုင်းညာတော့သူဘာမှလုပ်ပြလို့မရအောင်အဲ့ဒါသိကြတယ်အဲ့တော့ dashboard တစ်ခုကောင်းတယ်မကောင်းတယ်dashboard တစ်ခုမှာပါဝင်တဲ့ information တွေကစုံတယ်မစုံတယ်ဆိုတဲ့အပိုင်းကကိုယ့်ရဲ့မှာ record လုပ်ထားတဲ့ data ကဘယ်လောက်ထိတိကျလဲဘယ်လောက်ထိပြည့်စုံလဲပေါ့မူတည်တယ်တချို့သောလုပ်ငန်းတွေရှိရလုပ်ငန်းကတော်တော်လေးခီးရောက်လာပြီဒါပေမဲ့သူ့မှာ data အဲ့လောက်ထိ data တိဆောက်ထားတာမရှိဘူး customer ဆို customer name တို့ဖုန်းနံပါတ်တို့သူနေထိုင်ရလိပ်စာ email ဒီလောက်ပဲပါတာဒါဆိုရင်ပါတလောက်ပဲဒီရဲ့ customer information ၄-၅ခုလောက်ပဲသူက report ထုတ်ပေးလို့ရမှာလေအကယ်ကျွန်တော်က customer segmentation တွေ customer ရဲ့ behavior တွေကျွန်တော်ခွဲပြီးတော့ကြည့်ကျင်နေဆိုရင်သူ့နဲ့ပတ်သက်ပြီးတော့ data တွေရှိမှသာလည်းကျွန်တော်ကခွဲလို့ရမှာဟိုတော့ customer တွေကဝင်ငွေဘယ်လောက်ရှိလဲသူ့ရဲ့ income level တွေသူ့မှာမိသားစုရှိလားသူကကလေးဘယ်နှယောက်ရှိလဲဒါဆိုရင်မိသားစုရှိရလူနဲ့မိသားစုမရှိရလူတွေပေါ်မှာကိုယ့်လုပ်ငန်းပေါ်ဘယ်လို impact ဖြစ်သွားလဲဆိုတာကိုကျွန်တော်ကြည့်လို့ရတယ်ပြီးရင်သူတို့ရဲ့ယာရုအခြေအနေတွေသူတို့ရဲ့ဝင်ငွေတွေသူတို့ရဲ့ lifestyle တွေမျိုးစုံရှိတယ်အဲ့တော့ information များလေတော့ကျွန်တော်တို့ insight ကိုdata များလေတော့ကျွန်တော် insight ကိုပြောင်းတဲ့ခါကျရင်ပြည့်စုံတဲ့ report တစ်ခုကျွန်တော်တို့ဖြစ်လာမှာပေါ့နော်အဲ့တော့ဒီခါတည်းနဲ့ကိုယ့်လုပ်ငန်းရဲ့ကိုယ့်ရဲ့ဟာကိုပြန်ချိတ်ဖို့လိုတယ်ကိုယ့်လုပ်ငန်းဘယ်လောက်ထိ data တွေရှိလဲပေါ့နော်ဒါမျိုးကျွန်တော်တို့ပြန်သုံးသပ်ဖို့လိုတယ်အဲ့တော့နောက်တစ်ခုကျွန်တော်ဒီမှာသီးခြားဖြစ်
ဖြည့်ဆွက်ပြီးပြောချင်တဲ့တစ်ခုက Power BI ကိုစိတ်ဝင်စားလို့လေ့လာရတဲ့သူတွေလည်းရှိကောင်းရှိလိမ့်မယ်ဒါမှမဟုတ်အခုမှဒီရဲ့အကျိုးရှိတဲ့အကြောင်းအရာတွေကိုသိသွားပြီးတော့နောက်ပိုင်းမှာလေ့လာခြင်းတဲ့သူတွေလည်းရှိကောင်းရှိလိမ့်မယ် Microsoft ကဘာလုပ်ပေးလဲဆိုတော့ကျွန်တော် Microsoft ကိုသဘောကျတဲ့ချက်လက်ကသူ့ဒီမှာထုတ်တဲ့ product တွေအများကြီးပဲအဲ့တော့သူ့ product တွေကိုအသုံးပြုတဲ့ user တွေအတွက်အထောက်ပံ့ဖြစ်စေတဲ့တင်ကြားရေး supporting တွေအများကြီးသူပေးထားတယ်တကယ်တမ်းဆို Power BI မှာသူ့ရဲ့ website ပေါ်မှာသူ့ရဲ့တင်ကြားရေး website ပေါ်မှာလေးလာရုံနဲ့အကေကိုက set study အားကောင်းနေဆိုရင်ပြောတာပေါ့နော်လေးလာရုံနဲ့အကုန်လုံးတက်မြောက်နိုင်တဲ့အခွင့်အလမ်းတွေအများကြီးရှိတယ်တင်ကြားရေးကဘယ်လောက်ထိ strong ဖြစ်လဲဆိုတော့ YouTube channel ရှိတယ်သူ့ရဲ့ tutorial တွေသူ့ရဲ့ demo တွေအသစ်ထွက်တဲ့ update feature တွေကို video အားဖြင့်လေးလာနိုင်အောင်လဲသူက support လုပ်ပေးထားတယ်ဒါအပြင်တချို့တင်ကြားရေး website မှာ document ပုံစံနဲ့လည်းသူရှင်းပြတယ်စာအားဖြင့်လည်းသူကရှင်းပြတယ် figure တွေပုံနဲ့လည်းသူကရှင်းပြတယ် video နဲ့လည်းရှင်းပြတယ်ကိုယ့်ရဲ့တင်ကြားမှု style ပေါ်မူတည်ပြီးကိုယ်အားတန်တဲ့နည်းလမ်းကိုရွေးချယ်ပြီးလုပ်လို့ရတယ်တခုတည်းသူရှင်းပြတာမဟုတ်အဲ့ဒါတွေအားလုံးက Power BI software ထဲမှာအဲ့ဒီရဲ့ဒီမှာကျွန်တော်တို့ help ဆိုတဲ့ section လေးရှိတယ်အဲ့ဒီထဲမှာအကုန်လုံးရှိတယ်အဲ့တော့သူရဲ့ဒီ landing guide တွေကိုကျွန်တော်နှိပ်ပြီးတော့ဝင်လိုက်ပြီးဆိုရင်ဒါကဘယ်ကိုရောက်သွားလဲဆိုတော့ Microsoft LAM ဆိုတဲ့ landing platform တွေကိုကျွန်တော်ရောက်သွားတယ်အဲ့ဒီမှာအကုန်ရှိတယ် Power BI မဟုတ် Microsoft ကရှိသမျှ product တွေအကုန်ရှိတယ်ပြီးရင် training video ကိုကျွန်တော်ဝင်ကြည့်လိုက်ဆိုရင်ဒါသူ့ရဲ့ Power BI official YouTube channel တွေကိုရောက်သွားတယ်အဲ့ဒီမှာလည်းကျွန်တော်တို့ jury အများကြီးကျွန်တော်ကြည့်လို့ရတယ်ဒါအပြင် documentation တွေကိုဝင်ကြည့်တယ်ဆိုရင်သူက document ပုံစံနဲ့သူကရှင်းပြတယ်စာနဲ့လည်းရှင်းပြတယ် figure ပုံကားချက်လည်းရှင်းပြတယ်ဘာပြီးဘာဝင်ဘာပြီးဘာလို့ဆိုတဲ့ step လေးကိုသူကမြားလေးထိုးပြီးတော့အသေးစိတ်လေးရှင်းပြသေးတယ်တကယ်တမ်းဆိုရင်ဒါအပြင်သူ့မှာ community channel လေးတွေရှိတယ်ဒီမှာကျွန်တော် community အဲ့တော့ Microsoft ကသူ့ရဲ့နိုင်ငံတည်မှာ community group လေးတွေသူကဖွင့်ထားတာမျိုးရှိတယ်အဲ့တော့ကိုက Power BI user တယောက်အနေနဲ့ community ထဲမှာဝင်လာရဲဆိုရင်ဘာအားသက်ချက်ရှိလဲဆိုတော့ကိုအသုံးပြုရင်းနဲ့တစ်ခုခုသုံးနေရင်လည်းအဆင်မပြေတာဖြစ်တယ်ကိုဘယ်လိုလုပ်ရမလဲဆိုတာမသိတော့ပြဿနာမရှိဘူး community ထဲမှာငါကတော့ဒီလိုလေးဖြစ်နေပြီဆိုပြီးတော့စာလေးကျွန်တော်ရေးလိုက်ရုံပဲအဲ့ကကြရင်ဒီ community ထဲမှာရှိနေတဲ့တခြားသော Power BI user တွေကကိုဖြစ်တဲ့ case မျိုးကိုသူတို့အရင်တော့ကြုံတွေ့ဘူးတဲ့အတွေ့အကြုံတွေရှိတယ်ဆိုရင်သူတို့ကပြန် share ပေးတယ်ငါတော့ကတော့ဒီလိုလေးလုပ်လိုက်တယ်အဆင်ပြေသွားတယ်စဖြစ်ပေါ့နော်ဒါဆိုရင်ကိုကအဲ့ဒါလေးကိုလမ်းသွားပြီးတော့လုပ်လို့ရတယ်ဒါအပြင်ကို case မဖြစ်ဘူးဗျာပြဿနာမရှိဘူးဒီ community မှာရှိတယ်ဆိုတော့တခြားသောသူတွေက case ဖြစ်တယ်ဆိုရင်ကိုတော့အခုမဖြစ်သေးဘူးနောက်ဖြစ်နိုင်တယ်လေဒါဆိုရင်ကိုကအဲ့ဒါကိုကြိုတင်လမ်းလုပ်လာလဲဆိုရင်အကယ်၍နောက်ပိုင်းမှာကိုကြုံလာခဲ့တဲ့ခါကျရင်ကိုဒါကိုလမ်းလုပ်လို့ရတယ်ဒါအပြင်တချို့သော community group မှာ Power BI ရဲ့ developer တွေလည်းရှိတယ်အကယ်ဘယ်သူကမှဒီရဲ့ case ကိုမရှင်းပေးနိုင်ဘူးဆိုရင်သူတို့ကဝင်ရှင်းပေးတယ်အဲ့တော့ဒါလေးကလည်းတော်တော်အဆင်ပြေတယ်ဒီမှာကျွန်တော် blog ဆိုတာရှိသေးတယ်ဒါတော့ blog website တွေကိုရောက်သွားတယ်တနည်းအားဖြင့် Power BI နဲ့ပတ်သက်တဲ့ update feature တွေထွက်တယ်အဲ့တော့ဒီထဲမှာကျွန်တော်ဝင်လေ့လာလို့ရတယ်ဒါအပြင်ဒီမှာကျွန်တော်တို့ example တွေရှိတယ် example ဆိုတာက Power BI က report တွေကိုသက်ဆိုင်ရာကဏ္ဍအသီးသီးလိုက်သူကတိဆောက်ပေးထားတယ်ဝင်လေ့လာ maybe supply chain နဲ့ပတ်သက်လဲဆိုရင် supply chain နဲ့ dashboard ရှိတယ်စိတ်နဲ့ပတ်သက်လဲဆိုစိတ်နဲ့ dashboard ရှိတယ် finance ဆို finance ပတ်သက်တဲ့ dashboard ရှိတယ်ဝင်လေ့လာသူတို့ဘယ်လို create လုပ်ပေးထားလဲ reference လုပ်လို့ရတယ်ကိုကဒီကနေလည်းကျွန်တော်သွားပြီးတော့ lamp လုပ်လို့ရတယ်ဒါအပြင်ကိုကလေ့ကျင့်ချင်လို့ကို့မှာ data set မရှိဘူးပြဿနာမရှိဘူး example ထဲမှာကျွန်တော်တို့ data set တွေသူပေးထားတယ်အဲ့တော့သူတို့ပေးထားတဲ့ data set ကို download လုပ်ကိုယ့်ဘက်ကိုလေ့ကျင့်ဒီလိုမျိုးလည်းသူပေးထားသေးတယ်တော်တော်လေးစုံတဲ့ကိစ္စတုံးတယ်အောင်အဲ့လောက်ထိသူ support မလုပ်ဘူး Power Microsoft ကတော်တော်လေး support လုပ်တာသို့တော်ဘောနော် Power BI သင်ထားတဲ့ user ရဲ့ရောက်တရားလောက်မှ69ရောက်လောက်ဝင်မကြည့်ပြဘူးเนาะအရန်ကောင်းတဲ့ဟာလေးကိုပြောပြတာပါဒါပေမဲ့access state မလုပ်ကြဘူးပေါ့နော်ဟိုဒါလေးကလည်းလိုအပ်ချက်တစ်ခုလို့ဖြစ်နေအောင်နောက်တစ်ခုကျွန်တော်တို့ business intelligence လို့ပြောရဲဆိုရင် Power BI ခေါင်းစဉ်နဲ့မို့လို့ Power BI တော့ကျွန်တော်အားစိုက်ပြီးတော့ကျွန်တော်ပြောသွားတာပေါ့နော်သို့တော် Power BI တကယ်တော့တခြားသော business intelligence tool တွေအများကြီးရှိပါသေးတယ်ကျွန်တော်တို့မသိတာတွေရှိသလိုနည်းနည်းလေးသိတာတွေလည်းရှိတယ်အဲ့တော့ industrial leader အနေနဲ့ကတော့ကျွန်တော် Excel ရှိမယ် Power BI ရှိမယ် Tableau ဆိုတာရှိတယ်အဲ့တော့ Tableau ဆိုတာက Salesforce ဆိုတဲ့ CRM software ကထုတ်တဲ့ product တစ်ခု international မှာတချို့သောနိုင်ငံတွေမှာ Tableau ကနည်းနည်းပို့ပြီးတော့ trend ဖြစ်တယ် Power BI ရဲ့ရှေ့လည်းရောက်တယ်ပို့လည်းသုံးကြတယ် Power BI နဲ့ရှင်တယ်ဆိုရင် Tableau မှာတချို့ free version တွေပို့ပြီးတော့ရတာမျိုးတွေလည်းရှိတယ်သို့တော့ကျွန်တော်သိဖို့လိုတာဒါတွေအကုန်လုံးက business intelligence tool တွေပဲတစ်ခုနဲ့တစ်ခုနဲ့ UI ကနည်းနည်းလေးကွာလာမယ်သူတို့ရဲ့ဖွဲ့စည်းပုံကတစ်ခုနဲ့တစ်ခုနဲ့သိမကွာဘူးအဲ့တော့ကိုက Power BI user တယောက်အနေနဲ့ Power BI ကိုလေ့လာပြီးတော့တဲ့အခါကျရင် Tableau ကိုသွားပြီးလေ့လာဆိုရင်
နှစ်ပတ်လောက် set study လုပ်လိုက်ရတယ်အဲ့ဒါတွေကိုသုံးတတ်တယ်အရင်ကြီးမကွာဘူးတနည်းအားဖြင့် product data ကွာသွားတာပေါ့နော်အသုံးပြုတဲ့ပုံစံလေးတွေတိဆောက်တဲ့ပုံစံလေးတွေသူတို့စဉ်းစားရတဲ့ concept လေးတွေကသိမကွာအတူတူပဲအဲ့တော့အောက်မှာတချို့ local လေးရှိတယ်ဒါဆိုရင်ကျွန်တော်တို့ Google ကထုတ်တဲ့ local data source ဆိုရင်နည်းနည်းလေးနောက်ပိုင်းနည်းနည်း trend ပို့ဖြစ်လာတယ်အဲ့တော့ Power BI မှာတကယ်တမ်းဆိုရင် Power BI က data analysis ကိုသုံးတဲ့ tool လို့ပြောလို့ရတယ် function တွေမှာလုပ်နေတဲ့သူအတွက်ဆိုရင် Power BI က technical နည်းနည်းလေးသူကပိုဆန်တယ်သူ့ကို access လုပ်နိုင်ဖို့ apply လုပ်နိုင်ဖို့ဆိုရင်နည်းပညာပိုင်းဆိုင်ရာတချို့ကျွမ်းကျင်မှုတွေလိုလာတယ်တနည်းအားဖြင့်တာမန် software တစ်ခုသုံးနိုင်တဲ့ဆိုင်သူ့ကိုကျွန်တော်တို့ကောင်းမှုသုံးနိုင်ဖို့ဆိုရင်စူးစမ်းအားထုတ်မှုနည်းနည်းလေးလိုတယ်ပေါ့နော်အဲ့လိုပြောချင်တာပေါ့နော်အဲ့တော့တချို့သောဒီမှာ local လို့ပါလို့ဆိုရင်သူကအဲ့လောက်ထိ technical apply လုပ်ရတာနည်းတယ်အလွယ်တကူ click လေးလုပ်ပြီးတော့ live ထည့်လို့ရတဲ့ feature လေးသူ့စီမှာပါလာတယ်ဆိုတော့ software တွေကတစ်ခုတစ်ခုအားသာချက်အားနည်းချက်ရှိတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ဖြည့်ဆွတ်ပြီးပြောချင်တာဒီမှာမပါတဲ့ဒစိမ့်တွေပြင်တခြားဒစိမ့်တွေအများကြီးရှိတယ်နော်အဲ့တော့ကိုယ့်ရဲ့ organization ထဲမှာနောက်ဆုံးပိတ်နေတဲ့ကျွန်တော်တို့ data driven organization တိဆောက်တင်တယ်ကျွန်တော်တို့ဒီ analysis community ထဲမှာ community တော်တော်များများပေါ့နော်သူတို့ရဲ့ organization တွေကို data driven organization ဖြစ်ချင်လို့ငွေကုန်ကြီးကြခံပြီးတော့လှုပ်ရှားတဲ့လုပ်ငန်းတွေအများကြီးကျွန်တော်တို့ဖြစ်လာပြီပေါ့နော်အဲ့တော့ပြောင်းလဲခြင်းနဲ့ပြောင်းလဲတဲ့နေရာမှာတကယ်တမ်းကြုံတွေ့ရမယ့် challenge တွေကတော့အများကြီးရှိတာပေါ့နော်အဲ့တော့ company ကသို့မဟုတ်ကိုလုပ်တဲ့အဖွဲ့အစည်းက data အရေးကြီးတဲ့ဆိုတာကိုသိတယ်သူ့စီမှာအောက်မှာရှိနေတဲ့ဝန်ထမ်းတွေ member တွေကို data ကိုအခြေပြုတဲ့သူတွေဖြစ်စေခြင်းနဲ့အဲ့အတွက်ကျွန်တော်သင်တန်းတွေထားကြတယ်ဒါပေမဲ့ project တိုင်းကအောင်မြင်နေတာမျိုးတော့မဟုတ်မနေဘူးပေါ့နော်အဲ့တော့ဒီနေရာမှာဆိုရင်ရှေ့ကကျွန်တော်ပြောတဲ့ဟာကိုပြန်ပြောရရင်သူ့မှာ perspective နှစ်မျိုးရှိတယ်လို့ပြောခဲ့တယ်ဒီနှစ်ခုစလုံးကိုပေါင်းဆက်အသုံးပြုနိုင်မှသာလေကိုလိုချင်တဲ့ information တွေထွက်လာမှာတစ်ခုမရှိတာနဲ့မရတော့ဘူးအဲ့လိုဖြစ်နေတာအဲ့တော့အတွေ့အကြုံလေးတစ်ခုပေါ့နော်ဒီမှာကျွန်တော်တို့ကိုယ့်ရဲ့ organization ကို data driven organization ပြောင်းပါလို့ပြောနေမှာအတွေ့အကြုံတစ်ခုကလုပ်ငန်းတစ်ခုပေါ့နော်လုပ်ငန်းတစ်ခုဆိုရင်သူ့ရဲ့သက်ဆိုင်ရာနယ်ပယ်မှာဈေးကွက်လီဒါလို့ပြောလို့ရတဲ့အခြေအနေမှာရှိလာပြီကုမ္ပဏီတက်တန်းအားဖြင့်လည်းကျွန်တော်တို့ကြီးလာပြီအဲ့တော့ကြီးလာတဲ့အခါကျရင်သူတို့ရဲ့ရှိနေတဲ့ဝန်ထမ်းတွေကိုဆွတ်ချပြောင်းချင်တာပေါ့နော် data driven organization ဖြစ်ချင်တယ်ဝန်ထမ်းတွေကလည်းလုံးသက်ရင်ဝန်ထမ်းတွေများတယ်သူ့ရဲ့ကာရှာတချို့အနည်းဆုံးနှစ်ဝန်ထမ်းဆိုရင်10နှစ်到9နှစ်လို့ဆိုတာဒါအနည်းဆုံးပဲအများဆုံး15နှစ်20ရှိတယ်အဲ့တော့တော်တော်များများ plan တွေဆွဲတယ်တစ်နှစ်စာ plan တွေဆွဲတယ်အဲ့တော့အကုန်လုံးကိုစီထွက်လာတဲ့ plan ကသူတို့တွေ့ခဲ့တဲ့အတွေ့အကြုံသူတို့ရဲ့ opinion တွေပေါ်မူတည်ပြီးတော့ပဲကျွန်တော်ကဆွဲကြတာဘာကိုအခြေခံလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းကဘာဖြစ်နေလဲဆိုတော့တကယ်တမ်း realistic ဖြစ်တဲ့ data ကိုသူတို့အခြေခံပြီးဆွဲတာမဟုတ်ဘူးတို့တော့အဲ့လိုပြောလို့သူတို့ဟာအတွေ့အကြုံရှိမကောင်းလို့ပြောချင်တာမဟုတ်ဘူးเนาะမှန်ကောင်းမှန်လိမ့်မယ်တခါတည်းလွဲသွားတာမျိုးလည်းဖြစ်တတ်တယ်အဲ့တော့ organization ကဘာလုပ်လဲဆိုတော့သူတို့လူတွေကိုကျွန်တော်ကခေါ်ပြီးတော့သင်တန်းတွေခေါ်ပြီးတော့ training တွေလုပ်တယ် project တွေကျွန်တော်လုပ်တာပေါ့နော်အဲ့မှာကျွန်တော်တို့ data analysis ပတ်သက်တဲ့ business perspective တွေရော technical perspective တွေရောနှစ်ခုစလုံးကိုကျွန်တော် train ပေးရတယ်အဓိက technical perspective ကိုပို့ train ရတာပေါ့နော် business perspective ကြတော့သူတို့မှာအတွေ့အကြုံရှိပြီးသားဆိုတော့အဲ့လောက်ထိကျွန်တော်ပြောစရာမလို data ကို interpret လုပ်တဲ့ scale လောက်ပဲကျွန်တော်ကဖြည့်ပေးရတာအဲ့တော့ Power BI တင်တယ်တခြားသော Excel Advanced Excel တွေတင်တယ်ဒါပေမဲ့ပွင့်လင်းပြောရရင်အဲ့ဒီ project တွေအများကြီးက project တစ်ခုက fail ဖြစ်တယ်သူတို့ပြန်ပြီးတော့ဒီ training ကာလပြီးသွားတဲ့ခါကျရင် apply လုပ်မလို့ကျွန်တော်ပြန်ပြီးတော့အကဲဖြတ်တယ်ပြန်ပြီးတော့စီစစ်တယ် apply မလုပ်ချအောင်အဲ့တော့သင်တန်းဆရာလည်းစိတ်ညစ်သွားတာပေါ့နော် apply မလုပ်တော့အဲ့တော့ဘာကြောင့် apply မလုပ်ရလဲဆိုတော့သူတို့မှာဒါကိုပြောင်းလဲခြင်းနဲ့ဆန္ဒတွေမရှိကြတော့သူတို့ရှေ့ရိုးဆွဲနေပြီပေါ့နော်ဒါရုပ်အဲ့တော့လုပ်ငန်းကလည်းဒါကိုမဖြစ်မနေသွားခြင်းတယ်သူကဘလောက်ပဲခက်သူတို့ရအောင်လုပ်မယ်ဆိုတော့ project နဲ့ကျွန်တော်လုပ်တာဖြစ်တဲ့အတွက်ကျွန်တော်ကဘာပြန်လုပ်ပေးရလဲဆိုတော့ technique သူတို့ကနှစ်ခုမှ technical ကိုသူတို့မလုပ်ချင်တော့သူတို့ရဲ့ computer ကိုဖွင့်လိုက်တာနဲ့သူတို့ကြည့်လို့ရတဲ့ report တွေကိုအစင်သစ်ကြည့်လို့ရအောင်လုပ်ပေးလိုက်တဲ့ state ကိုကျွန်တော်ပြန်ပြောင်းလိုက်ရတယ်တနည်းအားဖြင့် customize report software တွေကျွန်တော်ပြန်ပြီးတော့ရေးရတယ်အဲ့တော့အဲ့ဒီ customer ကသူတို့ဘာမှလုပ်ကြမလို့တော့ပါနဲ့အမြဲတမ်းသူတို့ computer ဖွင့်လိုက်တာနဲ့ဖုန်းဖွင့်လိုက်တာနဲ့သူတို့ကြည့်ဖို့လိုတဲ့ report တွေအကုန်လုံးကိုကျွန်တော်ကအစင်သစ်ကြည့်လို့ရအောင်ပြန်ပြီးဖန်ပြီးပေးလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ company ကဘာကုန်သွားလဲဆိုတော့investment တွေထပ်လုပ်ရတယ် software တွေရေးရတယ်ဘာလို့ customize software ကို CRM software ပုံစံမျိုးရေးရတာ
အဲ့လိုမျိုးလည်းရှိတယ်အဲ့တော့အဖွဲ့အစည်းတိုင်းကဒီပေါ်ကျွန်တော်တို့သွားတင်တယ် data driven culture ကိုကျွန်တော်တိဆောက်တင်တယ်ဒီလိုတိဆောက်မယ်ဒီလိုသွားမယ်ဆိုရင်ကိုယ့်စီကဝန်ထမ်းတွေကိုဤပညာဆိုင်ရာ training တွေပေးရုံနဲ့ကျွန်တော်မပြီးဘူးကိုယ့်ရဲ့အဖွဲ့အစည်းမှာတစ်ခုလုပ်မယ်ဆိုရင် data ကို practice လုပ်တဲ့ culture မျိုးတစ်ခုခု plan တွေဆွဲရဆိုရင်သူ့ရဲ့ reference data တွေဘယ်လိုလုပ်အောင်လဲတစ်ခုခုတင်ပြဆွေးနွေးရဆိုရင်လည်း data ကိုအခြေပြုပြီးတော့ဆွေးနွေးချက်မျိုးကိုကျွန်တော်တို့ဖိတ်ခေါ်ဖို့လိုတယ်ဒီလို practice မျိုးကိုကျွန်တော်လေ့ကျင့်ပေးဖို့လိုတယ်အဲ့တော့ဘက်ပေါင်းစုံကလေ့ကျင့်မှသာလျှင်ဒီရဲ့ organization က data driven organization ကျွန်တော်တို့ဖြစ်နိုင်မှာအဲ့တော့အလေးထားလို့ကျွန်တော်ချက်ချင်းဖြစ်တင်မှာဖြစ်မှာပေါ့နော်အဲ့တော့အလေးထားမဖြစ်ခင်မှာအလေးချလေးကိုကျွန်တော်အရင်လုပ်ပေးဖို့လိုတယ်အဲ့တော့အလေးချင်းကနေဆက်ကျွန်တော်အလေးထားထိကျွန်တော်သွားဖို့လိုတယ်ပေါ့နော်အဲ့တော့ကြီးမားလုပ်တဲ့ project တိုင်းကတော့ challenge ကတော့ရှိမှာပဲเนาะဒါပေမဲ့ဒါကောင်းနေဆိုတာကိုကျွန်တော်တို့သိသွားတဲ့နောက်ပိုင်းမှာဒါကိုကျွန်တော်တို့လုပ်တင်တယ်တကယ်တမ်းဆိုရင်အဲ့တော့ဒါလေးကတော့ကျွန်တော်ရဲ့အပိတ်ဖြစ်ဆိုပြီးပြောပြတာပါအားလုံးကျေးဇူးတင်ပါတယ်အခုနားထောင်ပေးရတဲ့အတွက်ဟုတ်